လောကရဲကိုရောက်ခါစားပထမဆုံးနှစ်မှာမင်းကခွန်အားနည်းငယ်ပဲတိုးလာခဲ့ပေမဲ့လက်တီးတစ်ချက်နဲ့တင်ကြောက်တုံးကိုကြေမွားစေနိုင်နေပြီးဒုတိယနှစ်မှာတော့ခွန်အားတွေထပ်တိုးလာပြီးခန္ဓာကိုယ်ဟာဓာတ်နဲ့လန်ဒန်တွေကိုတောင်ဂရုစိုက်စရာမလိုတော့တဲ့အပြင်ဟင်းချက်ဓာတ်ကိုတောင်လက်ပလာနဲ့ဆုပ်ချပြီးတန်လုံးဖြစ်အောင်လုပ်နိုင်လာခဲ့ပြီးဒီအရေးချင်းကိုအခြေခံပြီးမင်းဟာမြို့နယ်ထဲမှာရဲမက်အလုပ်တစ်ခုရရှိခဲ့ကအစိုးရလာစာကိုစားရတဲ့သူဖြစ်လာခဲ့တဲ့တတိယနှစ်မှာတော့မဟာကျိုးနိုင်ငံဟာမြောက်ပိုင်းဒေသနဲ့စစ်ပွဲစတင်ဖြစ်ပွားခဲ့တယ်ကံကောင်းတာကမင်းမှာဇနီးမယားနဲ့သားသမီးမရှိတာကြောင့်မင်းလိုအိမ်တော်မရှိအခြေအနေမတည်ငြိမ်တဲ့သူမျိုးကိုအရာရှိတွေကထွက်ပြေးမှာဒါမှမဟုတ်ပုံကံမှာစိုးရင်ကြတယ်ဒါကြောင့်မင်းကိုစစ်မြေပြင်သွားဖို့အတင်းကျပ်မခေါ်ခဲ့ကြဘူးဒါပေမဲ့ကံမကောင်းစွာနဲ့ပဲမင်းရဲ့ခေါင်းဆောင်ဖြစ်သူဟာစစ်မြေပြင်ကိုခေါ်ဆောင်ခြင်းခံခဲ့ရတယ်သူမထွက်ခွာခင်မှာမျက်ရည်တွေဝဲလျက်နဲ့မိမိရဲ့အသက်30နှစ်အရွယ်သမီးဖြစ်သူရှုချင်းရန်ကိုမင်းစီမှာအနံခဲ့ပြီးဒါဟာနောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်သွားခဲ့တဲ့စတုထနှစ်မှာတော့ခွအန်အားလေးမှတ်ရရှိထားတဲ့မင်းဟာရှုပ်ထွေးလာတဲ့အခြေအနေတွေကြားထဲမှာငကားတကောင်လိုပုံကန်လှုပ်ရှားရင်းလျှို့ဝှက်စွာနဲ့အင်အားကြီးမားလာခဲ့တဲ့ဓာပြအဖွဲ့တွေမြို့ကိုလာရောက်စီးနင်းတဲ့အချိန်မှာမင်းဟာတကူတော်ဓာတ်တလက်နဲ့တပြခေါင်းဆောင်အပါဝင်လူ20ကျော်ကိုတညာရဲနဲ့နှိမ်နှင်းတက်ဖြတ်နိုင်ခဲ့တဲ့မြို့သူကြီးကမင်းကိုသူ့ရဲ့စက္ကန့်သူအဖြစ်သတ်မှတ်ခဲ့ပြီးပြည်သူတွေကလည်းမင်းကိုအကာအကွယ်ပေးတဲ့နတ်ဖျားတစ်ပါးလိုကိုးကွယ်ကြတဲ့တခုတည်းသောစိုးရင်စရာကတော့မင်းတက်လိုက်တဲ့ဓာပြတွေထဲမှာရဲရွလူခေါ်တဲ့သူရဲ့အကိုကြီးရဲဖုံးရှိနေတာပါပဲလွန်ခဲ့တဲ့နှစ်ကသူဟာကံကောင်းပြီးကျင့်ကြံခြင်းလောကတဲ့ကိုဝင်ရောက်ခွင့်ရရှိသွားခဲ့တဲ့ကြားသိရတဲ့လောက်တော့ကျင့်ကြံသူတွေဟာကလဲစားချေတဲ့အခါနှစ်ပေါင်းများစွာကြာလဲမမေ့တတ်ကြဘူးလို့ဆိုကြတယ်ကံကောင်းတာကတစ်ဖက်လူဟာကျင့်ကြံခြင်းတောင်ပေါ်ကိုရောက်ခါစားပဲရှိသေးပြီးနှစ်ပေါင်း30နှစ်ထက်မနည်းကြာဦးမှာမို့အောက်ခြေလောကကိုလောလောဆယ်စဉ်းစားနိုင်မှာမဟုတ်သေးဘူးမင်းကလက်ချောင်းလေးတွေနဲ့တွက်ချက်ကြည့်ပြီးနောက်စိတ်သက်သာရသွားခဲ့တဲ့နှစ်ပေါင်းနှစ်ကြာပြီးတဲ့နောက်ဘသူကဘသူကိုတတ်မလဲဆိုတာမသေးချာသေးဘူးလေ၁၇နှစ်မြောက်မှာတော့ခွန်အား30မှတ်အထိရှိလာပြီးမင်းရဲ့လက်တိတစ်ချက်ဟာလေဟာနယ်ကိုတောင်ပောက်ကွဲစေနိုင်တဲ့အထိဖြစ်လာခဲ့ပြီးခွန်အားတွေတိုးယုံတင်မကပဲတခြားစွမ်းရည်တွေပါလိုအပ်တယ်လို့မင်းခံစားရတာကြောင့်တရားစွမ်းရည်ကိုအနှဲငယ်တိုးမြင့်ဖို့ကြိုးစားခဲ့တဲ့ရလဒ်အနေနဲ့ဒီနှစ်မှာတော့မင်းဟာလက်လျှောက်ရင်းနဲ့တင်ရွှေတုံးတွေကိုကောက်ရနေပြီးကောင်းကင်ဘုံရဲ့မျက်နှာပေးမှုကိုခံရတဲ့သူလိုဖြစ်နေခဲ့ပြီး73နှစ်မြောက်မှာတော့မင်းဟာရွှေအိုရောင်ဆင်းရှိတဲ့ခန္ဓာကိုယ်အဖြစ်ကျင့်ကြံအောင်မြင်သွားခဲ့ပြီးသတင်းကောင်းနဲ့သတင်းဆိုးနှစ်ခုစလုံးတပြိုင်နက်တည်းရောက်ရှိလာခဲ့သည်သတင်းဆိုးမှာရှေ့တန်းမှာသတင်းဆိုးဖြစ်ပြီးရွှေချင်းရဲ့ဤဖခင်စစ်ပွဲတွင်ကြာဆုံးသွားခဲ့ခြင်းပင်ဖြစ်သည်ကောင်းမလေးမှာရင်ကွဲမတက်ငိုကြွေးနေရှာသည်သတင်းကောင်းမှာရှန်ရှောင်းကိုင်းမှာစီနီယာအကိုကြီးအောက်ပြည်သို့ဆင်းလာပြီးတပည့်လက်ခံခြင်းဖြစ်သည်ဤနေရာတွင်ကတရားအရှိန်အဝါကြီးမားသူတဦးရှိနေသည်ဟုသူကဆိုသည်မူလကထိုသူမှာတင်ဖြစ်လိမ့်မည်ဟုထင်မှတ်ထားတော့လဲစစ်ဆေးကြည့်လိုက်သည့်အခါကတရားအရှိန်အဝါအကြီးမားဆုံးသူမှာရွှေချအင်းရံဖြစ်နေသည်ကိုတွေ့လိုက်ရသည်ရွှေချင်းရံမှာမသွားခြင်းပေအကြောင်းမှာတင်းဤထာဝရနုပြိုခြင်းလျှို့ဝှက်ချက်ကိုသူမစောစောစီးစီးကပင်သိရှိထားသောကြောင့်ဖြစ်သည်တနေ့နေ့တစ်ချိန်ချိန်တွင်တင်းနှင့်အတူထာဝရအတူတူရှိနေနိုင်ရန်အတွက်နောက်ဆုံးတွင်သူမသည်ဂိုင်းဤတပည့်အဖြစ်ဝင်ရောက်ရန်သဘောတူလိုက်သည်တခုတည်းသောအခြေအနေမှာတင်းကိုပါခေါ်ဆောင်သွားရန်ဖြစ်သည်သို့တော်လက်တွေ့ဘဝမှာအလွန်ပင်ရက်ဆက်လာသည်စီနီယာအကိုကြီးသည်တင်းဤအယိုးစစ်များကိုစမ်းသပ်ကြည့်ပြီးနောက်စကားလေးလုံးသာပြောခဲ့သည်ယင်မှာပါရမီမရှိခြင်းပင်ဖြစ်သည်ဂိုင်းတို့ခေါ်သွားပါကလည်းဝင်ထုတ်ဝင်ပို့တာဖြစ်လာမည်မို့တင့်ကိုဂိုင်းဝင်ခွင့်ညှင်းပယ်ခဲ့သည်ရောကြီးအနေဖြင့်စီနီယာအကိုကြီးကတင့်ကိုပစ္စည်းတစ်ခုရွေးချယ်ခွင့်ပေးသည်တင်သည်အစွမ်းထက်သည့်လက်နက်များကိုမလိုချင်ပဲအသက်တမ်းဖြင့်ကျင့်စဉ်အဆင့်ကိုလဲလှယ်နိုင်သည့်ကျင့်စဉ်မျိုးရှိပါသလားဟုမေးမြန်းလိုက်သည်စီနီယာအကိုကြီးကတင့်ကိုလူဦးတူတယောက်ကိုကြည့်တကယ်တော့ကြည့်လိုက်ပြီးနောက်ကိုရှိချမ်းတအုပ်နှင့်ကြူကြည်စေးတောက်နှလုံးကိုပြစ်ပေးလိုက်သည်ကျင့်စင်ကြမ်းထဲတွင်နှစ်ပေါင်း300ဖြင့်အမြုတေဖွဲ့နိုင်ပြီးနှစ်ပေါင်း3000ဖြင့်နတ်ဖျားအဆင့်ရောက်နိုင်ကနှစ်ပေါင်း3000ဖြင့်နတ်မင်းကြီးအဆင့်သို့ရောက်ရှိနိုင်ပြီးနှစ်ပေါင်း3သိန်းဆိုပါကလောကတွင်တိုင်ပတ်ကင်းဖြစ်နိုင်သည်ဟုရေးသားထားသည်ပို၍ထူးခြားသည်မှာမိမိအသက်တမ်းကို3ဆပိုမိုလောင်ကျွမ်းစေပြီး3ဆပိုမိုမြန်ဆန်သောကျင့်ကြံခြင်းတို့ကိုလဲလှယ်ရယူနိုင်သည်ဤအရာသည်တင့်အတွက်တိတက်ဖန်တီးထားတဲ့ကဲ့သို့ပင်ဖြစ်သည်သူတစ်ပါးကနှစ်ပေါင်း300ကျင့်ရမည်ကိုတင်သည်နှစ်ပေါင်း100သာလိုအပ်သည့်အချိန်များကုန်လွန်သွားခဲ့ပြီးနောက်ထပ်10နှစ်ကြာသွားခဲ့သည်မျိုးစားကြီးအနားယူသွားပြီးနောက်တင်သည်မျိုးစားအသစ်ဖြစ်လာခဲ့သည်ယခုအချိန်တွင်တင်၏စွမ်းဆောင်ရည်ပြကွက်မှာအတော်လေးလှပနေပြီဖြစ်သည်ခွန်အား20မှတ်ကန်တရား6မှတ်ရှိနေပြီးတင်သည်တရွက်ကိုချွေကလေထဲပြန်တန်းနိုင်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်လှုပ်ရှားမှုမရှိဘဲရွာသူရွာသားတွေဟာမီတာ90ကွာကတောင်နံရံကိုရိုက်ခတ်သွားစေတဲ့ပုံမမြင့်မားတဲ့စွမ်းရည်တွေရဲ့မောင်းနှင်မှုအောက်မှာအသက်ရှူခြင်းအတတ်ပညာဟာပုံမကြီးမားတဲ့အဆင့်တန်းတစ်ခုကိုရောက်ရှိသွားခဲ့တဲ့မင်းရဲ့ကြော်ကြားမှုကတဖြည်းဖြည်းပြန့်နှံ့သွားပြီးရေတွက်လို့မရတဲ့ကျင့်ကြံသူတွေဟာမင်းရဲ့နာမည်ကိုကြားယုံနဲ့လာရောက်ခဲ့ကြတယ်မျက်နှာဖုံးဆွထားတဲ့မိထွေးတွေစစ်ဆက်ပွဲဖျက်သိမ်းခံလိုက်ရတဲ့ပါရမီရှင်တွေတွေးကြောတွေပျက်စီးသွားတဲ့အတုံးမကျသူတွေတယောက်ချင်းစီကိုကြည့်လိုက်ရင်အဓိကဇက်ကောင်တွေရဲ့ပုံစံမျိုးတွေဖြစ်နေကြတယ်မင်းရဲ့ရှိမှဒူးထောက်ပြီးတပည့်အဖြစ်လက်ခံဖို့တောင်းပန်ကြပေမဲ့မင်းကတယောက်ချင်းစီကိုညှင်းပယ်ခဲ့တဲ့ဘာနောက်ပြောင်းမှုလဲဒီလိုမျိုးကံတရားနဲ့မုန်းတိမှုတွေပါလာတဲ့လူတွေကိုတယောက်ပဲလက်ခံရင်တော့မင်းအတွက်တစ်လုံးဒုက္ခရောက်စေနိုင်တယ်ဒီလူတွေကမထွက်ခွာပဲရွာမှာပဲအခြေချနေထိုင်ကြတယ်အေးအေးဆေးဆေးနေထိုင်ခြင်းနဲ့ရွာလေးဟာသူတို့ကြောင့်တိုင်းလောကငယ်လေးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရတယ်ဒီနေ့မှာတော့တယောက်ကမင်းရဲ့အစွမ်းစားကိုစမ်းတက်ချင်လို့မင်းရဲ့နေမြေထဲမှာဂိုင်းချင်းချင်းတိုက်ခိုက်ဖို့တမင်တက်စီစဉ်ခဲ့တယ်မင်းကလက်ဖက်ရည်ဆိုင်မှာထိုင်နေပြီးထိုင်ကုန်ကနေတော့မထရသေးဘူးလက်ညှိုးနဲ့လက်မကိုတုံးပြီးလက်ဖက်ရည်တစ်စက်ကိုယူကာမြားတစ်စင်းလိုပစ်လွတ်လိုက်တယ်အဲ့ဒီရည်စက်ဟာကြီးစံတစ်ခုလိုပောက်ကွဲထွက်သွားပြီးရန်စားတဲ့သူတွေကိုမီတာတော်များများกว่าအထိလွတ်ထွက်သွားစေကတဝက်လောက်အသက်ပြောက်လူနီးပါးဖြစ်သွားစေခဲ့တယ်အားလုံးကထိတ်လန့်တုန်လှုပ်သွားပြီးကြောက်လန့်တကြားဆုတ်ခွာသွားခဲ့ကြတယ်အဲ့ဒီနောက်မှာတော့နောက်ွယ်ကကျိုးကင်သူကကိုယ်တိုင်ကိုကြလာရောက်ပြီးအပြစ်ကိုဝန်ခံခဲ့တယ်သူကတော့မဟာချန်နိုင်ငံရဲ့စတုထမြောက်မင်းသားဖြစ်ပြီးမင်းကိုတောင်ပေါ်ကနေဆင်းပြီးတိုင်းပြည်ကိုကယ်တင်ပေးဖို့တောင်းဆိုခဲ့တယ်မင်းကတခုံးပဲမိလိုက်တယ်မဟာချန်နိုင်ငံမှာတခြားနတ်ဖျားတွေမရှိတော့ဘူးလားဘာလို့လဲဆိုတော့မင်းမမိနေသေးတယ်မင်းပထမဆုံးရောက်ရှိလာတဲ့အချိန်တုန်းကနတ်ဖျားတစ်ပါးကောင်းကင်ကနေဆင်းသက်လာပြီးလက်ဝါးတစ်ချက်ထဲနဲ့တောင်တလုံးကိုဖျက်ဆီးပစ်လိုက်တာကိုမင်းကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ပဲအဲ့ဒီလိုမျိုးအကြောင်းပြချက်ကြောင့်ပဲမင်းကအေးအေးဆေးဆေးနဲ့လုံခြုံစွာနေထိုင်ဖို့ဆုံးဖြတ်ခဲ့တာဒါပေမဲ့အခုကျမှဘာဖြစ်လို့ဘယ်သူမှသုံးမဝင်တော့တာလဲနောက်ထပ်အကြောင်းရင်းတစ်ခုရှိသေးတယ်ငါကတေဆုံးခြင်းတကားကိုရောက်နေပြီဖြစ်လို့လော်ကီရေးရာတွေကိုစိတ်မဝင်စားတော့ဘူးရုပ်ချင်းကူညီနိုင်မဲ့သူဆိုလို့မင်းမရှိတော့တယ်မင်းကသူပြောပြချက်အရာဒီလောကကြီးဟာတကယ်တော့အစင်းနေလောကတစ်ခုသာဖြစ်ပြီးတကယ်ကျင့်ကြံခြင်းလောကကအခြားတနေရာမှာရှိတယ်ဆိုတာသိလိုက်ရတဲ့အစင်းညင်လောကကကျင့်ကြံသူတွေဟာဒီအစင်းနေလောကကိုအတင်းအဓမ္မဆင်းလာမယ်ဆိုရင်ကောင်းကင်ဘုံရဲ့ဖိနှိပ်မှုကိုခံရမှာဖြစ်လို့ဆင်းလာသူအလွန်နှဲပါတယ်မင်းဒါကိုကြားပြီးမှပဲအမှန်တရားကိုသဘောပေါက်သွားတယ်လို့တပြိုင်နက်တည်းမှာလည်းစိတ်ဝင်စားစရာကောင်းတယ်လို့ခံစားလိုက်ရတဲ့ကြည်ရတာဒီလောကမှာတကယ်ထူးချွန်ထက်မြတ်တက်တဲ့သူအများကြီးမရှိလာဘူးပဲမင်းသားနှစ်ပေါင်းတောင်းချီအောင်အိမ်ထဲမှာပဲအောင်ပြီးကျင့်ကြံနေမယ်ဆိုရင်လောကမှာပြန်ပက်ကင်းဖြစ်လာနိုင်တဲ့အခုချိန်မှာလောကထဲထွက်ဖို့ကိုတော့မင်းကပြက်ပြက်တသားပဲကောင်းခါလိုက်တယ်နောက်ဆုံးတော့ကိုပဲယုံကြည်ပြီးပုံအောင်နေတာကကိုစိတ်ချရတဲ့တိုက်ခိုက်တာတွေကတခြားသူတွေရဲ့ကိစ္စဖြစ်ပြီးအန်ဒီရဲ့လည်းအလွန်များလုံးလို့မင်းကတော့လုံးဝမသွားဘူးလို့ဆုံးဖြတ်လိုက်တယ်နောက်ထပ်ရက်အနေငယ်ကုံလွန်သွားပြန်တဲ့မြို့ပေါ်မှာဘာအကြောင်းပြချက်မှမရှိပဲရုပ်ပြက်စင်းပြက်တေဆုံးနေတဲ့6ကက်အလောင်းချို့ပေါ်လာတဲ့ဒီလိုမျိုးဖြစ်ရဆူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်းဖြစ်ပွားခဲ့ဘူးတယ်မင်းမမိတလောက်တော့အဲ့ဒီတုန်းကအီရင်နာအိုကျောင်းကလာရောက်ဖြည့်ရှင်းပေးခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အီရင်နာအိုကျောင်းရဲ့တခင်ကရောက်မလာခဲ့ဘူးနောက်ဆုံးမှာစောင့်မျှော်လိုက်ရတာကတော့သူ့ရဲ့ရုပ်အလောင်းနဲ့တေးတန်းစာတစ်စောင်ပဲဖြစ်တယ်တေးတန်းစာထဲမှာရေးထားတာကတော့
တရားခံဟာတောင်နှစ်ထဲမှာငကားဖြစ်ဖို့အသွင်ပြောင်းတော့မဲ့မွေးကြီးတစ်ကောင်ဖြစ်တယ်လူတွေရဲ့အသက်တက်ကိုစုပ်ယူပြီးကြင်ကြံနေတာဖြစ်တယ်မင်းကတေတန်းစာကိုကြည့်ပြီးဘေးကဝိုင်းကြည့်နေတဲ့သူတွေကိုမေးလိုက်တယ်မင်းတို့တောင်ဖြိုရဟန်းအိုရဲ့အကြောင်းကိုကြားဘူးကြလားအဲ့ဒီရဟန်းအိုကတကယ်တော့ငါပဲအဲ့ဒီညကမင်းကတောင်ပေါ်ကိုတယောက်တည်းတက်သွားခဲ့တယ်မွေအမီလိုပုံတန်းရှိတဲ့တောင်ကြီးကိုရင်ဆိုင်ရင်အားရင်25အထိရှိနေတဲ့မင်းကညာဘက်လက်သီးကိုဖြည်းဖြည်းချင်းမြှောက်လိုက်တယ်မိုးချင်းတန်လိုအုံကနေမြေဟေးသွားပြီးတောင်ကြီးတစ်ခုလုံးဟာမင်းရဲ့လက်သီးတစ်ချက်ထဲနဲ့တင်တစားစီကျင်းမပျက်စီးသွားခဲ့ရတယ်မီတာ100ကျော်ရှည်လျားတဲ့မွေနဂါးကြီးဟာဝေဝေဝါးဝါပေါ်လာပြီးဒေါသတကြီးဟိန်းဟောက်လိုက်တယ်ငါကလူ100ပြည့်ဖို့ပဲလိုတော့တာဒါဆိုရင်ငကားအတွင်ပြောင်းလဲနိုင်ပြီးမင်းကငါရဲ့ကျင့်စဉ်လန်းကိုဖျက်ဆီးတယ်မင်းကောင်းကင်ရဲ့အပြစ်ပေးမှုကိုမကြောက်ဘူးလားစိတ်မကောင်းပါဘူးငါကဒီလောကကလူမဟုတ်ဘူးမင်းကောင်းကင်ရဲ့အပြစ်ပေးမှုကိုကြောက်သလားမကြောက်ဘူးလားဆိုတာတော့ငါတကယ်ပဲမသိဘူးအဲ့ဒီနောက်မှာတော့လက်သီးတစ်ချက်ကမွေနဂါးကြီးကိုနေရာတင်အသေးရိုက်တက်လိုက်မယ်လို့ထင်မှတ်မထားခဲ့ဘူးဒါပေမဲ့ကန်ကြမာရဲ့အထောက်ပံ့အောင်မှာမွေနဂါးရဲ့ခန္ဓာကိုယ်စီကနေနဂါးပြန်ရဲ့အငွေ့တက်တချို့ကိုရရှိသွားပြီးအဝေးကနေတိုက်ခိုက်တက်ဖြတ်နိုင်တဲ့နီလန်းကိုတက်မြောက်သွားခဲ့တယ်အခုချိန်မှာကိုယ့်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုခံမှန်းကြည့်ရရင်တော့အခြေခံအုတ်မြစ်တိဆောက်ခြင်းအဆင့်၈တို့မဟုတ်ကိုအထိနီးကပ်နေပြီဖြစ်တယ်နောက်ရက်မှာတော့ဒေတာခန်တွေဟာအဲ့ဒီတောင်ကြီးတစ်လုံးလုံးအစအနမကြံပျောက်ကွယ်သွားတာကိုသတိပြုမိသွားကြပြီးမင်းလက်ချက်ဖြစ်နိုင်တယ်လို့တယောက်တစ်ပေါက်တန်တရားဝင်ခဲ့ကြတယ်ဒါကြောင့်သူတို့ကမင်းကိုခြေတလန်းအနိုင်မခံဆိုပြီးအမိပြောင်ပေးလိုက်ကြတယ်ဘာဖြစ်လို့ခြေတလန်းမဲလဲဆိုရင်တော့မင်းအနေနဲ့တကယ်နဲ့တက်ကြွအစင်တန်းရှိတဲ့သူတွေနဲ့ရင်ဆိုင်တိုက်ခိုက်ဖူးတာကိုမမြင်ဘူးသေးလို့ပဲဖြစ်တယ်အချုပ်အားဖြင့်ဆိုရတော့အဲ့ဒီအဖြစ်ပြက်ပြီးတဲ့နောက်မှာတော့ကန်းထန်မျိုးလေးစီကိုမင်းကိုကြီးညိုလေးစားကြတဲ့တိုင်းလောကသားအမြောက်များရောက်ရှိလာကြတယ်ကန်းထန်မျိုးလေးဟာလည်းဒီလိုတိုင်းလောကသားတွေကြောင့်ပဲတိုင်းမျိုးလေးလိုအမိပြောင်းလဲသွားခဲ့ရတယ်ဒါပေမဲ့ဒါတွေအားလုံးဟာမင်းနဲ့တော့တိတ်ပြီးသက်ဆိုင်မှုမရှိပါဘူးမြက်တောင်ဖြတ်တွင်းမှာပဲဆယ်စုနှစ်ပေါင်းများစွာတရားအားထုတ်ပြီးနောက်ပြင်ပလောကကြီးမှာအပြောင်းလဲတွေအများကြီးဖြစ်ပျက်ခဲ့တဲ့ဧကရစ်အတင်နန်းတက်လာပြီးနန်းတော်ရဲ့အခြေအနေတွေလည်းရှုပ်ထွေးနေခဲ့တဲ့တိုင်းမျိုးလေးဟာလည်းတကယ်ကိုကြီးမားတဲ့အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်တယ်လွန်ခဲ့တဲ့အနှစ်30ကစွမ်းရှင်ကိုင်းတဲ့ကိုဝင်ရောက်သွားတဲ့ရဲဖုံးသူပြန်ရောက်လာပြီးအနှစ်30မှာတခါရေစီးကြောင်းကပြောင်းလဲတတ်တယ်လို့အနှစ်30မှာတခါလဲကံကြမ္မာကအလှည့်ပြောင်းရှိတတ်တာပဲအရင်ကရဲဖုံးဟာအခုဆိုရင်စွမ်းရှင်ကိုင်းရဲ့တပည့်တယောက်ဖြစ်နေပြီးသူအခုလိုလာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ညီဖြစ်သူဟာကုန်းပတ်အိမ်လေးထဲမှာတေးဆုံးသွားခဲ့ရတယ်ဆိုတာကိုသိလိုက်ရလို့ပဲအဲ့ဒါကြောင့်သူကလည်းစားချေဖို့အတွက်အထူးတလဲရောက်ရှိလာတာဖြစ်တယ်အထူးသဖြင့်ကုန်းပတ်အိမ်လေးထဲမှာရှိတဲ့အတိုင်းလောကရဲ့ဂိုင်းကြီးလေးခုကအကြီးအကဲတွေကိုသူကအင်အားနဲ့ဖိနှိပ်ချုပ်ချယ်ပြီးတဲ့နောက်မှာအဲ့ဒီနေရာမှာတောင်တွေကိုပြိုလဲစေပြီးမြစ်တွေကိုဖျက်တောက်နိုင်တဲ့နတ်ဖျားတစ်ပါးလိုစွမ်းမျိုးရှိတဲ့မင်းရှိနေတယ်ဆိုတာကိုရဲဖုံးကထပ်ပြီးသိရှိသွားခဲ့တယ်ဒါကြောင့်ရဲဖုံးဟာသူ့ညီကိုတက်ခဲ့တဲ့လူကမင်းဖြစ်နိုင်တယ်ဆိုတာကိုချက်ချင်းပဲရိပ်မိသွားခဲ့တယ်မင်းရဲ့စွမ်းရည်နဲ့ပတ်သက်ပြီးတော့လည်းသူကနည်းနည်းမှကြောက်ရွံ့ခြင်းမရှိဘူးတောင်တွေကိုပြိုလဲစေပြီးမြစ်တွေကိုဖျက်တောက်နိုင်တဲ့စွမ်းမျိုးဆိုတာသူလည်းပဲမလုံနိုင်တာမှမဟုတ်တာအဲ့ဒါကြောင့်ဂိုင်းကြီးလေးခုကလူတွေဟာမင်းရှိတဲ့နေရာကိုအတင်းကျပ်ရောက်လာခဲ့ကြပြီးမင်းကိုနှုတ်လိုက်ကြတယ်မင်းတရားထိုင်ကျင့်ကြံပြီးတဲ့နောက်မှာတကယ်စွမ်းရှင်ကျင့်ကြံသူတယောက်နဲ့ပထမဆုံးအကြိမ်ထိတိုက်ရင်ဆိုင်ရမယ့်တိုက်ပွဲကအခုပဲစတင်တော့မှာဖြစ်တယ်ဒါပေမဲ့မင်းကဒီအကြောင်းကိုသိရပြီးတဲ့နောက်မှာလည်းနည်းနည်းမှတုံ့လုံးချောက်ချခြင်းမရှိဘူးဘာပဲဖြစ်ဖြစ်ကဘာဦးစွမ်းရည်တွေရှိနေတာပဲလေဒါကြောင့်အရင်ဆုံးလက်ရည်တစ်ချက်လောက်စမ်းကြည့်ရတာပေါ့တိုက်လူမနိုင်မှထွက်ပြေးလဲမနှောင်းပါဘူးအထူးသဖြင့်ဒီကဘာကိုရောက်လာခဲ့တာဆယ်စုနှစ်ချီကြာမြင့်ခဲ့ပြီဖြစ်လို့မင်းရဲ့စွမ်းအားတွေကအဆင့်3 15အထိရောက်ရှိနေပြီဖြစ်တယ်မင်းရဲ့အစွမ်းစားကတာမန်စွမ်းအားရှင်ကျင့်ကြံသူတွေနဲ့နိုင်ရှင်လို့မရနိုင်အောင်အဝေးကြီးကိုရောက်နေခဲ့ပြီးကောင်းကင်ယံမှာလွင့်မျောနေပြီးကြောက်မက်ဖွယ်ကောင်းတဲ့လူတက်ငွေတွေထွက်ပေါ်နေတဲ့ရဲဖုံးကိုရင်ဆိုင်ရတဲ့အခါမှာမင်းကတည်ငြိမ်တဲ့အမူအရာနဲ့ရှိနေတဲ့ရဲဖုံးကအထက်စီးကနေပြီးတော့မင်းကရဲ့အတုံးမကျတဲ့ညီကိုတက်ခဲ့တာမင်းလာလို့မေးခွန်းထုတ်လိုက်တယ်တက်လိုက်တယ်ဟုတ်လားငါမင်းတို့လိုပိုရွက်စိတ်တအုပ်လုံးကိုအကုန်တက်ပြစ်မယ်ဒါမှလည်းငါအတွက်ကလေးစားချေရတာပို့ပြီးအတိတ်ပဲရှိမှမင်းကရဲ့လက်ချက်နဲ့တေးဖို့ပြင်ထားလိုက်တော့ရဲဖုံးရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုဂယုမဆိုင်ပဲလက်မြောက်လိုက်တာနဲ့ဓာတ်တလက်ကကာကွယ်လိုက်ပါတယ်လူတိုင်းရဲ့ထိတ်လက်တုံလုံးနေတဲ့မျက်လုံးတွေထဲမှာမင်းကလက်ချောင်းတစ်ချောင်းနဲ့ကိုပဲဆန့်ထုတ်ပြီးထိုပြန်တန်းလာတဲ့အတူကိုအေးအေးဆေးဆေးပဲညှက်ပိတ်ဖမ်းလိုက်ပါတယ်ပြီးနောက်လက်ညှိုးနဲ့ခါထုတ်လိုက်တဲ့အခါကြောက်မက်ဖွယ်ကောင်းတဲ့တံပြန်အားကရဲဖုံးကိုမီတာတော်ဝေးထိတိုက်ရိုက်ဆုတ်ခွာသွားစေခဲ့ပါတယ်ဒါကနတ်ဖျားအဆင့်ရဲ့စွမ်းအားပဲနည်းနည်းတော့စိတ်ကြက်စရာကောင်းတဲ့ဒီစကလုံးတွေကရဲဖုံးကိုအရှက်ရပြီးဒေါသထွက်စေပါတယ်သူကမိမိရဲ့ပင်ကိုရတနာလက်နက်ကိုထုတ်ခေါ်လိုက်ပြီးကောင်းကင်ရံတစ်ခုလုံးဓာလင်းနှံတွေဖြစ်ပြောင်းလဲကမင်းကိုအပြတ်တက်တက်ဖြတ်ဖို့ကြိုးစားလာပါတယ်တေဆန်းမင်းကလက်တစ်ချက်ဝေးရလိုက်ုံနဲ့ရွှေရောင်တကားဟောက်တန်တဲ့အတူလေတုကပောက်ကွဲထွက်သွားပြီးကောင်းကင်ရံကဓာလင်းနှံတွေကိုချက်ချင်းပဲအမုတ်ချေပစ်လိုက်ပါတယ်မင်းရဲ့စွမ်းအားကိုမြင်တွေ့ပါရစေဘာနတ်ဖျားအဆင့်လဲမင်းကလေးဟာနေကိုဖြတ်ပြီးလက်ညှိုးတစ်ချက်ထောက်လိုက်တာနဲ့လေတုကပောက်ကွဲထွက်သွားပြီးမြေကဘာကတုံးလို့သွားပါတယ်ကြောက်မက်ဖွယ်ကောင်းတဲ့ဖီအားလိုင်းကချက်ချင်းပဲရဲဖုံးကိုမြေမုံတွေထဲရိုက်သွင်းလိုက်ပြီးအသက်ရှူရက်ကအယိုးစစ်တွေအကုန်ကြေမွားသွားစေခဲ့ပါတယ်နတ်ဖျားတစ်ပါးကိုမင်းကလက်တစ်ချက်ထဲနဲ့အလွယ်တကူတက်ဖြတ်လိုက်တာကိုမျက်မြင်တွေ့လိုက်ရတဲ့အတွက်အခင်းဖြစ်ပွားရနေရကတိုင်းသမားအားလုံးဟာကြောချမ်းသွားကြပြီးရက်နေတဲ့နေရာမှာလည်းအသက်တောင်ဝါမှရှူရဲကြတော့ပါဘူးမင်းကဘေးနားမှာရှိတဲ့တိုင်းသမားတယောက်ကိုအေးဆေးဆေးကြည့်လိုက်ပြီးမိလိုက်ပါတယ်မင်းတို့ရဲဖုံးရှိတဲ့နတ်ဖျားကိုင်းကြောင်ဘလောက်အထိသိလဲရဲဖုံးကကီလိုမီတာရာနဲ့ချီဝေးတဲ့လှုပ်ဝက်စမ်းကျဲတကားဝကိုင်းရဲ့တပည့်ဖြစ်ပါတယ်သူကကျင့်ကြံခြင်းလောကတဲ့မဝင်ရောက်ခင်ကတည်းကကောင်းကင်ဘုံကိုစန့်ကျင်တဲ့လုပ်ရက်တွေကိုအများကြီးလုပ်ခဲ့ပူပါတယ်ချူဝေကတော့ဖန်ဆီးခံလိုက်ရပြီးမင်းလဲသိတဲ့အတိုင်းပဲငါတို့အရှင်မင်းကြီးကအမြဲတမ်းတန်တရားစိတ်များတက်တာလေးကြားသိရတယ်လို့ဆိုရင်အခုဆိုစတုထမြောက်အချင်းထောင်ကိုရောက်သွားပြီလို့ပြောကြတယ်တခိုးကိုင်းကအရာတွေကတကယ်ပဲအစွမ်းထက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရဲဖုံးလိုမျိုးလူဆိုးတယောက်ကိုတော့မွေးထုတ်ပေးနိုင်ခဲ့တာပဲဒါဟာတကယ်ကိုမလွယ်ကူတဲ့အရာတစ်ခုပါပဲအဲ့ဒီနောက်မှာတော့မင်းရဲ့ဘဝဟာပြန်လဲအေးချမ်းသွားခဲ့တဲ့အကြီးအကဲလေးယောက်ကမင်းအတွက်အဲ့ဒီပျက်စီးနေတဲ့အိမ်အိုလေးကိုပြန်လဲပြင်ဆင်ပေးခြင်းခဲ့ပေမဲ့မင်းကတော့ညှင်းပယ်ခဲ့တဲ့အနှစ်80ကုန်လုံးသွားခဲ့ပြီးလူဟောင်းတွေလည်းမရှိတော့ပါဘူးဒီအိမ်အိုလေးမှာပဲထိုစဉ်ကအမတ်တရအရေးရောင်တွေကြံရစ်နေပါသေးတယ်တခုခုတော့ချမ်းသာခဲ့ရမှာပေါ့မကြခင်မှာပဲလူသိများတဲ့ကျန်းမှုစစ်ရဲ့အရာရှိတယောက်ထပ်မံရောက်ရှိလာခဲ့ပြန်တယ်ထိုစဉ်ကသူဟာအင်မတန်ထက်မြက်တက်ကြွခဲ့ပေမဲ့အခုတော့အိုမင်းရင်ရော်ပြီးစပင်တွေလည်းဖြူခွေးနေခဲ့ပြီးမင်းလည်းတပြင်းချရင်ရေရွတ်လိုက်မိတယ်ဒီလောက်တောင်ကြာနေပြီဖြစ်တာတော့အခုထိမပြီးသေးဘူးလားအရှင်မင်းကြီးနတ်ရွာဆန်ပြီးနောက်အိမ်ရှိမင်းသားနဲ့တက်ခဲ့ပေမဲ့တိုင်းပြည်ကလှုပ်ခတ်ချောက်ချားနေတော့မဲ့အခုဆိုရင်ပထမဆုံးခုခံရေးစီကလည်းတက်စီးသွားခဲ့ပြီးအိမ်ရှိမင်းသမီးလေးကိုယ်တိုင်စစ်မြေပြင်ကိုဆင်းပြီးစစ်တီတွေကိုဥဆောင်ခဲ့လို့သာဒုတိယမြောက်ခုခံရေးစီကိုမနေထိန်ထားနိုင်တာဆရာကြီးအခုဆိုရင်တိုင်းပြည်မှာအားကိုးရမယ့်စစ်သူကြီးမရှိတော့ပါဘူးအဲ့ဒီဂိုင်းတွေကလည်းအားကိုးလို့မရတော့ဘူးအခုချိန်မှာတိုင်းပြည်ကိုကယ်တင်နိုင်တာဆရာကြီးတယောက်ပဲရှိပါတော့တယ်အိမ်ရှိမင်းသမီးကစစ်ဦးစီးနေတာလားတိုင်းပြည်မှာစစ်သူကြီးမရှိတော့ဘူးဆိုရင်တော့အမျိုးသမီးတယောက်ကထွက်တက်ရမယ့်အထိဖြစ်သွားပြီလားမင်းကညင်းပယ်ဖို့ပြင်ဆင်နေစင်မှာပဲလက်ကလေထဲမှာရက်တန့်သွားခဲ့တယ်ထိုလူကြီးကမင်းရဲ့တည်ငြိမ်အေးဆေးတဲ့မျက်နှာကိုကြည့်ပြီးမင်းကသွားခြင်းစိတ်မရှိသေးဘူးလို့ထင်မှတ်ကသွားတွေကိုတင်းတင်းကြိမ်ရင်ပြောလိုက်ပြန်တယ်
ရန်မင်းသမီးကအမျိုးသမီးဖြစ်ပေမဲ့အိမ်ရှိမင်းသားတယောက်ရဲ့စိတ်ဓာတ်မျိုးရှိတယ်သူကအာနာပိုင်တွေသာပြတ်သုံးသွားရင်ဒီကဘာပေါ်ကအရက်သားပြည်သူတွေဟာမြောက်ပိုင်းသားတွေရဲ့တားကောင်ဖြစ်သွားလိမ့်မယ်လို့ပြောခဲ့ဘူးတယ်ကျွန်တော်မပြောဘူးပါဘူးဆရာလည်းတာမန်လူတန်းစားတွေကနေတက်လာတာပဲဟာလူတွေဒီလိုဖြစ်နေတာကိုတကယ်ပဲရက်ဆက်ဆက်ကြည့်ရနေမှာလားဒါပေမဲ့ဒီအာနာပိုင်တွေရဲ့စစ်တူကြီးတွေအားလုံးတေကုန်ကြပြီလေအမျိုးသမီးတယောက်တည်းနဲ့တောက်ခံထားရတာကတကယ်ပဲကြည့်ရတာစိတ်မကောင်းစရာပဲဆရာသားထွက်ကူပေးမယ်ဆိုရင်ဒီစစ်ပွဲကိုတေချာပေါက်ငြိမ်းချမ်းစေနိုင်မှာပါတော်ဆန်းကားကိုမြောက်ပေးမနေနဲ့ဘယ်နေရာမှာလဲဆရာကခေါင်းဆောင်ကိုစောင်းလိုက်ပြီးအဖိုးကြီးကဆက်ပြောလိုက်တယ်တွန်းချစုတကားကဒီကနေမိုင်3000ဝေးတယ်မိုင်3000မင်းမြင်းစီးပြီးပြန်တော့လေပြင်းတွေတိုက်ခတ်လာပြီးဖုံမှုတွေကြောင့်မျက်စိတောင်မဖွင့်နိုင်တော့ပဲပြန်ပွင့်လာတဲ့အချိန်မှာတော့အခန်းထဲမှာဘယ်သူမှမရှိတော့ပါဘူးကျန်းပြင်ပေါ်မှာပဲခြေရနှစ်ခုကြံရစ်ခဲ့တယ်မိုင်3000အကွာဝေးကတွန်းချစုစစ်မြေပြင်မှာတော့နေဝင်ရိုးရီအချိန်ဖြစ်ပြီးဒါဟာဒီအာနာပိုင်တွေရဲ့နောက်ဆုံးခံတက်ဖြစ်ကအခုအချိန်မှာတော့ရင်းရိုင်နေပါပြီမျိုးရိုးပေါ်မှာအလောင်းတွေပြန်ကျဲနေပြီးပျက်စီးနေတဲ့ငကားလန်အောက်မှာတော့ရန်မင်းသမီးလူလူရန်ဟာတွေးတွေစွန့်ထင်နေတဲ့ငွေရောင်ချက်ဝတ်တစားနဲ့ဓာတ်ကိုထောက်ပြီးအသက်ကိုပြင်းပြင်းရှူနေရတဲ့သူဟာအာနာပိုင်တွေရဲ့နောက်ဆုံးဂုဏ်တိတ်ခါကိုထိမ့်သိမ့်နေတာပါမျိုးရိုးအပြင်ဘက်မှာတော့တိမ်မဲတွေအုပ်ဆိုင်နေပြီးမြောက်ပိုင်းသားစစ်တီတော်အမြောက်များဟာမြို့ကိုချက်ချင်းမတိုက်ခိုက်ကြသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ကောင်းကင်ရံထက်မှာတွေးရောင်ဝတ်စုံဝတ်ဆင်ထားတဲ့အဖိုးကြီးတယောက်ရှိနေပြီးအဖိုးကြီးဟာကြီးမားတဲ့အဖြူရောင်အယိုးစုလေကြီးပေါ်မှာရက်နေလို့ပါပဲဖာချီကလက်ထဲမှာဝမ်ဟွန်အလံကိုကင်ထားပြီးအော်ဟစ်နေတဲ့ဝိညာဉ်ပေါင်းများစွာကြားထဲကနေမကောင်းဆိုးဝါးပြုံးနဲ့ရေမောလိုက်ပါတယ်မင်းကလေးအဖိုးကြီးကချီယူကိုင်းရဲ့အကြီးကဲပဲမင်းမှာလင်ကန်ပါရမီအချို့ရှိတာကိုမြင်နာမို့ငါရဲ့တပည့်အဖြစ်တစ္ဆာရှိလုပ်မယ်ဆိုရင်အဖိုးကြီးကတာချင်းမင်းဆက်ရဲ့တုံဝင်သွေးတစ်စက်ကိုခြံထားပေးနိုင်တယ်မဟုတ်ရင်ဒီနေ့မှာမင်းတို့ရဲ့ဝိညာဉ်တွေကိုချေမှုန်းပြရလိမ့်မယ်မိစ္ဆာကောင်ငါတို့တာချင်းမင်းဆက်မှာတည်ရတဲ့မင်းသမီးပဲရှိတယ်ဒူးထောက်တဲ့တုံဝင်သွေးမရှိဘူးအကောင်ပြောတာကိုမနာခံဘူးပဲရှန်ဟောင်းကအေးဆက်ဆက်နှာခေါင်းရှုပ်လိုက်ပြီးလက်ထဲကဝမ်ဟွန်အလံကိုဝေးရလိုက်တဲ့အခါခဏချင်းမှာပဲလေမုန်တိုင်းတွေတိုက်ခတ်လာပြီးအမဲရောင်ဝိညာဉ်ဆိုးတွေကကြီးမားတဲ့လက်သေးကြီးတစ်ခုဖြစ်စူးစီးသွားကအောက်ကိုပြင်းထန်စွာရိုက်ချလိုက်ပါတယ်ဒီတိုက်ကွက်ကယူမင်လက်သေးလို့ခေါ်ပြီးကျူးကျီနောက်ဆုံးအဆင့်ရဲ့အစွမ်းကုန်တိုက်ကွက်ဖြစ်တာကြောင့်တာမန်လူတွေဟာဒီတိုက်ကွက်အောက်မှာခဏချင်းအတွင်းအရေးပြောသွားမှာဖြစ်ပါတယ်ယူယူရန်ကစစ်ပြအားငယ်စွာနဲ့မျက်လုံးမိတ်ထားလိုက်မိတယ်နောက်ဆုံးခြေလမ်းလေးတင်လိုတော့တဲ့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ကြင်ကြံသူတွေကိုယ်တိုင်ကိုယ်ကြလူလောကရဲ့စစ်ပွဲရဲ့ဝင်ပါလာလိမ့်မယ်လို့သူဘလို့မှထင်မထားခဲ့မိဘူးအမတော်ဝင်အမဒီလိုအသက်လူရမယ့်အရေးကြီးတဲ့အချိန်ခဏလေးတွင်းမှာပဲကောင်းကင်ရံထက်ကနေရုတ်တရက်လေးခွဲတန်ကြီးထွက်ပေါ်လာပါတယ်လူတိုင်းကမသိစိတ်အရာကောင်းမောကြည့်လိုက်တဲ့အခါစိတ်ပြရောင်အလင်းတန်းတစ်ခုကအုတ်ကပြန်ကျွေကျလာတယ်လို့မျိုးအရှိန်ဟုန်နဲ့ဆင်းသက်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒီအလင်းတန်းကကောင်းကင်ရံထက်ကကြီးမားတဲ့လက်သေးနဲ့ကြီးကိုပြင်းထန်စွာဝင်တိုက်လိုက်ပါတယ်ဘာမှပညာသုံးဆွဲထားတာမျိုးမရှိပဲတန့်စင်ပြီးကြမ်းတမ်းတဲ့အားအင်တစ်ခုတည်းနဲ့ဝင်ဆောက်လိုက်တာဖြစ်ပြီးမြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်လောက်တဲ့ယူမင်လက်တီကြီးဟာအဲ့ဒီစိတ်ပြရောင်အလင်းတန်းနဲ့ထိတွေ့မိတဲ့ခဏမှတင်တဆစီပျက်စီးသွားပါတော့တယ်ဟုံးခနဲ့မြည်ဟဲသွားပြီးနောက်မှာတော့ဖုံမုံတွေဟာကောင်းကင်ရံထက်မှာအနက်ရောင်မြူကိုးတွေဖြစ်ပောက်ကွဲပျက်စီးသွားခဲ့ပါတယ်ထို့နောက်မှာတော့လင်းလက်နေတဲ့အလင်းတန်းတစ်ခုဟာအရှိန်ဟုန်နဲ့ဆင်းသက်လာပြီးမျိုးရိုးရှိကကွင်းပြင်ကျဲကြီးပေါ်ကိုတက်တက်မတ်မတ်ကျဆင်းသွားခဲ့ပါတယ်မြေပြင်ကြီးဟာငလျင်ပြင်းထန်လှုပ်ခတ်သွားတယ်လို့မျိုးပြင်းထန်စွာတုန်ခါသွားခဲ့ပြီးထိမှန်မှုလိုင်းတန်ကြောင့်မြောက်ပိုင်းကစစ်တီတော်ပေါင်းတောင်းချီဟာလူရောမြင်းရောကောင်းကင်ထက်ကိုလွင့်စင်သွားခဲ့ရပါတယ်ခဏအတွင်းမှာပဲကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပါတယ်လဲကျနေတဲ့မြောက်ပိုင်းစစ်တပ်ကြီးရောမျိုးဆောက်တပ်တွေပါအားလုံးဟာပါဇက်အဟောင်းသားနဲ့ထိုဖုံမုံတွေကိုမေ့ကြည့်နေမိကြပါတယ်ဖုံမုံတွေတဖြည်းဖြည်းလွင့်ပါသွားတဲ့အခါမှာတော့ကြီးမားလာတဲ့ချိုင်းခွက်ကြီးရဲ့အလဲဘဟိုမှာသူဟာဖြည်းဖြည်းချင်းမတက်ရက်လိုက်ပြီးဝစ်စုံပေါ်ကဖုံတွေကိုခါချလိုက်ပါတယ်ပြီးနောက်ခေါင်းပေါ်ကခမောက်ကိုပြန်တက်လိုက်ရင်ခတ်တိုးတိုးရေးရိုးလိုက်ပါတယ်လမ်းကနည်းနည်းဝေးနေတာနဲ့ဆင်းသက်တဲ့အခါအရှိန်ကိုတိတ်မထိန်နိုင်လိုက်ဘူးမင်းကဒီနေရာကိုအုပ်ချုပ်တဲ့သူလားလူလူရန်ဟာခဏလောက်ကြောင်အန်းသွားပြီးမှတုံတုံရင်ရင်နဲ့ပြန်ပြောလိုက်ပါတယ်ကျမပါတိပြရစီရှင်လူကြီးမင်းကဘဲတောင်ကကြွမြန်းလာတဲ့နတ်သက်ကြွေအရှင်တခင်ပါလဲရှင်ငါကနတ်သက်ကြွေအရှင်တခင်မဟုတ်ပါဘူးသူဟာလှည့်လိုက်ပြီးမျိုးရိုးကိုကြောပြီးကကောင်းကင်ရံထက်ကိုမောကြည့်လိုက်ပါတယ်အဲ့ဒီနေရာမှာတော့အနှဲငယ်ကြောက်လန့်တုန်လုံနေတဲ့တွေးဝတ်စုံဝတ်အဖိုးကိုရှိနေပါတယ်ငါကတာမန်မျိုးသူကြီးတယောက်ပါပဲမင်းတို့ဒီနေရာမှာလာပြီးစူပူတောင်းကျမ်းနေတယ်လို့ကြားသိရလို့လာရောက်ခံဖြစ်ပေးတာပါကောင်းကင်ထက်ကတွေးဝတ်စုံဝတ်အဖိုးရဲ့အကြီးတွေဟာတုံလုံသွားပြီးစိတ်ထဲကနေရေးရွတ်လိုက်ပါတယ်မင်းရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်စွမ်းအင်တွေဒီလောက်တောင်လှုပ်ခတ်နေတာမင်းကတကယ်ကိုတာမန်လူတယောက်ပဲလားမင်းကပြင်ပကိုခံပညာအနေငယ်လောက်ပဲတက်မြောက်ထားတဲ့အတုံးမချတဲ့လူတယောက်ထင်နေတာလားခုနကတရက်လက်တွေကဘလို့ပျက်စီးသွားလဲဆိုတာနားမလည်နိုင်ပေမဲ့လည်းကြင်ကြံသူတွေရဲ့တာမန်လူတွေပေါ်မထက်မဲ့မြင်ပြတဲ့စိတ်ကတော့အယိုးထဲထိဆွဲမြဲနေပြီဖြစ်တဲ့အဖိုးကချက်ချင်းပဲဒေါသအမျက်ချောင်းချောင်းထွက်သွားပြီးမန်နဲ့တစ်ခုကိုရွတ်ဖက်ကနီးရဲနေတဲ့ပြန်တန်းနိုင်တဲ့ဓာတ်မြောက်တစ်လက်ကိုထုတ်ယူလိုက်တယ်အဲ့ဒါကတွေးနေအောင်လင်းတဲ့တစ်ခုအဖြစ်ပြောင်းလဲသွားပြီးမင်းရဲ့မျက်ခုံးအလဲစီကိုတက်တက်မတ်မတ်ထိုးဆိုင်ဖို့ဦးတီလာခဲ့တဲ့လူရန်ကတော့ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်မိတယ်တခင်လေးတတိထားပါမင်းကတော့မူလနေရာမှာပဲလက်ဖြားတစ်ချက်တောင်မလှုပ်ရှားပဲရှိနေတဲ့ပြန်တန်းနေတဲ့ဓာတ်မြောင်ကမင်းရဲ့မျက်ခုံးအလဲကိုထိုးဆိုင်ခံနေဆဲအချိန်လေးမှာပဲမင်းကညာဘက်လက်ကိုမြောက်လိုက်ပြီးလက်ညှိုးနဲ့ခောက်လိုက်တဲ့တမန်နီတွေကိုဖျက်တောက်နိုင်ပြီးရွှွန့်စည်းတွေကိုဖျက်တန်းနိုင်တဲ့အောက်လန်းစားဝိညာဉ်ဓာတ်မြောင်ကမင်းရဲ့လက်ညှိုးတစ်ချောင်းနဲ့ဓာတ်ရိုက်လွင့်စင်သွားခဲ့ရတယ်ဒါတင်မကသေးပဲကြီးမားတဲ့တုံ့ပြန်မှုစွမ်းအားကြောင့်ဓာတ်မြောင်တစ်ခုလုံးမှာခဏချင်းအတွင်းအကြောင်းတွေပြည့်နေသွားပြီးနောက်ဆုံးမှာတော့ကြောက်ခန့်တဲ့အတန်နဲ့အတူအစိတ်အမွှားပျက်စီးသွားခဲ့ရတယ်မိမိရဲ့အသက်သခင်ဝိညာဉ်လက်နဲ့ပျက်စီးသွားတာကြောင့်လေထဲမှာရှိနေတဲ့ဝစ်စုံကြီးနဲ့အဖိုးကတွေးတလုံးအန်ထုတ်လိုက်ရပြီးမျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေပြည့်နေသွားတယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကဘယ်လိုခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားတာလဲခန္ဓာကိုယ်ကျင့်ကြံသူဆိုရင်တော့မှလက်ကလာနဲ့ဝိညာဉ်လက်နက်ကိုဖျက်ဆီးပြနိုင်တယ်ဆိုတာမျိုးတခါမှမကြားဘူးပါဘူးအားနဲ့လုံးနဲ့အဲ့ဒီနောက်မှာတော့မင်းကဒူးနှစ်ဖက်ကိုအနှဲငယ်ကွေးလိုက်ပြီးခြေဝါးအောက်ကမြေပြင်ကတော့ခဏချင်းတွင်းမှာပဲပြိုကျပျက်စီးသွားခဲ့တယ်မူလနေရာမှာတော့ရိတ်ခနဲ့ရိတ်တစ်ခုသာကျန်ရစ်ခဲ့ပြီးနောက်တစ်စက္ကန့်မှာတော့မင်းကမီတာရကျော်ကွာဝေးရှိတဲ့ကောင်းကင်ရံထက်ကိုရောက်ရှိနေပြီဖြစ်တယ်မင်းကအဲ့ဒီဝစ်စုံကြီးနဲ့အဖိုးအိုကိုတက်တက်မမတ်ရင်ဆိုင်လိုက်တယ်ဒါကပြန်တန်းတာမဟုတ်ပဲတန့်စင်တဲ့ခုံတက်ချင်းစွမ်းအားတက်တာဖြစ်တယ်အဖိုးအိုရဲ့မျက်စိတငယ်အိမ်တွေကကျုံသွားပြီးဝိညာဉ်စွမ်းရင်အကာအကွယ်တစ်ခုကိုသာအချိန်မီခုခံလိုက်ရတယ်စီနီယာအသက်ချမ်းသာပေးပါဦးကျွန်တော်ကချီယူကိုင်းကလူပါသူ့မျက်နှာတွင်မြည်သည့်ခံစားချက်များမရှိဘဲတစ်ချက်တည်းနှင့်လှမ်းထိုးလိုက်ပြီးမြည်သည့်အတက်ပညာများမပါဘဲလုံးဝအုပ်တုံကြီးမားလာသောအင်အားတက်တာဖြစ်သည်လက်သီးလေးလိုင်းကလေထုကိုဖိသိပ်သွားပြီးလေထုဘုံတစ်လုံးတွင်ဖြစ်ပေါ်စေကလီလင်း၏အကာအကွယ်တိုင်းပေါ်သို့ပြင်းထန်စွာကြားရောက်သွားသည်အကာအကွယ်တိုင်းသည်စက်ကူကဲ့သို့လွယ်ကူစွာပျက်စီးသွားပြီးလက်သီးလေးလိုင်းကမြည်သည့်အတားအဆီးများမရှိဘဲထိုဖိုးအို၏ရင်ဘက်ကိုဖောက်ထွက်သွားသည်ထို့ပြင်သူ့နောက်ကျောဘက်တွင်မီတာ1000ခန့်ရှည်လျားသောလေးဟာနှင့်လမ်းကြောင်းကြီးတစ်ခုကိုပင်ပောက်ကွဲထွက်သွားစေခဲ့သည်ထိုဖိုးအိုသည်ပြူးကျဲနေသောမျက်လုံးများဖြင့်မိမိရင်ဘက်ရှိအပေါက်ကြီးကိုကြည့်ရင်တေဆုံးသွားသည့်တိုင်အောင်ဤရာသည်မိတို့သောအင်အားမျိုးဖြစ်သည်ကိုလုံးဝနားမလည်နိုင်ခဲ့ပေထို့နောက်တွင်တင်သည်ဆွဲငင်အားကြောင့်လေထဲမှလွတ်ကျလာပြီးရိုးရိုးပေါ်သို့ငိမ့်သက်စွာဆင်းသက်လိုက်သည်လူလူရန်ဤရှေ့တက်တွင်ရက်လိုက်ပြီးမြောက်ပိုင်းတက်မတော်သားများသည်နက်ဖျားကဲ့သို့အစွမ်းထက်လာသောလူတစ်ယောက်ကိုတင်ကလက်တီတစ်ချက်တည်းဖြင့်ရိုက်တက်လိုက်သည်ကိုမြင်တွေ့သွား
ဘာကြတစ်ဖြစ်စစ်တပ်တစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြသည်စစ်တေနာပတိများသည်ချက်ဝတ်တစားများကိုစွန့်ပစ်ကအလူရက်ထွက်ပြေးပုံအောင်ကြကုန်သည်မြို့တော်ကြီးတစ်ခုလုံးသည်တိတ်ဆိတ်ချောက်ကပ်သွားတော့သည်စစ်တီအားလုံးကတင့်ကိုကြောက်လန့်တကြားကြည့်နေကြတော့လဲတင်သည်မြည်သူကိုများဂယုမဆိုင်ပဲတင့်ရှိတွင်ရက်နေသည့်မျက်နှာတွင်တွေးများပြေကျန်နေတော့လဲအလှတရားများဖုံးကွယ်မရနိုင်အောင်ရှိနေသောနန်းတွင်မင်းသမီးလူရန်ကိုသာကြည့်နေလိုက်သည်လူရန်သည်တက်ပြင်းတစ်ချက်ချလိုက်ပြီးတုံတုံရင်ရင်ဖြင့်တင့်ကိုဦးညွတ်ကာရောဝပြုကကျမရဲ့အသက်ကိုကယ်တင်ပေးပြီးတိုင်းပြည်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်စီနီယာရဲ့နာမည်ကိုတီးခွင့်ရမလားရှင်လူရန်အနေနဲ့တနိုင်ငံလုံးရဲ့အင်အားနဲ့စီနီယာကျေးဇူးကိုပြန်ဆက်ပြရစီဟုပြောလိုက်ပြီးတင်ကလက်ကိုခါရမ်းပြလိုက်ပြီးကျေးဇူးဆက်ဖို့မလိုပါဘူးငါကိစ္စတစ်ခုမေးစရာရှိလို့လာခဲ့တာဟုပြောလိုက်သည်ဆရာကြီးခင်ဗျာသိကျင်တာလေးမေးပါရစေဦးလူရန်သိထားတဲ့အရာမှန်တမျှဆိုရင်ဘာမှစိုးမကွဲမထွက်ပဲအကုန်ဖြေချပေးပါမယ်မင်းအခုနကကျမ်းပြင်ပေါ်မှာလဲလျောင်းနေတဲ့တွေ့ရင်တွေကအလောင်းကြီးအကြောင်းကိုသိသွားပြီပဲဒီကိစ္စကိုအမှန်တိုင်းပြောရရင်တော့သူကချီယူကိုင်းကလူပဲနောက်တစ်ချိန်မှာချီယူကိုင်းကမင်းကိုလာပြီးကက်လက်စားချင်မှာကိုစိုးရိမ်နေတာလားချီယူကိုင်းဆိုတာနတ်ပုံအပြင်ဘက်မြောက်ပိုင်းကခြံရင်းတောင်တန်းမှာတည်ရှိတာပါပြီးတော့နတ်ပုံနဲ့လူလောကကြားမှာစီမင်းစည်းကမ်းကန့်သက်ချက်တွေရှိနေတာမို့နတ်ပုံကကြင်ကြံသူတွေဟာလူလောကတွေကိုအတင်းကျပ်ဆင်းသက်လာမယ်ဆိုရင်နီလန့်အချိုးရှိကောင်းရှိနိုင်ပေမဲ့သူတို့ရဲ့စွမ်းအားတွေကတော့အကြီးကျယ်ကျဆင်းသွားမှာပါဆရာကြီးကချီယူကိုင်းရဲ့ကက်လက်စားချင်မှုကိုစိုးရိမ်နေလို့လားဟင်မင်းကခေါင်းကိုအตาရညှိပြလိုက်မိပြီးမှစိတ်သက်သာရာကတက်ပြင်းတစ်ချက်ချလိုက်မိတယ်တော်တော်လေးဝေးရပဲအကောင်သေးလေးကိုတက်လိုက်လို့အကောင်ကြီးကြီးကငါစီလာပြီးပြဿနာရှာမှာကိုစိုးရိမ်နေတာထားပါတော့ငါကအဲ့ဒီလိုရှုပ်ရှုပ်ရှက်ရှက်ကိစ္စတွေကိုအကြောက်ဆုံးပဲကဲတခြားထူးထူးခြားခြားကိစ္စမရှိတော့ဘူးဆိုရင်တော့ငါလည်းခီးဆက်ရအောင်မယ်မင်းမှာကြင်ကြံခြင်းအထုံးပါရမီအမျိုးတွေမရှိတဲ့အတွက်ကြောင့်တာမန်ကြင်ကြံသူတွေကမင်းကိုမြင်တွေ့ရင်တော့မှမင်းရဲ့နဲ့တဲ့စွမ်းရည်တွေကိုအကဲခတ်နိုင်မှာမဟုတ်ပါဘူးစကားအဆုံးမှာမင်းကလက်ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူရန်ကမင်းကိုအလောတကြီးလန့်တားလိုက်ပြန်ပါတယ်ဆရာကြီးရှင်အခုချိန်မှာတာချင်းတပီလုံးရဲ့ရာဇပလင်ကလစ်လက်နေတာပါဆရာကြီးအနေနဲ့ဒါစိတ်ဝင်စားမှုရှိမယ်ဆိုရင်မင်းကလက်ကိုခါရမ်းပြလိုက်ရင်ခေါင်းဆောင်ကိုအตาရနှိမ့်ချလိုက်ပြီးငါကတာမန်ဖြတ်တန်းသွားလာသူဧည့်သည်တယောက်တက်ပါပဲဒီနေ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုဘယ်သူမှပြန်မပြောပါနဲ့စကားဆုံးတာနဲ့မင်းကခြေတလန်းလှမ်းလိုက်ပြီးမှောက်မိုက်နေတဲ့ညကုန်းရအမောက်ထုတဲ့ကိုပြက်ကွယ်သွားပါတော့တယ်မင်းကကန့်ထန်မြို့ငယ်လေးကိုပြန်ရောက်သွားတဲ့အခါမှာတော့ဘာမှမဖြစ်ခဲ့တဲ့လိုမျိုးပဲကိုပိုင်နေရလေးတွေကိုအေးအေးလူလူဆက်လက်ဖြတ်တန်းနေပါတော့တယ်အသက်85နှစ်အရွယ်မှာမင်းရဲ့ခွန်အားတွေကအမှတ်40အထိတိုးလာခဲ့တယ်ဒါပေမဲ့ခွန်အားတစ်ခုတည်းကိုပဲမြင့်တင်နေတာဟာအကန့်အသတ်တွေရှိလာတာကိုမင်းသတိပြုမိလိုက်တယ်မင်းရဲ့ခန္ဓာကိုယ်ဟာဒီလောက်အထိကြီးမားပြင်းထန်တဲ့ခွန်အားတွေကိုမခံနိုင်တော့တဲ့အနေအထားရောက်လာတဲ့အတွက်နောက်တစ်နှစ်မှာတော့ကိုယ်ခန္ဓာကြက်ခိုင်မှုကိုစပြီးမြင့်တင်ဖို့မင်းဆုံးဖြတ်လိုက်တယ်အသက်90အရွယ်မှာတော့ဒါချင်းမင်းဆက်ရဲ့ဧကရမင်းဟာတိုင်းလောကရဲ့နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးလေးမျက်နှာအရရက်ကိုငင်းချမ်းအောင်လုပ်နိုင်ခဲ့တယ်သူဟာနန်းတော်ရဲ့အနက်ဆိုင်ဆုံးနေရာမှာစာသားမပါတဲ့ကြောက်စာတိုင်းတစ်ခုကိုစိုက်ထူခဲ့ပြီးလာဆန်တရက်နဲ့လာပြေ15ရက်နေ့တိုင်းမှာအမြဲတမ်းတွားရောက်ကြောလေးရှိတယ်သူဟာလူတစ်ယောက်ကိုစောင့်ဆိုင်နေတာဖြစ်ပြီးဒါကိုသိတဲ့သူကတော့အနှဲငယ်မျှတာရှိတယ်အဲ့ဒီအချိန်မှာမင်းကတော့မြို့ဆောင်ကရေကန်ပေးမှာငါးများနေတော့မှဖြစ်တယ်ဒီ10နှစ်တာကာလအတွင်းမှာမင်းဟာကိုခန္ဓာကြက်ခိုင်မှုငါးမှတ်နဲ့ကံတရားကံကောင်းမှုငါးမှတ်ကိုတိုးမြင့်ခဲ့တယ်မင်းရဲ့ခန္ဓာကိုယ်ကြက်ခိုင်မှုအဆင့်တန်းဟာထိပ်တန်းဝိညာဉ်လက်နက်တွေနဲ့ရှင်းနိုင်တဲ့အခြေအနေကိုရောက်နေပြီဖြစ်တယ်အခုဆိုရင်ဂျင်းတဲ့အဆင့်ကျင့်ကြံသူတယောက်ကမင်းကိုဒီတိုင်းမတက်ရက်ပြီးတိုက်ခိုက်ရင်တော့အရေးပြားပုံးပဲရုံလောက်ပဲရှိလိမ့်မယ်ဒါပေမဲ့အသက်95နှစ်အရွယ်မှာတော့မင်းဟာတိုင်းလောကသားတယောက်ရဲ့လက်ထက်ကနေမြေပုံစုပ်တစ်ချက်ကိုမထင်မှတ်ပဲရရှိခဲ့တယ်အဲ့ဒီမြေပုံပေါ်မှာဝိညာဉ်လောကစီကိုသွားနိုင်တဲ့ရွှေပြောင်းခြင်းစုံရင်းတည်နေရကိုမှတ်တမ်းတင်ထားတာဖြစ်တယ်မင်းဟာအဲ့ဒီမြေပုံကိုတစ်ချက်ကြည့်လိုက်ပြီးနောက်စောက်ကြားတဲ့ကိုအသာလေးညှက်ထားလိုက်ပြီးစာပွဲခုံခြေထောက်ခုဖို့အတွက်ပဲသုံးလိုက်တယ်ဝိညာဉ်လောကကိုသွားမယ်ဟုတ်လားဘာတွေလာနောက်နေတာလဲအဲ့ဒီနေရာမှာဂျင်းတဲ့အဆင့်ကျင့်ကြံသူတွေဟာခွေးထက်တောင်ပေါများပြီးရွှေရင်အဆင့်ကျင့်ကြံသူတွေကတော့လမ်းအပြည့်ပဲလို့ကြားဘူးတယ်တည်ဆုံသွားတဲ့သူတွေလည်းသူနဲ့ဒီဘဲမင်းကတော့ဘာမှမဟုတ်တဲ့အဖိုးတယောက်ပဲဖြစ်လို့ဝိညာဉ်လောကကိုသွားတာဟာတခြားသူတွေလက်နဲ့အလွယ်တကူအသေးတက်တာကိုခံဖို့သွားတယ်လို့ပဲဖြစ်လိမ့်မယ်မသွားဘူးလုံးဝမသွားဘူးဒါပေမဲ့မင်းကိုယ်တိုင်လည်းမသိသေးတဲ့အချက်ကတော့အခုချိန်မှာမင်းဟာခန္ဓာကိုယ်ကြက်ခိုင်မှုတစ်ခုရဲ့နဲ့တင်ရွှေရင်အဆင့်ကျင့်ကြံသူတွေကိုတောင်အလွယ်တကူမှုထုတ်ပြနိုင်တဲ့အဆင့်ကိုရောက်နေပြီဆိုတာပဲဖြစ်တယ်ဒီမျိုးနယ်လေးထဲမှာကန်ထန်မျိုးရဲ့တက်ကြီးရွယ်ဦးတွေဟာတတုပ်ပြီးတတုပ်ထွက်ခွာသွားခဲ့ကြပါပြီမင်းကလည်းဒီမျိုးလေးရဲ့အသက်ကြီးဆုံးအဖိုးကိုဖြစ်လာခဲ့ပေမဲ့ရုပ်ရည်ကတော့အသက်20အရွယ်မှာပဲတက်နေသေးပါလူတွေကိုမလန့်စေချင်တဲ့အတွက်ရုပ်ဖြစ်တဲ့အတက်နဲ့ကိုနှက်ခံမွေးနှစ်စင်ရေးဆွဲပြီးလူလက်ပိုင်းရွယ်လို့ဖန်တီးထားခဲ့ပါတယ်ဒီနေ့မှာတော့မျိုးလေးတွေကိုအဝိစာစမ်းပြတင်နေတဲ့မိန်းမလေးတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်သူမဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကနတ်မြင့်ကျော်အင်ပါယာဘုရင်မကြီးလဘိုရူရန်ဖြစ်မှန်းမင်းကတစ်ချက်ကြည့်ုံနဲ့တင်မှတ်မိလိုက်ပါတယ်နှစ်ပေါင်း20ကုန်လုံးသွားခဲ့ပြီးနောက်သူမရဲ့မျက်နှာထက်မှာလည်းရင်းချက်မှုတချို့ဆုံးထင်နေခဲ့ပါပြီမင်းကဒုက္ခတွေရှုပ်ရက်ခတ်မှာကိုကြောက်တမှန်သူမသိတာကြောင့်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း20လုံးမင်းရဲ့သတင်းအစအနကိုတခါမှစုံစမ်းခြင်းမရှိခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့သူမဟာထီးနှန်းကိုလွှဲအပ်ခဲ့ပြီးပါပြီနန်းပလင်ကနေဆင်းသက်လာခဲ့ပြီးတဲ့နောက်ဒီမျိုးလေးစီကိုသူမတယောက်တည်းရောက်ရှိလာခဲ့တာပါဆရာရူရန်ကိုလက်ဖက်ရည်တစ်ခွက်တိုက်လို့ရမလားရှင်ဝင်ခဲ့ပါအခုတင်ဖြောလို့ပြီးတာနဲ့အတော်ပါပဲသူမဟာလွန်ခဲ့တဲ့နှစ်တွေကအကြောင်းအရာဟောင်းတွေကိုလည်းမပြောသလိုလွန်ခဲ့တဲ့နှစ်တွေကကဘာကြီးကိုတုံ့လုပ်စေခဲ့တဲ့အကြောင်းတွေကိုလည်းထပ်မပြောတော့ပါဘူးလူနှစ်ယောက်ဟာနှစ်ပေါင်းများစွာကွဲကွာနေခဲ့တဲ့တငယ်ချင်းဟောင်းတွေလိုပဲမျိုးလေးရဲ့ကောက်ပဲတီးနိုင်ရေးသိမ်းမှုအကြောင်းတွေဘေးအိမ်ကဝမ်ဖွားတို့အိမ်ကကြောင်လေးကြောင်းတွေကိုအေးလူလူစကားစမြည်ပြောဆိုနေကြပါတယ်ဒီအချိန်မှာတော့သူမဟာလေမုန်တိုင်းတွေကိုဖန်တီးနိုင်တဲ့အင်ပါယာဘုရင်မကြီးမဟုတ်တော့သလိုမင်းကလည်းမြင့်မြတ်တဲ့ပညာရှင်ကြီးတစ်ယောက်ဖြတ်ဟန်ဆောင်နေဖို့မလိုတော့ပါဘူးအခုချိန်မှာတော့မင်းတို့နှစ်ယောက်ဟာလောကတန်နယ်ပယ်ထဲကခိတ္တခဏဆုံးတွေ့ခွင့်ရလိုက်တဲ့ကျေပွင့်နှစ်ပွင့်လိုပါပဲနောက်ဆုံးမှာတော့ယူရန်ဟာဒီမျိုးလေးမှာပဲအခြေချနေထိုင်သွားခဲ့ပါတယ်သူမကမင်းရဲ့ဘေးအိမ်ကအိမ်ဝင်လေးတစ်ခုကိုဝယ်ယူလိုက်ပြီးနေ့ရက်တိုင်းမှာပန်းဆိုင်အပင်ပြိုးရင်တစ်ခါတရံမှာမင်းရဲ့အိမ်စီကိုထမင်းလာစားတတ်ပါတယ်သူမကမင်းရဲ့ကျင့်ကြံခြင်းအစဉ်တန်းကိုဘယ်တော့မှမမေ့သလိုမင်းကလည်းသူမရဲ့အတိတ်ကနန်းတွင်အရေးကိစ္စတွေကိုမင်းညံ့ခြင်းမရှိပဲနားလည်မှုရှိကြော်ဖြတ်ခဲ့ကြပါတယ်မြို့ထဲကလူတွေကတော့မြို့တော်ဝင်အဟောင်းကြီးရဲ့နှလုံးသားကတန်မလီပန်းပွင့်ကြီးဟာနောက်ဆုံးတော့ပွင့်လန်းလာခဲ့ပြီလို့ပြောစမှတ်ပြုကြပြီးဒါဟာကြန့်ရှိနေတဲ့ဘဝတက်တန်းကိုအတူတူဖြတ်တန်းသွားကြတော့မယ့်သဘောပဲဖြစ်ပါတယ်သူမကမင်းကိုကြည့်ပြီးပြုံးယုံတာပြုံးနေခဲ့တယ်ဘာမှလည်းရှင်းမပြသလိုညှင်းဆန်ခြင်းလည်းမရှိခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့လူသားတွေရဲ့ကြံရှိတဲ့တက်တန်းကတူတောင်းလုံးလာတယ်ဆိုတာမင်းသိနေလို့ပဲပထမ15နှစ်ဒီ15နှစ်အတွင်းမှာမင်းကမင်းရဲ့ခွန်အားကိုအမှတ်50အထိတိုးမြင့်လိုက်ပြီးကိုခန္ဓာကြန့်ခိုင်မှုကိုတော့အမှတ်20အထိမြင့်တင်ခဲ့တယ်မင်းရဲ့ခန္ဓာကိုယ်တိတ်တိစကကြောက်စရာကောင်းလောက်အောင်မြင်မနေခဲ့ပြီးအခုချိန်မှာမင်းလန့်လျှောက်ရင်တောင်ခွန်အားကိုထိန်းချုပ်နေရပြီဖြစ်ပြီးဒီနှစ်မှာပဲတက္ကသိုလ်တစ်ခုလုံးနှင်းတွေဖုံးလွှမ်းနေတဲ့စောင်းရည်တစ်ခုရောက်ရှိလာခဲ့တယ်ဘေးကခြံဝန်းလေးကတော့ထူးထူးခြားခြားကိုတိတ်ဆိတ်နေခဲ့တယ်မင်းတကားကိုတွန်းပြီးအထဲကိုဝင်သွားတဲ့အခါသပင်ဖြူတွေနဲ့ယူယူရင်ကလွှဲကလထိုင်ပေါ်မှာလှဲလျောင်းနေတာကိုမြင်လိုက်ရတယ်သူမရဲ့ကိုယ်ပေါ်မှာထူထဲတဲ့မြေကွေးသားမွေးချုံဆောင်ကြီးကိုခြုံထားပြီးဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမင်းနဲ့သူမစတင်တွေ့ဆုံခဲ့စဉ်ကဝစ်စင်ခဲ့တဲ့အင်ဂျီပဲဖြစ်တယ်အခုတော့နည်းနည်းဟောင်းနှွမ်းနေခဲ့ပြီးသူမကမင်းကိုမှုံဝါးနေတဲ့မျက်ဝန်း
တွေနဲ့စိုက်ကြည့်နေပြီးမျက်ဝန်းတွေထဲမှာတော့မိန်းကလေးငယ်တယောက်လိုမျိုးတည်ငမြကြီးနူးပီတီဖြစ်တဲ့အပြုံးလေးတွေဖြတ်တန်းသွားခဲ့တဲ့အရှင်ဒီလက်ဖက်ရည်ကိုတောက်ခဲ့တာ15နှစ်တောင်ရှိခဲ့ပြီးတော့လူရင်အနေနဲ့ကျင်းနဲ့ရောက်ရဲလာပါပြီသူမကတုံတုံရင်ရင်နဲ့ရင်ခွင်ထဲကနေမြွေးထွေးတဲ့ကြောက်စိမ့်ဆွဲပြတစ်ခုကိုထုတ်ယူလိုက်တယ်ဒါကမဟာချင်းအင်ပါယာရဲ့အမြင့်ဆုံးအဆင့်ရှိတဲ့လျှို့ဝှက်အမိတ်တော်တစ်စိတ်ပဲဖြစ်ပါတယ်အဲ့ဒီတုန်းကကျမကတိုင်းပြည်ရဲ့နေဆက်တကားကိုစောက်ရှောက်ဖို့တင်မကပါဘူးအရှင်ကဒုက္ခတော့ဒီကိုမုံတီမန်ကျမသိနေလို့လဲပါတာပေါ့မဟာချင်းအင်ပါယာသာဆက်ရှိနေတဲ့၍တော့အမြင်မကျတဲ့အနှောက်အယှက်ပေးမဲ့သူတွေကကန်တန်ကျောင်းတော်ကိုအလွယ်တကူလာရောက်နှောက်ယှက်ရဲမှာမဟုတ်ပါဘူးအခုတော့ကျမသွားရတော့မယ်ထင်တယ်နော်ဒီဘဝမှာအရှင်နဲ့အတူကြံရှိတဲ့တက်တန်းကိုအတူတူဖြတ်တန်းခွင့်ရခဲ့တာကိုပဲယူရင်အနေနဲ့ကန်ကောင်းလာပါပြီအရှင်စတုထမြောက်နေစီးနှင်းတွေကြာဆင်းနေတဲ့ခြားထဲမှာပဲဒီတနာရီလာအေဂရီမင်းသမီးဟာပြုံးလျက်နဲ့ပဲကွယ်လွန်သွားခဲ့ရှာပြီးမင်းဟာစီးနှင်းတွေကြားထဲမှာပဲလှုပ်ရှားမှုမရှိပဲအကြာကြီးရက်နေမိခဲ့တဲ့နောက်ဆုံးတော့မင်းဟာသူမရဲ့အုပ်ကူရှိမှာပူနွေးတဲ့လက်ဖက်ရည်တစ်ခွက်ကိုငှဲ့ပေးလိုက်ရင်နောက်ဘဝကျရင်တော့အေဂရီမျိုးနယ်ထဲမှာမွေးမလာပါစေနဲ့ဦးပြီးတော့ထာဝရအသက်ရှင်ခြင်းလမ်းစဉ်ကိုလိုက်စားသူနဲ့လည်းမဆုံတွေ့ပါစေနဲ့ဦးကိုချစ်ရမယ့်သူတယောက်ကိုပဲရှာဖွေပြီးတာမန်ဘဝလေးတစ်ခုကိုပဲဖြတ်တန်းမှာတော့လို့ပြောလိုက်တဲနှစ်ပေါင်း120မြောက်ရောက်တဲ့အချိန်မှာမင်းဟာတခါမှမခံစားဘူးတဲ့ထူးဆန်းတဲ့စိုးရိမ်စိတ်တစ်ခုကိုထပ်မံခံစားလိုက်ရပြန်တယ်အဲ့ဒါဟာကြောက်ရွံ့မှုကြောင့်မဟုတ်ပဲဒီကဘာကြီးကမင်းကိုစတင်ပြီးတွန်းထုတ်နေတယ်လို့မျိုးခံစားလာရလို့ပဲဖြစ်တယ်မင်းရဲ့စွမ်းအားတွေကအယံကိုအားကောင်းလုံးနေပြီးအသက်တရှိုက်ဝင်လေထွက်လေတိုင်းမှာတော့ဘေးပတ်ဝန်းကျင်ကကောင်းကင်တဲ့မြေပြင်ရဲ့စွမ်းရည်တွေကိုနှောက်ယှက်ပြန်ပါတာဖြစ်စေနိုင်တယ်မင်းဟာပို့ပြီးတော့တတိထားပြီးမင်းရဲ့အရှိန်အဝါတွေကိုတင်စီထားဖို့ပဲလိုအပ်တော့တယ်တနေ့လုံးကောင်းကင်နဲ့မြေပြင်ရဲ့စွမ်းရည်တွေပြည့်နေနေတဲ့ဖြာဝူကြီးကိုခင်းထားတဲ့စပွဲအိုကြီးရှိမှပဲထိုင်ပြီးငင်းငိုင်နေမိခဲ့တယ်ဒီနေ့ရောက်တဲ့အထိကောင်းကင်ကြီးကအကွဲသွားခဲ့တယ်တကယ်ကြီးကိုအကွဲသွားခဲ့တာပါကန်ထန်မျိုးရဲ့အထက်ကောင်းကင်ရန်ကြီးဟာရိုက်ခွဲခံလိုက်ရတဲ့မှန်တစ်ချက်လိုမျိုးစိတ်အမုံမှာဖြစ်သွားပြီးကြီးမားတဲ့အနက်ရောင်ဝဲကရက်ကြီးတစ်ခုပေါ်လာခဲ့တယ်ပို့ပြီးတော့ဆိုးဝါးတာကကဘာကြီးရဲ့အလိုဆန္ဒအရမင်းကိုမောင်းထုတ်နေတာကိုမင်းခံစားလိုက်ရတယ်ဒီနေ့ပါတဲ့ကဘာကြီးရဲ့မြေပုံဟာမင်းလိုမျိုးအစင်းမြင့်ဆုံးဇက်ကောင်ကိုစမ်းတော့မှာမဟုတ်ဘူးကောင်းကင်ဘော်ကနေဖိတ်ခေါ်တဲ့အလင်းတန်းတွေတစ်ခုပြီးတစ်ခုကျဆင်းလာခဲ့တဲ့အဲ့ဒါဟာအတင်းကျပ်ကောင်းကင်ဘုံကိုတက်လန်းစေတဲ့အလင်းတန်းတွေပဲဖြစ်တယ်မင်းဆန္ဒရှိမရှိဒီကဘာကြီးကမင်းကိုအတင်းကျပ်တွန်းထုတ်တော့မှာပါမင်းကတက်ပြင်းတစ်ချက်ချလိုက်ပြီးကန်ထန်မျိုးကိုနောက်ဆုံးအနေနဲ့လှည့်ကြည့်လိုက်ရင်ကြည့်ရတာတော့နေရာတစ်ခုကိုပြောင်းပြီးဆက်ပြီးတော့ပဲပုံအောင်နေရတော့မယ်ပုံပဲလို့ပြောလိုက်တယ်ဒီနေရာလေးဟာမင်းရဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေကိုတည်ဆောင်ထားပြီးတဲ့နေရာလေးပဲဖြစ်တယ်နှစ်ပေါင်း20ရဲ့အမတ်တရတွေမင်းအခန်းထဲကိုပြန်သွားပြီးစပွဲခုံအန်ဆွဲတဲ့ကအခွင့်အရေးအကျွင်းကြံမြေပုံဟောင်းလေးကိုထုတ်ယူလိုက်တယ်ပြီးတော့လူလူရန်ခြံထားခဲ့တဲ့ကြောက်စိမ့်ဆွဲပြားလေးကိုဝစ်ဆင်လိုက်ပြီးနောက်ဆုံးမှာတော့ပစ္စည်းတွေအပြည့်ထည့်ထားတဲ့အိတ်ဆောင်လေးကိုကြောပို့လိုက်တယ်မင်းဟာလာဟင်းလင်းဖြစ်နေတဲ့လေးဟာနဲ့စီမျှော်ကြည့်ပြီးမလောကြပါနဲ့ငါဘာသာငါသွားမယ်လို့အော်ပြောလိုက်တယ်မင်းချီလန်းတလန်းလှမ်းလိုက်ပြီးကန်တရားရဲ့အလင်းတန်းနောက်ကိုလိုက်ရင်းနဲ့ကြီးမားလာတဲ့အကြောင်းကြီးစီကိုအလိုလျောက်ဥတီရွေ့ရသွားခဲ့တယ်ဒီလောကကြီးကနေထွက်ခွာခါနီးဆဲဆဲအချိန်လေးမှာမင်းနောက်လှည့်ပြီးဂန်းထန်မျိုးလေးရှိရာဘက်ကိုလက်ညှိုးတစ်ချက်ဝေရန်လိုက်တဲ့နူးညံ့တဲ့ရွှေရောင်လင်းတန်းတစ်ခုကမြို့ရွာလေးတစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့တယ်အဲ့ဒါကမင်းရဲ့ကန်တရားစွမ်းအားငါ9နဲ့ဖန်တီးပေးခဲ့တဲ့အကျိုးဆက်တွေပဲဖြစ်တယ်သူတို့ကိုနှစ်ပေါင်းရာချီတဲ့တိုက်ခတ်မဲ့လေပြင်းတွေနဲ့မုန်တိုင်းတွေတန်းကနေကာကွယ်ပေးထားတာဟာငါပြေးဆောင်ခဲ့တဲ့နောက်ဆုံးခွန်ခါပဲဆိုပါတော့အလင်းတန်းတစ်ခုဖြတ်ခနဲလက်သွားပြီးမင်းရဲ့ပုံရိပ်ဟာတိတ်ဆိတ်ချင်းတွေကြားထဲမှာလုံးဝပြောက်ကွယ်သွားခဲ့တဲ့ဂန်းထန်မျိုးကပြည်သူပြည်သားတွေဟာမြေကြီးပေါ်ဒူးထောက်အယိုအသေးပြူရင်းမျက်ရည်တွေအဝိုင်းသားဖြစ်ကြံခဲ့ရတဲ့မြို့ဝင်ကြောက်စာတိုင်ပေါ်မှာတော့ဘဲချိန်ကလေးကရေထိုးထားမှမသိတဲ့စာတန်းလေးတစ်ခုရှိနေခဲ့တယ်ဒီနေရာမှာကန့်သက်ချက်ရှိတယ်အမိကတော့9နှစ်တဲ့မင်းရဲ့မျက်စိရှိကမြင်ကွင်းတွေဟာတရိပ်ရိပ်ပြောင်းလဲလာခဲ့တယ်မင်းမျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ပတ်ဝန်းကျင်မှာရှိတဲ့စွမ်းရည်တွေဟာအသက်ရှူကျက်လူမတက်ထူထပ်လွန်းနေတယ်ဒီနေရာကတော့ကျင့်ကြံသူတွေရဲ့တန့်စင်ရာမြေဖြစ်တယ်လို့အားနည်းသူကိုအာတန်သူကနှိပ်စက်တဲ့ငရေခမ်းတစ်ခုလည်းဖြစ်တယ်မင်းဟာကြီးမားလာတဲ့နက်တေဝါစင်မြင့်ထက်မှာရက်နေပြီးပတ်ပတ်လည်မှာတော့ဝစ်စုံမျိုးမျိုးဝစ်စင်ထားတဲ့ကျင့်ကြံသူတွေနဲ့ပြည့်နေနေတယ်ဒါပေမဲ့သူတို့မင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့အကုန်လုံးစွန့်သွားခဲ့ကြတယ်ဒါကကဘာဦးနက်တေဝါစင်မြင့်လာပါလို့ကြည့်ရတာတာမန်ကာရှန်ကာကြီးဖြစ်နေရတာလဲခန္ဓာကိုယ်မှာလဲဘာစွမ်းအင်လိုင်းမှရှိမနေဘူးရွာသားလေးကတော့စိုးရင်တကြီးနဲ့ပခုံးလေးတွေတွန်းလို့တိုးတိုးလေးမေးလိုက်ပါတယ်ဟုတ်အကိုကြီးတို့ခင်ဗျာခေါင်းချီကိုင်းကိုဘယ်လိုသွားရမလဲဆိုတာလမ်းညွှန်ပေးလို့ရမလားခင်ဗျာမင်းရဲ့မိကုန်းကိုကြားလိုက်ရတဲ့အခါလေရင်ပြန်စင်မြင့်ပတ်ပတ်လည်မှာရှိတဲ့ကျင့်ကြံသူတွေဟာတယောက်မျက်နှာတယောက်ကြည့်ပြီးနောက်ဆုံးမှာတော့ဝလုံးကွဲမတက်ဝိုင်းရကြပါတော့တယ်ခေါင်းချီကိုင်းဟုတ်လားအဲ့ဒါကမြောက်ပိုင်းဝက်ဖုံးတောင်တန်းရဲ့မော်တော်ကိုင်းကြီးလေကွာလေ့ကျင့်ရေးအဆင့်တောင်မရှိတဲ့တာမန်လူသားတယောက်ကများတေချင်လို့လမ်းရှာနေတာပဲဒါပေမဲ့လည်းဒီလိုမျိုးကြီးတော့မဖြစ်သင့်ဘူးလေငါအထင်တော့အောက်ပြည်အောက်ရွာမှာခေါင်းချီကိုင်းကတန်တမန်တွေကိုတွားပြစ်မှမိလို့ဒီကိုအတင်းအကျပ်အပုတ်ခံလိုက်ရတဲ့ကန်ဆိုးမိုးမောင်ကြသူထင်တယ်မင်းကတော့သူတို့ရဲ့လှောင်ရည်တန်းတွေကိုဂရုမစိုက်ပဲအထုပ်ထဲကနေရွှေတုံးတချို့ကိုထုတ်ပြီးအကျယ်ဆုံးရည်နေတဲ့ဝတ်တုပ်ကျင့်ကြံသူစီကိုကမ်းပေးလိုက်ပါတယ်ဒီကအကိုကြီးအနည်းဆက်ဆုံးလမ်းကြောင်းလေးကိုပဲဖြစ်ဖြစ်လမ်းညွှန်ပေးပါဦးဝတ်တုပ်ကျင့်ကြံသူဟာလူလောကရဲ့ရွှေငွေတွေကိုမြင်လိုက်ရတဲ့အခါမထင်သလိုနှာခေါင်းရှုံးလိုက်ပေမဲ့လည်းလက်ကတော့အလိုက်တင်လေးလှမ်းယူလိုက်ပြီးညွှန်ပြပေးပါတယ်မြောက်ဘက်ကိုဥတီပြီးမိုင်3000လောက်ဆက်သွားလိုက်လေထုထဲမှာစွမ်းရည်တွေအထူးထပ်ဆုံးနဲ့မဲမောင်နေတဲ့တိမ်တိုက်တွေဖုံးလွှမ်းနေတဲ့နေရာပဲဒါပေမဲ့ငါအနေနဲ့အကြံပေးရရင်တော့မသွားတာအကောင်းဆုံးပဲခေါင်းချီကိုင်းဆိုတာလူရှင်တွေကိုဖမ်းပြီးဝိညာဉ်အဖြစ်တန့်စင်တဲ့နေရာမှာနာမည်ကြီးတယ်မင်းလိုနုနုနဲ့အသားရည်လေးနဲ့ဆိုရင်တော့လူကောင်းတောင်အဖက်တင်ကြံခဲ့မှာမဟုတ်ဘူးမင်းကအလေးနဲ့ကောင်းညစ်ပြပြီးလက်အုပ်ချီနှုတ်ဆက်လိုက်တယ်တတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကိုကြီးကျွန်တော်ကတခြားလူတွေရဲ့စကားကိုအမြဲတမ်းနားထောင်တတ်တဲ့သူပါကိစ္စဝိစာတွေပြီးတာနဲ့ချက်ချင်းပြန်လာခဲ့ပါမယ်ပြောပြီးတာနဲ့မင်းကခန္ဓာကိုယ်ကိုလှည့်ပြီးမြောက်အရက်စီကိုမျက်နှာမူလိုက်တယ်ခြေထောက်နှစ်ဖက်ကိုအနှဲငယ်ကွေးလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲဝမ်းကျန်းချောက်ကမ်းပါကြီးတစ်ခုလုံးတုံခွဲသွားရတဲ့ဂျပန်နဲ့ဖျားအကာကွယ်မှုံမဟာခင်းချင်းကြီးလည်းခန္ဓာကိုယ်ရဲ့ဖိအားဒဏ်ကိုမခံနိုင်တော့ပဲမင်းရဲ့ခြေဝါးအောက်မှာတင်တဆစီကျင်းမောပျက်စီးသွားရတော့တယ်ကြောက်မက်ဖွယ်ကောင်းတဲ့တံပြန်တက်ရောက်မှုအရှိန်အဝါကြောင့်ပြင်းထန်တဲ့လေမုန်တိုင်းကြီးတိုက်ခတ်သွားပြီးသူတို့တွေမြေကြီးပေါ်ကနေရုန်းကန်ပြီးလူးလဲထလာတဲ့အချအိမ်မှာတော့မင်းရဲ့အရေးအယောင်ကထိုနေရာမှာမရှိတော့ပဲပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်နေရာဟောင်းမှာတော့ပေယာချီနှက်ဆိုင်လာတဲ့ကြီးမားတဲ့မြေပြင်အကွဲကြောင်းကြီးတွေနဲ့အတူကောင်းကင်ရံထက်မှာတော့လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်အရှိန်ကြောင့်လေထုတွေစုပ်ပြဲသွားရတဲ့လေဟာနဲ့အတန်လိုင်းတွေသာကြံရိပ်ခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုတုံဟဲသွားစေခဲ့တယ်ထိုဝတ်တုပ်ဆုံးကဝေကတရွေးတစ်ချက်မျိုးချလိုက်ပြီးလက်ထဲကရွှေတုံးတွေကိုကြည့်ကခြေထောက်နှစ်ဖက်စလုံးတုံတုံရင်ရင်နဲ့ပြောလိုက်တယ်ဒါဘဲကနေရောက်လာတဲ့ဘီလူးတတော်ဝါကြီးလဲမိုင်းပေါင်း3သိန်းဆိုတဲ့အကွာဝေးဟာကျင့်ကြံခြင်းလောကကရွံရင်အဆင့်ကျင့်ကြံသူတွေအတွက်ဆိုရင်တော့ရပ်ပေါင်းများစွာပြန်တန်းရမယ့်ခရီးဖြစ်ပေမဲ့မင်းအတွက်တော့အကျိန်နှဲငယ်လောက်လေးတဲ့ခုန်ကူးလိုက်ရုံမျှတာဖြစ်တယ်နိုင်ဝက်ခန့်ကြာပြီးနောက်မြောက်ပိုင်းကလှုပ်ဝက်ဆန်းပြတဲ့တောင်တန်းကြီးစီကိုရောက်ရှိလာခဲ့တယ်ဒီနေရာကတစ်နှစ်ပတ်လုံးအမောင်ထုတွေဖုံးလွှမ်းနေပြီးတဆေး6တလူအေးစိတ်အမောင်ကျနေတဲ့နေရာဖြစ်တဲ့တွေးနဂါခိုင်းရဲ့အဓိကခမ်းမဆောင်ကြီးထဲမှာတော့လက်ရှိခိုင်းချုပ်ကြီးဖြစ်တဲ့တွေးစာနဲ့ဆိုးကြီးကဒေါသတကြီးနဲ့မုန်တိုင်းခံနေတယ်
အမိုက်တွေအကုန်လုံးအမိုက်တွေကြီးပဲချီယူကလန်ကဖျက်ဆီးခံရတာနှစ်ပေါင်း80ရှိပြီးအောက်ပြည်အောက်ရွာကအဲ့ဒီတောက်ကျိုးနဲ့အရက်လူကြီးကိုအခုထိရှာမတွေ့သေးဘူးလားအဲ့ဒီတုန်းကသူကလက်တီးတစ်ချက်တည်းနဲ့ကိုးပါးမြောက်အကြီးကဲရဲ့ဖြစ်တည်မှုယတနာနဲ့ခန္ဓာကိုယ်ကိုရိုက်ခွဲဖျက်ဆီးပစ်ခဲ့လို့ငါတို့ချီယူကလန်တစ်ခုလုံးအောက်ပြည်အောက်ရွာမှာဆယ်စုနှစ်ချီပြီးပုံအောင်နေခဲ့ရတဲ့ဒီကံကြမ္မာအာဃာတကိုမကလဲစားချင်နိုင်ရင်ငါတို့ချီယူကလန်ရဲ့မျက်နှာကိုဘယ်နာသွားထားရမလဲအောက်တွင်ဒူးထောက်နေကြသောအကြီးကဲများအားလုံးတုံလုံးချောက်ချသွားကြသည့်အကြီးကဲချုပ်ကခေါင်းမာဖြင့်တုံ့ပြန်ပြောကြားလိုက်သည်မျိုးနွယ်စုကောင်းဆောင်စိတ်လျှော့ပါဗျာအောက်ပြည်အောက်ရွာရဲ့ကောင်းကင်ဘုံဥပဒေကအရန်ပြင်းထန်လာပါတယ်ကျွန်တော်တို့စီလွတ်လိုက်တဲ့တပည့်တွေဟာတိဆောက်ခြင်းအဆင့်ကိုကျော်လွန်သွားတာနဲ့ကောင်းကင်ဘုံရဲ့မိုးကြိုးပစ်ခတ်မှုကိုခံရမှာပါအဲ့ဒီလူရဲ့ခြေရလက်ရာကိုရှာဖို့တကယ်ကိုခက်ခဲနေပါတယ်ဗျာသွေးစွန်းကိုင်းချုပ်ဤမျက်ဝန်းများကဒေါသဖြင့်ညီမြန်းလာပြီးပောက်ကွဲလူနီးပါးဖြစ်သွားသည်ထိုစဉ်ရုတ်တရက်ဆူရှာတောက်ပသောအစိမ်းရောင်လင်းတဲ့တစ်ခုကကောင်းကင်နှင့်မြေပြင်ကိုဖျက်တမ်းကအရှိန်အဟုန်ဖြင့်ဆင်းသက်လာသည်ရင်းသည်တောင်ထိပ်မဟာခမ်းမ၏ကြောက်စိမ့်ဖြူရင်ပြင်ပေါ်သို့တဲတဲမတ်မတ်ကြားရောက်သွားခဲ့သည်တတော်လုံးအပြင်းထန်တုန်ခါသွားပြီးနန်းတော်နှင့်အဆောင်အုံများစွာသည်ရိုက်ခတ်မှုလိုင်းကြောင့်ပြိုလဲပျက်စီးသွားကအော်ဟစ်ငိုကြွေးတံများဆုညံသွားခဲ့သည်သွေးစွန်းကိုင်းချုပ်အလွန်အံ့အားသင့်သွားပြီးအကြီးကဲများကိုခေါ်ဆောင်ကခမ်းမထဲမှချက်ချင်းပြေးထွက်လာခဲ့သည်ရင်ပြင်အလဲတွင်ကြီးမားလာသောတွင်းနယ်ကြီးတစ်ခုဖြစ်ပေါ်နေသည်ကိုတွေ့လိုက်ရသည့်ဖုံမှုများကြားတွင်အိုးထုတ်ဟောင်းတစ်လုံးကိုစောင်းထားပြီးရှော့ဖို့ထားသဖြင့်အယောင်လွင့်နေသောအင်ဂျီကိုဝစ်ဆင်ထားသည့်လူငယ်တဦးရှိနေသည်သူကခန္ဓာကိုယ်ပေါ်ရှိဖုံမှုများကိုအေးလူလူပုတ်ခတ်နေသည်သွေးစွန်းကိုင်းချုပ်ကစစ်စစ်ကြည့်ရှုလိုက်ရာစိတ်ထဲတွင်အလွန်ထိတ်လန့်သွားခဲ့သည်သူစီကနေဝိညာဉ်စွမ်းရင်လှုပ်ခတ်မှုအနှဲငယ်များတောင်မခံစားရပါလားတာမန်လူတစ်ယောက်ဖြစ်နေဖို့ဘလို့မှမဖြစ်နိုင်တာဝစ်စုံအနက်ဝစ်နဲ့ထောင်ချောက်ထဲရောက်နေတာဘယ်သူလဲဘာလို့ငါရဲ့ချီယူကျုံကိုင်းတကားကိုလာဖြတ်စီးတာလဲသူကအမှန်တရားကိုသဘောပေါက်သွားပြီးမော့ကြည့်လိုက်ကတင်းငိမ့်တဲ့အကြည့်တွေနဲ့လူအုပ်ကြီးကိုဝေ့ကြည့်လိုက်သည်ငါကကံဖုံးမျိုးရဲ့မျိုးတော်ဝင်ပဲဒီစကားထွက်လာတာနဲ့တတိုင်းနဲ့ကွင်းပြင်တစ်ခုလုံးတေမင်းတမန်တိတ်ဆိတ်သွားပြီးရွှေမင်းဘိုးဘိုးရဲ့မျက်လုံးတွေပြည့်ကျဲသွားသည်မင်းလားအောက်ပိုင်းလောကကတက်လာတဲ့တာမန်ချစ်ကြံသူတယောက်လားသူကခေါင်းညစ်ပြလိုက်သည်မင်းတို့ငါ့ကိုရှာနေတာအနှစ်80ရှိပြီလို့ကြားတယ်ငါစိတ်တက်ကအကျွေးတင်ရတာအကြောက်ဆုံးပဲသူများတွေရင်ထဲမှာတနှုံနှုံတွေးနေတာကိုလည်းမကြိုက်ဘူးဒါကြောင့်အထက်လောကကိုရောက်တဲ့ပထမဆုံးနေ့မှာပဲလမ်းကြုံဝင်ကြည့်တာတခါလေးပြဿနာကိုရှင်းပြမလို့ရွှေမင်းဘိုးဘိုးဒေါသတကြီးရေမောလိုက်ပြီးသူ့ကိုယ်ကနေပြင်းထန်တဲ့တက်ဖြတ်လို့တဲ့အငွေ့တက်တွေပောက်ကွဲထွက်လာသည်ကောင်းကင်ဘုံမှာလမ်းရှိရက်နဲ့မင်းမလျှောက်ဘူးငရဲပြည်မှာတကားမရှိပဲမင်းလိုတိုးဝင်လာတာပဲအောက်ပိုင်းလောကမှာမင်းကိုငါတို့ဘာမှလုပ်လို့မရပေမဲ့ဒီဝိညာဉ်လောကမှာတော့ငါကအသွင်ပြောင်းခြင်းအဆင့်ရဲ့အစွမ်းထက်ဆုံးသူပဲခိုင်းသားတွေအားလုံးနားထောင်ကြ16000ဝိညာဉ်ချုပ်စနစ်ကြီးကိုဖွင့်ကြ16000ဝိညာဉ်ချုပ်စနစ်ကြီးကိုဖွင့်ကြဒီလူကိုအသားတွေခွာအယိုးတွေထုတ်ပြီးဝိညာဉ်ကိုမိရှို့ပစ်ကြစကားဆုံးတာနဲ့ခိုင်းသားအဆင့်ဆင့်အားလုံးကလက်ကွက်တွေကိုပြိုင်တူဖော်ဆောင်လိုက်ကြသည်ကောင်းကင်တစ်ခုလုံးနှက်မောင်နဲ့အငွေ့တက်တွေဖုံးလွှမ်းသွားပြီး16000ဝိညာဉ်ဆိုးတွေဖြစ်ပြောင်းလဲကနေမင်းကြီးကိုကွယ်ပိတ်ပြီးသူတို့စီပြေးဝင်လာကြသည်အသွင်ပြောင်းခြင်းအဆင့်ရဲ့အစွမ်းထက်တဲ့စွမ်းအားနဲ့တကိုင်းလုံးရဲ့အင်အားတွေပူးပေါင်းပြီးဝိုင်းရတိုက်ခိုက်တာကိုရင်ဆိုင်ရချိန်မှာသူကရှောင်ကွင်းဖို့စိတ်ကူးတောင်မရှိခဲ့ပါဘူးသူကတက်ပြင်းတစ်ချက်ကိုခက်ပြင်းပြင်းချလိုက်ပြီးသူ့ရဲ့ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ကလက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်သည်ဒီကောင်ကအသက်50ရှိပြီးလေဟာနယ်ကိုလက်သီးတစ်ချက်ထဲနဲ့ထိုးခွဲလိုက်တာဘာစွမ်းအားမှလည်းမပါဘူးဘာဥပဒေသားလိုက်မှလည်းမရှိဘူးစင်စစ်စစ်ရုပ်ပိုင်းဆိုင်ရာအဖြစ်စွမ်းအားတက်တက်ပဲလေတုဟာမယုံနိုင်စရာကောင်းတဲ့အားလိုက်တစ်ခုကြောင့်ချက်ချင်းပဲအဆုံးစွန်ထိကျုံဝင်သွားပြီးတော့နောက်ဆုံးမှာပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်သွားတယ်တာမန်မျက်စိနဲ့မြင်နိုင်တဲ့အဖြူရောင်လေလိုင်းဟာရှစ်တဲ့ကိုအဟုန်ပြင်းပြင်းနဲ့ဖြတ်တန်းသွားပြီးဝန်ကွေးဝိညာဉ်နှိမ့်ဆက်ခြင်းအစီရင်ကြီးပျက်စီးသွားပြီးကောင်းကင်ရန်တစ်ခုလုံးကတရဲတစီတွေဟာလည်းအမှုန့်မွားဖြစ်သွားပြီးအော်ဟင်ကြီးတွားဖို့တောင်အချိန်မရလိုက်ပဲခန္ဓာကိုယ်တွေဟာပြင်းထန်တဲ့လေဝေထဲမှာတွေးမိုးတွေဖြစ်ပြောင်းလဲသွားတယ်လေလိုင်းတွေငြိမ်သက်သွားပြီးနောက်ချီရန်ကွယ်လည်းမရှိတော့သလိုတွေးမင်းသမီးလည်းပျောက်ကွယ်သွားပြီးလက်တီးတစ်ချက်ထဲနဲ့လေပြင်းတွေငြိမ်ကျသွားပြီးတွေးနှံတွေလည်းပျောက်ကွယ်သွားတယ်အဲ့ဒီအစားဖြစ်ပေါ်လာတာကတော့အလျားမရချီပြီးအဆုံးမရှိနှက်ဆိုင်လာတဲ့6ကဘာကြီးတစ်ခုပဲမင်းခန္ဓာကိုယ်ကိုလှည့်လိုက်ပြီးမူလလန်းအတိုင်းတောင်အောက်ကိုရှောက်လာခဲ့တဲ့ကြင်ကြံချင်းအဆင့်တလန်းနာကနေတုတ်တင်ရှင်းလင်းတဲ့အထိမင်းတနာကြီးပဲအချိန်ယူခဲ့ရတယ်အခုဆိုရင်အောက်ပြည်ကအကုသိုလ်ကံတွေအားလုံးကိုအပြီးတိုင်ဖျက်တောက်လိုက်ပြီးဖြစ်လို့မင်းကိုလာပြီးဒုက္ခပေးမဲ့သူဘယ်သူမှမရှိတော့ဘူးမင်းမေးစေးကိုပုတ်တက်ရင်နောက်ထပ်ဖြတ်တန်းရမယ့်ဘဝအကြောင်းကိုစဉ်းစားနေမိတယ်နက်ပြည်ရဲ့နက်သက်စွမ်းအားတွေကဒီလောက်တောင်တိတ်တိဆများနေတာပဲကုရှိကျင့်စဉ်ရဲ့ထိရောက်မှုကလည်းဆက်ထထမ်းဖို့တိုးလာနိုင်တယ်လောလောဆယ်တော့တောင်တရီကြီးရှိတဲ့တာမန်လူသားတွေနေထိုင်တဲ့ရွာငယ်လေးတစ်ရွာကိုရှာပြီးနောက်ထပ်နှစ်1000လောက်ဆက်ပြီးပုံပေါင်းနေုံပေါ်အစင်တန်းအရေးချင်းအားလုံးကိုနှစ်1000အထိညှစ်တင်ပြီးတဲ့အထိစောင့်ဆိုင်းရမယ်သူကခပ်ဖွားဖွားလေးပြုံးလိုက်ပြီးဒေါသတွေကိုဖိနှိပ်ထားလိုက်တယ်အဲ့ဒီအချိန်တုန်းကငါတကယ်ပဲအတူအယောင်မရှိအစွမ်းထက်လာခဲ့ပြီထင်တယ်နက်ဖျားစင်မြင့်ပေါ်ကရုံရင်ဆန်ခတ်မှုကနာယီဝက်လောက်ပဲကြာခဲ့ပေမဲ့အနီးနားကမြို့နယ်18ခုစီကိုချက်ချင်းပြန့်နှံ့သွားခဲ့တဲ့ချီယိုကိုင်းတကိုင်းလုံးတုတ်တင်ရှင်းလင်းခံရတဲ့တဲ့ရင်ကတော့3ရက်ကြာမှကုဆက်ယောဂလူမျိုးဝိညာဉ်လောကရဲ့မြောက်ပိုင်းဒေသတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့တယ်ဒါပေမဲ့ဒီအဖြစ်အပျက်နှစ်ခုကိုတစ်ဆက်တည်းလို့ဘယ်သူမှတွေးမိမှာမဟုတ်ဘူးဘာလို့လဲဆိုတော့လူလောကကနေအခုလေးတင်နက်ဖျားအဖြစ်တက်လန်းလာတဲ့တာမန်လူတစ်ယောက်ကတရက်အတွင်းမှာနှစ်ပေါင်း3000တက်တန်းရှိတဲ့မကောင်ဆိုးဝါးကိုင်းကိုအမြင့်ပြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ဘယ်သူမှမယုံကြည်ကြလို့ပဲမင်းကတော့ဒီရလက်ကိုအတော်လေးစိတ်ကြည်နေတယ်ဘသူရဲ့အာယုံဆိုင်မှုကိုမှမခံရတာကအကောင်းဆုံးရလက်ပဲလေဆောင်းမြို့တောင်တန်းကနေထွက်ခွာလာပြီးနောက်မင်းကတမင်တက်တက်အချိန်ကိုရှော့ချလိုက်တယ်ဘာပဲဖြစ်ဖြစ်ဒီနေရာကဝိညာဉ်လောကဖြစ်ပြီးလူလောကမဟုတ်ဘူးလေလူလောကမှာမင်းကကြိုက်တယ်လို့ရှောက်သွားလို့ရပေမဲ့ဒီနေရာမှာတော့အမီးလေးဝက်ပြီးလူကောင်းတစ်ယောက်လိုနေထိုင်ဖို့မင်းဆုံးဖြတ်လိုက်တယ်မင်းကတောင်ဘက်ကိုပဲတောက်လျှောက်ဦးတည်ပြီးတာမန်လူတွေစုဝေးရနေရာတွေကိုပဲရွေးချယ်သွားခဲ့တယ်ခုနှစ်ရက်ကြာမှာတော့ဖုံးချောင်လို့ခေါ်တဲ့မြို့နယ်လေးတစ်ခုမှာမင်းရနာလိုက်တယ်ဒီနေရာကတောင်ကိုအမိပြုပြီးရေပြင်းနဲ့နီးကပ်တဲ့ဝိညာဉ်စွမ်းရင်ကျဲပါပြီးကြင်ကြံချင်းကိုင်းကြီးတွေနဲ့လည်းဝေးကွာတဲ့မြို့ပေါ်မှာတော့အမဲလိုက်သမားတွေစေဖို့ဆက်သူတွေနဲ့ကုန်တယ်တွေပဲအများဆုံးသွားလာကြတယ်အရေးကြီးဆုံးကမြို့ကတင်းငယ်ပြီးပြဿနာလည်းနေပါတယ်မင်းကငွေပြားနှစ်ပြားပေးပြီးခြံဝင်းလေးတစ်ခုပါဝင်တဲ့အိမ်အိုလေးတစ်လုံးကိုဝယ်ယူလိုက်တယ်ပြီးတော့ယူရီယန်ချန်ထားခဲ့တဲ့ကြောက်စိမ်းပြားကိုပြတင်းပေါက်မှာချိတ်ဆွဲထားလိုက်ပြီးပျက်စီးနေတဲ့မြေပုံစုကိုတော့စပွဲချီတော့အောက်မှာပဲဆက်ပြီးခုထားလိုက်တယ်မင်းတတိပြုမိတာကတော့ဘယ်နေရာကိုပဲရောက်ဒီရာကစပွဲချီတော့ခုဖို့အတွက်တကယ်ကိုအသုံးဝင်လာတယ်နက်ဖျားအဖြစ်ရောက်ရှိလာတဲ့ပထမဆုံးနှစ်မှာမင်းရဲ့စွမ်းအားတွေကိုထပ်ပြီးမမြင့်တင်ခဲ့ဘူးဒုတိယနှစ်မှာမင်းဟာကျင့်စဉ်ရဲ့စွမ်းအားကိုနောက်ထပ်အနေငယ်တိုးမြင့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲမင်းရဲ့ခန္ဓာကိုယ်ထဲမှာအရင်ကနှိကွေးစွာလက်ပတ်နေတဲ့လက်ပြအသက်ရှူသွင်းကျင့်စဉ်ဟာရုတ်တရက်မိမိလိုက်တဲ့လိုမျိုးအရှိန်အဟုန်ပြင်းစွာလက်ပတ်လာပါတော့တယ်လောကတက်ရဲ့ကောင်းကင်နဲ့မြေကြီးစွမ်းရည်တွေဟာနက်ဖျားလောကထက်အစမတန်ပုံမတိတ်သေးလာပါတယ်မင်းရဲ့ခန္ဓာကိုယ်ထဲမှာတကယ်ကိုကိုယ်ပိုင်ဖြစ်တဲ့စွမ်းရည်တမြင်ထွက်ပေါ်လာတာကိုပထမဆုံးအကြိမ်ဖြစ်ရှင်းရှင်းလင်းလင်းခံစားလိုက်ရပါတယ်အဲ့ဒီစွမ်းအင်းမြင်လေးဟာအလွန်ကိုအားနည်းလွန်းတာကြောင့်စွမ်းအင်စတင်စုဆောင်းစာကျင့်ကြံသူတွေတောင်တတိထားမိမှာမဟုတ်ပါဘူးဒါပေမဲ့မင်းအတွက်တော့အတိတ်ပဲအလုံးပဲနှက်ဆိုင်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာမင်းတယောက်လက်တီးပဲထိုးတတ်တဲ့တာမန်လူတယောက်မဟုတ်တော့ဘူးဆိုတာကိုသက်သေပြနေလို့ပါပဲအခုဆိုရင်မင်းဟာလက်တီးလဲထိုးတတ်တယ်လို့ကျင့်စဉ်ကိုလည်းပူးတွဲကျင့်ကြံနိုင်တဲ့ကျင့်ကြံသူတယောက်ဖြစ်သွားပြီပဲဖြစ်ပါတယ်
တတိယနှစ်မှာတော့မင်းဟာကျင့်စဉ်ရဲ့စွမ်းအားကိုထပ်ပြီးတိုးမြင့်လိုက်ပါတယ်။လက်ပြအသက်ရှူသွင်းကျင့်စဉ်ဟာလောကတက်ရဲ့စွမ်းရည်တွေအောက်မှာနောက်ထပ်တစ်ကြိမ်အတွင်ပြောင်းလဲသွားပြန်ပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းအသက်ရှူသွင်းရုံတင်မဟုတ်တော့ပဲအစင်းမြင့်တဲ့ကျင့်စဉ်တစ်ခုအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။မင်းကအဲ့ဒီကျင့်စဉ်ကိုကျင့်စဉ်လို့အမည်ပေးလိုက်ပါတယ်။နာမည်ကလည်းအရန်ကိုအစွမ်းထက်တယ်လို့ထွက်ပေါ်လာတဲ့ရလက်ကလည်းအလွန်ပဲထူးခြားလာပါတယ်။ဒါဟာတက်တန်းကိုစွမ်းအားအဖြစ်ထိရောက်စွာပြောင်းလဲပေးနိုင်ယုံတင်မကပဲမင်းရဲ့တွေးလေစွမ်းအားနဲ့စိတ်အာရုံတွေကိုပါတပြိုင်နက်တည်းခြုံပေးနိုင်စွမ်းရှိပါတယ်။အလွယ်ပြောရရင်တော့မင်းရဲ့ခန္ဓာကိုယ်နဲ့ပုံမကိုက်ညီသွားတာပဲဖြစ်ပါတယ်။စတုထနှစ်မှာတော့မင်းဟာစိတ်အာရုံကိုစတင်အသုံးပြုဖို့ကြိုးစားကြည့်ပါတယ်။စိတ်အာရုံကိုဘေးပတ်ဝန်းကျင်သို့အနေငယ်ဖြန့်ကျက်လိုက်ရုံနဲ့တင်လင်းချင်းကြေးရွာတရွာလုံးဟာမင်းရဲ့အုံနောက်ထဲမှာရှင်းရှင်းလင်းလင်းကွင်းကွင်းကွက်ကွက်ပေါ်လာပါတော့တယ်။မင်းဟာရွာအရှိဘက်ကပဲပြားရောင်းတဲ့မူဆိုးမလေးဟာဘေးအိမ်ကပန်းပဲဆရာစီကိုမုတ်တွေတိတ်တိတ်သွားပေးနေတာကိုမြင်လိုက်ရပါတယ်။မင်းဟာရွာအနောက်ဘက်ကလောင်းကစားသမားဟာသူ့ဇနီးဝတ်ထားတဲ့အရေးပေါ်ငွေတွေကိုခိုးတူးနေတာကိုလည်းမြင်လိုက်ရပါတယ်။ဒါအပြင်ရွာသူကြီးရဲ့အိမ်နောက်ဖေးမှာအဖိုးအိုဟာစရင်စာအုပ်ကိုကင်ပြီးတပြင်းတခြားဖြစ်နေတာကိုလည်းမြင်လိုက်ရပါသေးတယ်။မင်းဟာစိတ်အာရုံကိုတိတ်တိတ်ပြန်ရုပ်သိမ်းလိုက်ပြီးသိရတာတွေများလုံးသွားပြီလို့တွေးနေမိပါတော့တယ်။ဒုက္ခဆိုတာမျိုးကတကယ်ကိုစိတ်ရှုပ်เสียရပါပဲ။ဒါပေမဲ့စိတ်ရှုပ်ဖို့ကောင်းတဲ့ဒုက္ခဆိုတဲ့အရာကကိုကသူ့ကိုစိတ်ပြက်နေလို့ဆိုပြီးတကယ်ကြီးရောက်မလာပဲမနေပါဘူး။ခီးသွားရင်လမ်းကြုံဝင်လာတဲ့ပြင်ပလူတစ်ယောက်ဖြစ်ကြောင်းတိတိကျကျရှင်းပြခဲ့ပေမဲ့လည်းဒုတိယမြောက်နေ့မနေ့စောစောမှတင်ရွာသားတွေကကိုယ့်အိမ်ရှိမှာဆိုင်းဘုတ်ကိုကိုင်းရောက်ပြီးစုပြုံတိုးဝေးရောက်ရှိလာကြပါတယ်။ဆိုင်းဘုတ်ပေါ်မှာတော့ရွှေရောင်စာလုံးကြီး၅လုံးနဲ့ကျေးဇူးပြု၍ရွာသူကြီးလုပ်ပေးပါလို့ရေးသားထားပါတယ်။ကိုကတော့အိမ်ရှိမှာရက်နေရင်အကျွမ်းတဝင်ရှိလာတဲ့အဲ့ဒီဆိုင်းဘုတ်ကိုကြည့်ပြီးတယောက်တည်းစွန့်လို့နေပါတယ်။တကယ်တော့ကိုကဝိညာဉ်လောကကိုရောက်လာတာဖြစ်ပြီးတခြားနေရာတစ်ခုကိုပြောင်းရွှေ့ပြီးဆက်လက်နေထိုင်ဖို့ပဲစိတ်ကူးထားခဲ့တာပါ။ဒါပေမဲ့ပတ်ချလဲလဲရင်းနဲ့နောက်ဆုံးမှာတော့ရွာသူကြီးပြန်ဖြစ်လာခဲ့ရပြန်ပါပြီ။ကိုက၃ချိန်တိုင်တိုင်ညှင်းပယ်ခဲ့ပေမဲ့လည်းရွာသားတွေက၃ရက်တိုင်တိုင်ဒူးထောက်တောင်းပန်နေကြတာကြောင့်နောက်ဆုံးမှာတော့တက်ပြင်းတစ်ချက်ချပြီးဒီအလုပ်ကိုပဲလက်ခံလိုက်ရပါတော့တယ်။ဘာပဲဖြစ်ဖြစ်ရွာတရွာကိုစီမံအုပ်ချုပ်ရတဲ့အလုပ်မျိုးကကိုယ့်အတွက်အတွေ့အကြုံရှိပြီးသားမို့လို့ပါဒီလိုနဲ့ဝိညာဉ်လောကရဲ့ပထမဆုံးတရားဝင်ဂုံပုတ်အနေနဲ့ဖုံးချောင်ရွာရဲ့ရွာသူကြီးအစ်စ်ဖြစ်လာခဲ့ပါတယ်။ဒီသတင်းပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့အနီးနားကရွာငယ်လေးတွေအကုန်လုံးအံ့အားသင့်ကုန်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဆင့်3ဝမ်ပလွေဘရင်ကိုလက်တီးတစ်ချက်တည်းနဲ့အသေးထိုးတက်နိုင်တဲ့ရွာသူကြီးမျိုးကိုဘယ်သူမှတစ်ခါမှမမြင်ဘူးခဲ့ကြလို့ပါပဲ။ဖုံးချောင်ရွာဟာအလင်းအမြန်ပဲနာမည်ကြီးလာခဲ့တယ်လို့နာမည်ကြီးလာတာနဲ့အမျှဒုက္ခအစ်စ်တွေကလည်းချက်ချင်းဆိုသလိုရောက်ရှိလို့လာပါတော့တယ်။ရွာထဲကိုထူးဆန်းဆန်းပြတဲ့လူတွေဟာတယောက်ပြီးတယောက်ဆက်တိုက်ဆိုသလိုရောက်ရှိလာကြပါတော့တယ်။ကြောပိုးအိတ်တလုံးစီလွယ်ပြီးဒဏ်ရာနာတရားတွေနဲ့လမ်းပြောင်းနေတဲ့လူငယ်တွေမိသားစုအတိုင်းဝိုင်းကအဖြစ်စီခံရလို့လိုက်လံတက်ထက်ချင်းခံနေရပြီးတွေးကြွေးတွေရင်နာစရာတွေနဲ့ပြည့်နေနေတဲ့မိန်းကလေးငယ်တွေပြီးတော့ဒန်ကျိုးပဲပျက်စီးသွားတဲ့သူတွေနှစ်ပေါင်း30ကြာရင်မြစ်ရဲ့အရှိတ်မြစ်ရဲ့အနောက်ဘက်ဖြစ်လာရမယ်လို့အော်ဟစ်နေကြတဲ့အဝိစားမြင့်မြင့်နဲ့လူငယ်တွေမင်းကသူတို့ရဲ့ရင်းနှီးနေတဲ့ဇက်လက်ရုပ်ရည်တွေကိုကြည့်ပြီးမျက်ခုံတွေတောင်တလုံးလုံးဖြစ်လာရတယ်မင်းဟာအဲ့ဒီအချိန်တုန်းကတရားရုံးတော်ရှိမှာဆိုင်းဘုတ်အစ်စ်တစ်ခုကိုချက်ချင်းစိုက်ထူလိုက်တယ်ဆိုင်းဘုတ်ပေါ်မှာစာသားတစ်ကြောင်းရေးထိုးထားတယ်ဒီဆိုင်ကတပည့်မွေးမြူခြင်းမပြုပါအကျွေးမပေးပါပစ္စည်းပြန်မလဲပေးပါလူတွေအားလုံးကအံ့ဩမြင်သက်စွာနဲ့ကြည်နေကြပေမဲ့မင်းတယောက်တည်းသာသိတယ်ဒါဟာဘယ်လောက်တောင်အရေးကြီးတဲ့တက်တဲ့အထောက်အထားတစ်ခုလဲဆိုတာဒါပေမဲ့နှမျောစရာကောင်းတာကစီကန်းဆိုတာမျိုးကဇက်လိုက်ပုံစံခွက်ထဲကလူတွေအတွက်တော့ဘာမှကန့်သက်ချုပ်ချယ်မှုမရှိသလိုပါပဲလင်းကျဲငါနှစ်မြောက်မှာအဝိစားဖြူဖြူနဲ့အမြကိုသမီးတယောက်ဟာဖုံးချောင်မြို့နယ်လေးစီရောက်ရှိလာခဲ့တယ်သူမြို့ထဲကိုဝင်လာတဲ့အချိန်မှာမိုးကောင်းကင်ကနေနှင်းတွေတဖွဲဖွဲကျလာတယ်မြို့ထဲကဖြတ်တန်းသွားလာနေတဲ့ခရီးသည်တွေဟာတယောက်ပြီးတယောက်လက်ကြည့်နေကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကတိတ်ကိုလှပလွန်းတယ်လို့တိတ်လဲအေးဆက်လွန်းလို့ပဲသူ့ရဲ့နောက်ွယ်မှာတော့ထူးခြားဆန်းပြပြီးအစွမ်းထက်တဲ့အဆောက်အအုံရှစ်ယောက်ကလိုက်ပါလာတယ်မြို့ထဲမှာရှိတဲ့ဝါရင်တိုင်းသမားတွေကတော့သူ့ရဲ့အဆင့်တန်းကိုတစ်ချက်ကြည့်ုံနဲ့တင်ချက်ချင်းခွဲခြားသိမြင်လိုက်ကြသူကတော့ရွှေဆောင်ကိုင်းရဲ့တန်ရှင်းမှုမြတ်တဲ့သမီးတော်ရှုချင်းရံပဲဖြစ်တယ်မင်းကတော့အိမ်ကူဖြစ်ခြံထဲမှာထင်းခုန်နေတော့မယ်ဒီနာမည်ကိုကြားလိုက်ရတဲ့အချိန်မှာမင်းလက်ထဲကပစိန်ဟာပထမဆုံးအကြိမ်ဖြစ်အနေငယ်တုံရင်သွားခဲ့တယ်မကြခင်မှာပဲခြံဝင်းတကားကိုတယောက်ယောက်ကအตาရလာရောက်ခောက်လိုက်တယ်တကားအပြင်ဘက်ကနေရင်းနှီးနေတယ်လို့နဲ့စိမ့်တက်နေတဲ့အတန်တစ်ခုထွက်ပေါ်လာတဲ့ဆရာဒီကလူတွေကိုလက်ဖက်ရည်တစ်ခွက်လောက်တိုက်လို့ရမလားရှင်မင်းဟာနေရတင်မဲ့အကြာကြီးငိမ့်သက်စွာရက်နေမိတယ်နောက်ဆုံးမှာတော့တကားစီကိုရှောက်သွားပြီးခြံဝင်းတကားကိုဖွင့်ပေးလိုက်တယ်တကားအပြင်ဘက်ကရှုချင်းရံကတော့အရင်တိုင်းရုပ်ရည်ယူဘက်ကပြောင်းလဲခြင်းမရှိသေးပါဘူးဒါပေမဲ့သူ့ရဲ့မျက်ဝန်းတွေကတော့လွန်ခဲ့တဲ့နှစ်တွေကထက်စားရင်အများကြီးပုံမနဲ့ဆိုင်သွားခဲ့ပြီးသူကမင်းကိုစိုက်ကြည့်နေရင်းနဲ့မျက်ရည်ဝိုင်းလာခဲ့တယ်ငါမင်းကိုရှာနေခဲ့တာနှစ်ပေါင်း100ကျော်နေပြီမင်းကသူမကိုတစ်ချက်ကြည့်လိုက်ပြီးသူမရဲ့နောက်ွယ်ကရှေ့ရောက်တော့ကိုရန်တော်တွေကိုလည်းတစ်ချက်ကြည့်လိုက်တယ်မင်းလာချင်ရင်လည်းလာပေါ့ဒါပေမဲ့လူတွေအများကြီးကိုဘာလို့ခေါ်လာရတာလဲကျမခေါ်လာချင်လို့မဟုတ်ပါဘူးသူတို့ကမဖြစ်မနေလိုက်ခဲ့ကြတာပါမင်းမျက်မှောင်ကျုပ်လိုက်မိတယ်ဒီစကားကိုကြားလိုက်ရုံနဲ့တင်နောက်ွယ်မှာပြဿနာတွေရှိနေပြီဆိုတာသိတာနေတာပဲမင်းသူမကိုအုံးပြင်ထဲကိုဖိတ်ခေါ်လိုက်တယ်အဲ့ဒီကိုရန်တော်ရှေ့ယောက်ကလည်းလိုက်ဝင်လာချင်ကြပေမဲ့မင်းကသူတို့ကိုတစ်ချက်ပဲကြည့်လိုက်ရုံနဲ့အုံးပြင်တကားကဝန်းခနဲ့အလိုလျောက်ပိတ်သွားခဲ့တယ်အဲ့ဒီလူရှေ့ယောက်စလုံးမျက်နှာပြတ်သွားကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာတကားကိုတုံးဖွင့်ဖို့တက်တီတောင်မရှိကြတော့ဘူးဆိုတာကိုသိသွားကြလို့ပဲအုံးပြင်ထဲမှာမင်းကကြောက်စပွဲခုံမှာထိုင်ပြီးလက်ဖက်ရည်ဖြောနေတာကိုသူမကငြိမ်လေးစိုက်ကြည့်နေတယ်မင်းဒီနှစ်တွေမှာဘလို့ဖြတ်တန်းခဲ့ရလဲဆိုတာကိုလည်းသူမမမေးသလိုသူမဘလို့မျိုးနဲ့တာမန်လူလောကကနေဒီနေ့လိုနေရာမျိုးထိရောက်လာခဲ့လဲဆိုတာကိုလည်းမင်းကမမေးခဲ့ဘူးဘာလို့လဲဆိုတော့မင်းတို့နှစ်ယောက်စလုံးသိနေကြလို့ပဲဒီနှစ်ပေါင်း100ကျော်ဆိုတဲ့အချိန်ဟာဘလို့မှမလွယ်ကူခဲ့ဘူးဆိုတာလက်ဖက်ရည်ဖြောလို့ပြီးသွားတဲ့အခါမှာတော့သူမကလက်ဖက်ရည်ခွက်ကိုကင်ပြီးတူတူလေးပြောချတယ်ဆရာကတော့အရင်တိုင်းပဲဘာမှမပြောင်းလဲသေးဘူးနော်ဟုတ်တယ်အရင်တုန်းကတော့ငါကတာမန်လူလောကရဲ့ပြဿနာတွေကိုပဲကြောက်ခဲ့ရတာအခုတော့ဝိညာဉ်လောကရဲ့ပြဿနာတွေကိုပါကြောက်နေရပြီသူမကမအောက်နိုင်ပဲရေမောလိုက်မိတယ်ဒီလိုရေမောလိုက်တာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမင်းရဲ့အင်ဂျီလက်စ်ကိုဆွဲပြီးငိုယိုနေခဲ့တဲ့အသက်နဲ့အရွယ်မိန်းကလေးငယ်လေးတိုင်းပါပဲဒါပေမဲ့အဲ့ဒီအပြုံးဟာခဏလေးပဲတည်မြဲနေပြီးတော့နွမ်းနယ်မှုတွေနဲ့ပြန်လဲအစားထိုးသွားခဲ့ပြန်တယ်ဆရာကျမအခုတစ်ခေါက်လာတာကစီနီယာအကိုကြီးကိုကူညီပေးဖို့တောင်းဆိုချင်လို့ပါရှမ်းရှောင်းကိုင်းမှာပြဿနာတက်နေပြီးကျမကိုခေါ်သွားပေးခဲ့တဲ့အဲ့ဒီစီနီယာအကိုကြီးကအခုဆိုအချုပ်ထဲမှာရောက်နေပြီးဂိုင်းချုပ်အစ်စ်ကကျုံထမ်းမင်းကိုင်းနဲ့ပူးပေါင်းပြီးကျမရဲ့ဂတိကဝတ်ကိုတုံးလို့ရှေးဟောင်းကြီးအောက်ကူပေးမဲ့တစ်ခုကိုဖွင့်ဖို့ကြံစည်နေကြတယ်ကျမညှင်းဆန်ခဲ့ရင်ရှမ်းရှောင်းကိုင်းတစ်ခုလုံးအထက်အောက်ဘေးဒုက္ခကြုံရလိမ့်မယ်သူကခဏလောက်တိတ်ဆိတ်သွားပြီးတပြင်းတစ်ချက်ချလိုက်တယ်ငါတီးထားပြီးသားပါကျူးရှုံမော်ကန်လိုအရာမျိုးကပတ်သက်မိရင်ဘယ်တော့မှအကောင်းမဖြစ်ဘူးဆရာတကားဖွင့်ပေးခဲ့တာနောင်တရနေပြီလားနည်းနည်းတော့ရှိတာပေါ့ဒါပေမဲ့အများကြီးတော့မဟုတ်ပါဘူးသူကခေါင်းလေးငုံလိုက်ပေမဲ့လက်ခန်းတောင်းကတော့အနေငယ်ကွင်းညွတ်သွားတယ်ဒီစကားရဲ့အတိတ်ပဲကိုသူသိတာပေါ့တကယ်တော့နောင်တမရဘူးဆိုတဲ့သဘောပါပဲကွက်လက်ထဲမှာပဲရုတ်တရက်အေးဆက်ဆက်အော်ဟစ်တန်ထွက်ပေါ်လာတယ်ရှောင်းဖုံးဂိုင်းချုပ်မှာအမိတ်ရှိတယ်မင်းကိုဂိုင်းကိုချက်ချင်းပြန်လာဖို့ညွှန်ကြားလိုက်တယ်အကယ်၍မင်းကဒီလိုမျိုးညီသူညီဝါမှန်းမသိတဲ့လူသားတစ်ယောက်နဲ့ဆက်ပြီးပတ်သက်နေအောင်မယ်ဆိုရင်ငါတို့ကိုရက်ဆက်တယ်လို့အပြစ်မတင်နဲ့ရေနွေးကြမ်းတောင်ကုန်အောင်မတော့ရသေးဘူးအခုကလေးကလာပြီးတိုက်တွန်းနေကြပြီပဲသူတို့တွေအမြဲတမ်းဒီလိုပဲလိုက်နှောက်ရှက်နေကြတာမင်းကခေါင်းကြီးပြလိုက်ပြီးရေနွေးကြမ်းကွက်ကိုချလိုက်တယ်သူရောက်လာပြီပဲဒုက္ခတွေကလည်းတိတ်မဝေးတော့ဘူးပေါ့ထင်းတဲ့အတိုင်းပါပဲတတိယမြောက်နေ့နေ့လယ်ပိုင်းမှာပဲချမ်းမင်းကိုင်းကလူတွေရောက်လာခဲ့ကြတယ်
ရောက်လာတာကတော့ဝစ်စုံနှုတ်ဝတ်ထားတဲ့လူလက်ပိုင်းမျိုးသားတစ်ယောက်ဖြစ်ပါတယ်သူကတိုက်ရိုက်လက်မပါသေးပါဘူးဘာလို့လဲဆိုတော့သူကဝန်ရှောင်းကိုင်းကတခြားအကြီးကဲတွေထပ်ပို့ပြီးတော့တတိကြီးလို့ပါပဲသူကခြံဝင်းအပြင်မှာရက်နေပြီး3မိုင်လောက်ဝေးတဲ့အရက်ကနေမင်းကိုလက်အုပ်ချီနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကကောင်းကင်အလိုတော်ကိုင်းကတာဝန်ခံဂျိုးဖုံးဖြစ်ပါတယ်ကိုင်းချုပ်ရဲ့အမိတ်အရာဝူဆွေကြည်ကြံဖို့ကိုဖိတ်ကြားဖို့ရောက်လာတာပါကျွန်တော်ကအပြင်ထွက်ရတာမဝါသနာပါဘူးကြည်ကြံဖို့အနေနဲ့ရှူချင်းရန်ရဲ့ကိုပေါ်မှာကောင်းကင်အလိုတော်တစ်စိတ်ခန့်နေချင်းခံထားရတာကိုတိလောက်မှာပါအဲ့ဒါကရှီဟောင်းအေဂရိကူပိမန်တစ်ခုကိုဖွင့်လှစ်ဖို့နဲ့သက်ဆိုင်နေပါတယ်အဲ့ဒါကသူ့ရဲ့ကံကြမ္မာပါမင်းရဲ့ကံကြမ္မာမဟုတ်ပါဘူးကြည်ကြံဖို့အနေနဲ့ကျွန်တော်တို့ကောင်းကင်အလိုတော်ကိုင်းကိုရန်သူအဖြစ်အခန့်ချင်တာအစကတော့မရည်ရွယ်ပါဘူးဒါပေမဲ့မင်းတို့ကငါအိမ်တကားဝါအထိလာပြီးတော့ဒီလိုစကားမျိုးပြောမှတော့အခုကစပြီးရန်သူဖြစ်သွားပြီပေါ့ခြံဝင်းအပြင်ဘက်မှာတိတ်ဆိတ်သွားပါတယ်ဂျိုးဖုံးကတော့မင်းဒီလောက်အထိပြက်ပြက်တသားပြောလိုက်မယ်လို့မထင်ထားတာအသေးချပါပဲအတန်ကြာမှသူကရုတ်တရက်ရေမောလိုက်ပါတယ်လူမိုက်လိုက်တာငါတို့ကောင်းကင်အလိုတော်ခိုင်းကအလဲပိုင်းဒေတာမှာအခြေစိုက်လာတာနှစ်ပေါင်း9000ကျော်ရှိပြီးခိုင်းထဲမှာရှိတဲ့ပေါင်းဆက်ခြင်းအဆင့်အကြီးကဲတွေတင်လက်နှစ်ဖက်နဲ့ရေးလို့မကုန်ဘူးမင်းမှာအရေးချင်းချို့ရှိတယ်ဆိုရင်တော့ကောင်းကင်ကြီးကိုစန့်ကျင်နိုင်မှာမလားဒီစကားကိုကြားတော့မင်းကခေါင်းမော်ပြီးကောင်းကင်ကြီးကိုကြည့်လိုက်ပါတယ်ငါအရင်ကတေမျိုးလောကမှာရှိစဉ်တုန်းကလည်းတယောက်ယောက်ကငါ့ကိုဒီလိုစကားမျိုးပြောခဲ့ဘူးလေနောက်တော့သူတို့အားလုံးတေကုန်ကြတာပဲဂျိုးဖုံးရဲ့မျက်နှာပေါ်ကအပြုံးတွေကတဖြည်းဖြည်းပြောက်ကွယ်သွားပါတယ်နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့လက်အင်ကြီးထဲကနေကျင်းညိုရောင်တူခင်ပြားသုံးခုပြန်ထွက်လာပြီးလေထဲမှာကြီးမားတဲ့လန့်လန့်ဖြစ်ပြောင်းလဲသွားပါတော့တယ်ဆုံးကဝေလေပြင်းတွေကတလောကလုံးကိုဖုံးလွှမ်းသွားပြီးတော့ချိန်စာအစီရင်ခံတစ်ခုလုံးတုံခါသွားပါတယ်စမ်းကျဲတဲ့အစီရင်ခံထိတ်ဆုံးမှာတော့ကောင်းကင်ရန်ရဲ့စွမ်းအားတွေစီးဆင်းနေပြီးတော့ကံကြမ္မာရဲ့စာသားတွေရှက်နေပါတယ်ဒါဟာကံကြမ္မာခိုင်းရဲ့နာမည်ကျော်နည်းလမ်းတစ်ခုဖြစ်ပြီးတော့လူတွေရဲ့ကံကြမ္မာကိုပြောင်းလဲစေနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ကံကြမ္မာအစီရင်ခံရဲ့အထက်ကောင်းကင်ရန်ဟာချက်ချင်းဆိုသလိုအမောက်ထုတွေဖုံးလွှမ်းသွားပြီးတော့အစီရင်ခံထဲမှာရှိနေတဲ့သူတွေဟာယင်ထဲမှာထိတ်လက်တုံးလုံးမှုကိုခံစားလိုက်ရပြီးမိမိတို့ရဲ့ဝိညာဉ်တွေတောင်ဆွဲထုတ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်ထို့အချိန်မှာပဲကောင်မလေးကမင်းရဲ့ဘေးနားကိုရှောက်လာပြီးတော့တူတူလေးပြောလိုက်ပါတယ်တခင်လေးတတိထားပါဒါဟာတကယ်ကံကြမ္မာအစီရင်ခံပဲဖြစ်ပါတယ်မင်းကကောင်းကိုအသာရညစ်ပြလိုက်ပြီးတော့လေထုထဲမှာရှိနေတဲ့ကံကြမ္မာကျုံးမြင့်တစ်ခုကိုလက်နဲ့လှမ်းဖမ်းလိုက်ပါတယ်ထို့အခါကြောက်ဖေးရဲ့မျက်ဝန်းတွေဟာချက်ချင်းဆိုသလိုကျုံသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကံကြမ္မာကျုံးမြင့်ဟာပုံမှန်အားဖြင့်ယုံနာမရှိပဲစိတ်အာရုံနဲ့သာထိတွေ့နိုင်တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီကံကြမ္မာကျုံးမြင့်ဟာမင်းရဲ့လက်ထဲမှာကျူးတစ်ချောင်းလိုမျိုးကောင်းကင်ရန်ထဲကနေအတင်းအဓမ္မဆွဲထုတ်ခြင်းကိုခံလိုက်ရပါတယ်နောက်ဆုံးတော့ဒါဟာကံကြမ္မာပဲပေါ့မင်းကအဲ့ဒီကြကုန်းမြင့်ကိုနှစ်ချက်လောက်ကြည့်လိုက်ပြီးတော့နည်းနည်းလေးပြောညံ့လုံးနေလို့ခံစားလိုက်ရပါတယ်ဒါကြောင့်မင်းရဲ့လက်ကိုအနှဲငယ်အားဆိုင်လိုက်တဲ့အခါမှာပဲတလောကလုံးတုံခဲသွားပြီးတော့အစီရင်ခံတစ်ခုလုံးချက်ချင်းပဲပျက်စီးသွားပါတော့တယ်ကြောက်ဖေးဟာအပြင်းထန်ထိတိုက်သွားပြီးတော့တွေးတလို့ကိုအန်ထုတ်လိုက်ရပါတယ်ဒါကမဖြစ်နိုင်တာမင်းကဘလို့လုပ်ပြီးကံကြမ္မာရဲ့ကျုံးမြင့်ကိုလက်ပလာနဲ့ထိတွေ့နိုင်ရတာလဲမင်းကလက်ချောင်းလေးတွေကိုခါထုတ်လိုက်ပြီးတော့နည်းနည်းတော့စိတ်ဝင်စားစရာကောင်းတာပဲလို့ရေးရွတ်လိုက်ပါတယ်ကံကြမ္မာနဲ့အသက်ရှူနှုံကိုဒီလိုမျိုးအသုံးချရတာကိုအခုတော့တက်သွားပြီးကြောက်ဖေးဟာတကူလုံးတုံရင်လာပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့သူချက်ချင်းသဘောပေါက်သွားတာကမင်းဟာသူ့ရဲ့အစီရင်ခံကိုအတင်းအဓမ္မတားဆီးနေတာမဟုတ်ဘဲနဲ့အခုမှစပြီးတော့လေ့လာနေတာဖြစ်တယ်ဆိုတာကကံကြမ္မာအစီရင်ခံကိုပထမဦးဆုံးအချိန်ထိတွေ့ဖူးတဲ့သူတယောက်ကတစ်ချက်ကြည့်ုံနဲ့တင်သဘောပေါက်သွားတယ်ဆိုတာကိုသူသိလိုက်ရလို့ပဲဖြစ်ပါတယ်ကြောချမ်းစရာကောင်းလောက်အောင်ကိုတိတိတတ်တာထူးခြားဆန်းပြနေပြီးဒါဟာတားရဲ့တိရစ္ဆာန်တစ်ကောင်ရဲ့အစင်တန်းမျိုးမဟုတ်တော့ပဲအမှုပညာတစ်ခုစစ်မှန်တဲ့အမှုပညာမြောက်တဲ့ဖန်တီးမှုတစ်ခုဖြစ်နေပါပြီသူကတော့ဆက်ပြီးမနေရတော့ပဲချက်ချင်းပဲကိုရောင်ဖြောက်ပြီးထွက်ပြေးဖို့ကြံရွယ်လိုက်ပါတယ်မင်းကတော့နေရာကနေမထူပဲလက်ညှိုးတစ်ချက်ပဲဝေးရမ်းလိုက်ပါတယ်အကောင်တဲ့စွမ်းရည်တစ်ခုကတော့အုပ်တစ်ခုလုံးကိုဖျက်ဆီးသွားပြီးကျူးဖေးရဲ့ခန္ဓာကိုယ်နဲ့အတူသူ့ရဲ့ဝိညာဉ်မှာပောက်ကွဲထွက်သွားစေပြီးလေထဲမှာပြပြဖြစ်ပြတောင်းလဲသွားကဘာမှမကြံတော့ပဲပျောက်ကွယ်သွားပါတော့တယ်ဒီနေ့ပြီးတဲ့နောက်မှာတော့ဖုံးချောင်မျိုးလေးဟာလုံးဝကိုစိတ်ငြိမ်သွားခဲ့ပြီးဘယ်သူမှလည်းအနာကိုမချင်းကဲ့ရဲကြတော့ပါဘူးဖြတ်တန်းသွားလာနေတဲ့ငှက်တွေတောင်မှဒီနေရာကိုရှောင်ကွင်းပြီးပြန်တန်းသွားကြပါတယ်မင်းလည်းတောက်တနေခဲ့တဲ့အေးချမ်းမှုကိုရရှိသွားခဲ့ပြီမဲ့လည်းဒီလိုအေးချမ်းမှုကရေရှည်မခံနိုင်ဘူးဆိုတာသိနေပါတယ်ဘာလို့လဲဆိုတော့ကျိုးဖေးကမသေးခင်မှာတင်တဲ့ကိုအလဲပိုင်းဒေတာစီပြပို့ခဲ့ပြီးသားမို့လို့ပါတကယ်ပဲမကြခင်မှာတင်ကောင်းကင်ဘုံကိုင်းရဲ့ဗေဒပညာရှင်ကြီး၃ယောက်ဟာတပြိုင်နက်တည်းတွက်ချက်မှုတွေပြုလုပ်ကြပါတယ်သူတို့ကမင်းရဲ့နောက်ကျောင်းမင်းရဲ့ကံကြမ္မာနဲ့မင်းနဲ့တခြားသူတွေကြားကရေစက်တွေကိုတွက်ချက်ဖို့ကြိုးစားကြတာပါဒါပေမဲ့ပထမဆုံးပညာရှင်ကြီးဟာဘလာဖြစ်နေတာကိုမြင်လိုက်ရပြီးချက်ချင်းပဲတွေးအံပြီးတေဆုံးသွားပါတယ်ဒုတိယမြောက်ပညာရှင်ကြီးကတော့စကလုံးနှလုံးတောင်မပြောနိုင်လိုက်ပဲခန္ဓာကိုယ်တစ်ခုလုံးပောက်ကွဲပြီးအပိုင်းပိုင်းဖြစ်သွားခဲ့ရပါတယ်တတိယမြောက်ပညာရှင်ကြီးကတော့အဆိုးဆုံးပါပဲသူကတော့ဆက်ပြီးတွက်ချက်ဖို့ကြိုးစားရင်းကြောက်စာတိုင်းတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီကြောက်စာတိုင်းပေါ်မှာဒီနေရာမှာနက်ဖျားရှိတယ်မထိပါနဲ့ဆိုတဲ့စာသားကိုမြင်ပြီးတဲ့နောက်မှာတော့သူလည်းလုံးဝယူသွတ်သွားပါတော့တယ်ဒီအဖြစ်အပျက်ကြောင့်ကောင်းကင်ဘုံကိုင်းတစ်ခုလုံးအုပ်အော်တောင်းနှင်းဖြစ်သွားခဲ့ရပြီးခေါင်းချုပ်ကိုယ်တိုင်ကပါအမိန့်ထုတ်ပြန်လိုက်ရပါတော့တယ်အဲ့ဒီနက်ဖျားနဲ့ပတ်သက်ပြီးမတွက်ချက်ရမစော်ကားရရမ်းမဆက်ရအမိန့်ကိုဖိဆန်တဲ့သူမှန်သမျှအသက်ရှင်ခွင့်မရှိစေရရှူချမ်းရံကမျက်တောင်ခက်ရင်းနဲ့ဒါဆိုဘာကိုလက်ခံမှလဲလို့မေးလိုက်ပါတယ်မင်းကခဏလောက်စဉ်းစားပြီးတော့ထမင်းလာစားမဲ့သူကိုလက်ခံဖို့ကတော့မဖြစ်နိုင်တာတော့မဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ရှူချမ်းရံကခဏလောက်ကြောင်သွားပြီးတော့နောက်ဆုံးမှာတော့သဘောကျပြီးရေမောလိုက်ပါတော့တယ်ဒါဟာသူလင်ကျဲကိုရောက်လာပြီးတဲ့နောက်ပိုင်းအပူပင်မရှိဆုံးနဲ့အပေါ်ပါဆုံးရေမောလိုက်တာလည်းဖြစ်ပါတယ်မကြခင်မှာပဲဖုံးချောင်ကျမ်းမှာတော့တရင်အစ်တစ်ခုထပ်မံထွက်ပေါ်လာပါတော့တယ်ကြားပြီးလားမြို့တော်ဝင်ပေးနာကဝစ်စုံဖြူနဲ့မင်းကလေးကနောက်ခံတမိုင်းကြောင်ကကြောက်စရာကြီးတယ်ဗျာဒါပေမဲ့သူကမြို့တော်ဝင်ရှိမှကျတော့ငင်ငင်ကုတ်ကုတ်လေးနဲ့ဇနီးတယ်လေးလိုပဲလေဗျာမင်းကဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာလက်ထဲကလက်ဖက်ရည်ခွက်တောင်လွတ်ကျလူနီးပါဖြစ်သွားခဲ့ပါတယ်မင်းကတော့အစကပြန်ရှင်းပြမလို့ပါပဲဒါပေမဲ့နောက်ပိုင်းကျတော့လည်းပြန်စဉ်းစားပြီးပြင်းတာနဲ့ပဲမရှင်းပြတော့ပါဘူးဘာပဲဖြစ်ဖြစ်လူတွေရဲ့ပစက်ဆိုတာကတော့ဘယ်တော့မှပိတ်ထားလို့ရတာမှမဟုတ်တာသူတို့ကမင်းကိုတက်တန်းကုန်ခန်းဒီဦးမင်းနေပြီလားလို့တွေးတော့ပူပန်နေကြမဲ့အစားမင်းကနောက်ကျမှပွင့်နေပန်းလိုမျိုးအောင်မြင်လာတာလားဆိုပြီးတွေးနေကြတာကမှပိုကောင်းပါသေးတယ်အနည်းဆုံးတော့နောက်တစ်ခုကကြားရတာတိတ်ပြီးတော့မလက်ရတာပေါ့လင်ကျဲရဲ့ဆယ်စုနှစ်မြောက်နှစ်မှာတော့မင်းရဲ့ခွန်အားက55မှတ်အထိတိုးလာခဲ့ပြီးကိုခန္ဓာကြံ့ခိုင်မှုက25မှတ်အထိတိုးလာခဲ့ပါတယ်အစွမ်းတတိကလည်းမိုင်အထိတိုးလာခဲ့တယ်လို့မင်းရဲ့စိတ်အာရုံခံစားမှုကလည်းမိုင်ပေါင်းတောင်းချီတဲ့အထိလွှမ်းခြုံနိုင်သွားခဲ့ပါပြီသူ့ရဲ့ရုပ်ခန္ဓာဟာတခါမှမရောက်ဘူးသေးတဲ့ကိုယ်တိုင်တောင်ရေးရမပြောပြတတ်တဲ့အဆင့်တစ်ခုကိုတကယ်ပဲတက်လန့်သွားခဲ့ပါပြီဒီနေ့ညမှာတော့မင်းဟာဝင်းထဲမှာတန်းကျင်နေတော့ကောင်းကင်ဘုံကိုလက်တိတစ်ချက်အမှတ်မထင်ထိုးလိုက်မိုံတင်ရှိသေးတယ်ရလက်ကတော့မိုင်ပေါင်း16000အကွာဝေးမှာဖြတ်တန်းသွားနေတဲ့အုတ်ကပြန်လေးတစ်လုံးဟာမင်းရဲ့အဝေးကနေလှမ်းထိုးလိုက်တဲ့အချိန်ကြောင့်အမုံမွားဖြစ်သွားခဲ့ရတယ်ကောင်းကင်ဘုံမှာပောက်ကွဲသွားတဲ့မိတောက်ကိုကြည့်ပြီးခဏငိမ့်ငိုင်မျိုးဝေးသွားရင်အဟံငါများနောက်တစ်ခါထပ်ပြီးတော့လက်လွန်ချေလွန်တမသွားပြန်ပြီလားမသိဘူးလို့ရေရွတ်လိုက်မိတဲ့ဒေတာဆောင်အောက်မှာရက်နေတဲ့ရှူရှင်ရန်ကမင်းကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေပြီးတခင်ကြီးရဲ့အခုနကစကလုံးတွေကနားထောင်ရတာနည်းနည်းတော့အရိုက်ခံခြင်းစရာကောင်းနေတယ်လို့ပဲနော်လို့ပြောလိုက်တယ်မင်းကတိတိကျကျစဉ်းစားလိုက်ပြီးဟုတ်လို့လားဒါဆိုရင်လည်းနောက်ဆိုရင်ငါတက်နိုင်တဲ့များရှော့ပြောပါမယ်လို့ပြန်ပြောလိုက်တယ်ဒါပေမဲ့မင်းစိတ်အေးလက်အေးနဲ့အခြေချဖို့အချိန်များကြီးမရလိုက်ခင်မှာပဲပို့ပြီးတော့ကြီးမားတဲ့သတင်းစကားတစ်ခုဟာအလဲပိုင်းဒေတာကနေတဆင့်ဝိညာဉ်လောကတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်အထက်ပြမပြည်ရဲ့မိစ္ဆာကူဟာအချိန်မတိုင်ခင်ပေါ်ထွက်လာခဲ့ပြီးဖြစ်ပြီးအဲ့ဒီမိစ္ဆာကူတကားကိုဖွင့်နိုင်မဲ့တော်တွေကတစ်ခုကတော့ရှူရှင်ရန်ရဲ့ကိုပေါ်မှာရှိနေတဲ့ကောင်းကင်ဘုံရဲ့ကံကြမ္မာအချိန်ဝါပဲဖြစ်နေပါတယ်အဲ့ဒီအချိန်နဲ့တပြိုင်နက်တည်းမှာပဲကောင်းကင်ဘုံနဲ့တော့တော်ဝင်မြင့်မြတ်အဆောက်အအုံဝင်ရောက်တောင်းတဲ့အတိုင်း
အစမရှိတဲ့ဒါကိုင်းစတဲ့အရက်လေးမျက်နှာကအင်အားစုတွေအားလုံးဟာစုပေါင်းပြီးအမိတ်ပြန်နဲ့ထုတ်ပြန်လိုက်ကြပါတယ်ရှုရှင်းရံနဲ့ဦးဆွေခိုင်းချုပ်ကိုသတင်းပေးနိုင်တဲ့သူကိုနက်ဖျားလက်နဲ့တပါဆုချမှာဖြစ်ပြီးအဲ့ဒီလူနှစ်ယောက်ကိုဖမ်းဆီးပေးနိုင်တဲ့သူကိုတော့ကြေတာယာနေမြေတစ်ခုလုံးကိုပိုင်ဆိုင်ခွင့်ပေးမယ်လို့ကြေညာလိုက်တာကြောင့်ဝိညာဉ်လောကတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပါတယ်မင်းဟာအခုလေးတင်နေရမှာကတ်ထားတဲ့ဝရမ်းစာကိုကြည့်ပြီးအတော်ကြာအောင်တိတ်ဆိတ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ရှုရှင်းရံဘက်ကိုလှည့်ကြည့်လိုက်ပြီးငါပြောသားပဲဇက်လိုက်မင်းသမီးနဲ့ပတ်သက်မိရင်ဘယ်တော့မှအေးအေးဆေးဆေးနေရမှာမဟုတ်ဘူးလို့ပြောလိုက်တော့ရှုရှင်းရံကနှုတ်ခမ်းလေးကိုဖိခိုက်ထားရင်ဒါဆိုရင်အခုကျမတို့ဘာဆက်လုပ်ကြမလဲဟင်းလို့စိုးရင်တကြီးမိလိုက်ပါတော့တယ်အရေးကြီးတဲ့ရုပ်ဝက်စာချုံတော်ကိုစုပ်ခဲပြီးအပိုင်းမိုက်လောက်ကမိဖို့တွေကိုအသာလေးပြစ်ထည့်လိုက်တယ်ပြီးတော့တွေကမင်းရဲ့ကောင်းကောင်းအုပ်ထုပ်ကိုရောပုံမှန်ထက်ပိုပြီးတင်းငယ်အေးဆေးနေတဲ့မင်းရဲ့မျက်နှာကိုပါလာပြီးရောင်ပြန်ဟပ်နေတယ်ဘယ်လိုလုပ်ကြမလဲသူတို့ကငါတို့ကိုလိုက်ရှာချင်နေတာမဟုတ်ဘူးလားဒါဆိုရင်လည်းသူတို့ကိုရှာမတွေ့အောင်လုပ်ရုံပေါ့မင်းကဖြည်းဖြည်းချင်းမတက်ရက်ပြီးအင်ဂျီလက်ကဖုန်တွေကိုခါလိုက်တယ်မင်းကသွားမယ်ဆိုလဲသွားတာပေါ့လို့ပြောပြီးတာနဲ့ချက်ချင်းပဲထွက်ပြီးနောက်ကနေလိုက်လာခဲ့တယ်မင်းချီတလန်းလှမ်းလိုက်တာနဲ့မြေပြင်ကရုတ်တရက်အကွဲကြောင်းကြီးဖြစ်သွားတယ်ရှုချင်းရံကတော့မျက်စိတမိတ်တွင်းမှာပဲပတ်ဝန်းကျင်ရှုခင်းတွေကနောက်ပြန်ဆုတ်သွားတယ်လို့ခံစားလိုက်ရတယ်လောကကြီးကတကယ်ကိုကျေပြောလာပါတယ်ကြည်ကြံသူတွေအတွက်တော့တစ်သက်လုံးရှောက်ရင်တော့အဆုံးသတ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့မင်းအတွက်တော့အချိန်နဲ့ငယ်လောက်ခုန်ပြန်လိုက်ရုံပါပဲအချိန်တော်ကြာပြီးတဲ့နောက်မင်းနဲ့ရှုချင်းရံဟာကောင်းကင်ဘုံကိုင်းရဲ့တကားဝရှိမှရောက်နေကြပြီးဒီနေရာကတောင်အန်တွေထက်နေပြီးတိမ်တွေမြူတွေဝိုင်းရနေတာကြောင့်နက်တီဝါရီနေတဲ့နေရာလူမျိုးတကယ်ကိုထူးခြားဆန်းပြလာတဲ့ဂိုင်းတကားကြီးကတော့ပွင့်နေပြီးဗာတိုက်ခိုက်ရေးဖြူဟာမှလည်းမရှိသလိုချုပ်ကိုတိုက်ခိုက်မဲ့သူနဲ့တက်ဖြတ်လို့လည်းအငွေ့သက်တွေလည်းလုံးဝမရှိဘူးစပင်ဖြူနဲ့အဖိုးတို့တူးလေးတာဂိုင်းတကားရှိမှမတ်တက်ရက်ပြီးမင်းတို့ကိုစောင့်ကြည့်နေတဲ့ရှုချင်းရံကထိုးသူကိုတစ်ချက်ကြည့်လိုက်ပြီးတူတူလေးပြောလိုက်တယ်ဒါကကောင်းကင်ဘုံကိုင်းရဲ့ဂိုင်းချုပ်လင်းချမ်းမဲ့မင်းကအဲ့ဒီအဖိုးအိုကိုကြည့်ပြကျုံးပေးထက်ဆိုင်ရင်တော့ကြည့်ရတာပုံမျက်စိပတာတာရှိတယ်လို့တွေးလိုက်မိတယ်အနည်းဆုံးတော့သူကရောက်ချင်းတက်မယ်ဖြစ်မယ်လို့မပြောဘူးလေလင်းချမ်းကမင်းကိုအယိုအသေးပေးနှုတ်ဆက်လိုက်တယ်ငါးပါးတခင်မိတ်ဆွေကြီးအဖိုးကြီးကျွန်ုပ်စောင့်နေရတာကြပါပြီမင်းကသူ့ကိုတစ်ချက်ကြည့်ပြီးပြောလိုက်တယ်မင်းတို့ကကံကြမ္မာတွက်ချက်ရတာအတော်ဆုံးမဟုတ်ဘူးလားငါလာမယ်ဆိုတာကိုတွက်ချက်မိနေမှာတော့ဘာလို့များစန့်ကျင်ဘက်လုပ်နေကြသေးတာလဲလီဆန်ကငိုအားထက်ရဲ့အာတန်စွာဖြင့်တစ်ချက်ရလိုက်သည်အဘဲကြောင့်ဆိုတော့ဆရာကြီးသည်ပညာလုံးတွက်ချက်ပြီးမှအကြောင်းအရာတစ်ခုတည်းကိုသာတွက်ချက်နိုင်ခဲ့သောကြောင့်ဖြစ်သည်ညီမျှပင်မြန်မြန်ပြေးနိုင်ပါစေကြင်ကြံသူ၏လက်သီးကိုတော့မကြော်နိုင်ပါဘူးမင်းကတိုက်ရိုက်ပဲမေးလိုက်သည်ရှေးဟောင်းကြီးအောက်ကူတင်းချိုင်းကိစ္စကိုဘသူကစပြီးအကြံပြုတာလဲလီဆန်သည်ခဏမျှတိတ်ဆိတ်သွားပြီးနောက်အရှိကိုအရှိတိုင်းဖွင့်ပြောလိုက်သည်တန်ဟွားကလန်ရဲ့အကြီးကဲချုပ်လီချမ်းရီဝင်ရောက်တောင်တန်းကတောင်သခင်ဝူလျံကလန်ရဲကလန်တခင်တို့ဖြစ်ကြသည်ချမ်းမင်ကိုင်းကတော့နောက်ွယ်ကနေပါဝင်ပတ်သက်နေတာဖြစ်သည်အဘဲကြောင့်ဆိုတော့လူတိုင်းကရှုသခင်မသိဖွင့်လှစ်ခြင်းရဲ့တော့ချက်ဟုထင်မှတ်နေကြသောကြောင့်ဖြစ်သည်သို့တော့အမှန်တကယ်တွင်တော့ထိုစဉ်တွင်လီဆန်သည်ခေါင်းမော့ကမင်းကိုကြည့်လိုက်သည်သူ၏မျက်ဝန်းထဲတွင်ရှုပ်ထွေးသောအကြည့်များဖြင့်ပြည့်နေနေသည့်ရှုသခင်မကတော့ချက်တွေထဲကတစ်ခုဖြစ်တော်လဲအမှန်တကယ်မြေအောက်ကူတင်းချိုင်းကိုစောစီးစွာပေါ်ပေါက်လာစေတာကသူမှမဟုတ်ပဲမင်းဖြစ်သည်မင်း၏မျက်နှာအမူအရာကအနှဲငယ်ပြောင်းလဲသွားသည်မင်းကလည်းအံ့ဩပုံမပြပဲဆက်ပြောပါဦးဟုပြောလိုက်သည်လီဆန်ဒီတပြင်းတစ်ချက်ချလိုက်ပြီးအဲ့ဒီရှေးဟောင်းကြီးအောက်ကူတင်းချိုင်းမှာမြုပ်နှံထားတာကကူတင်းချိုင်းတစ်ခုမဟုတ်ပဲနေပယ်ပြင်ပကနေကျဆင်းလာတဲ့နက်ဖျားတစ်ပါးဖြစ်ပြီးထိုနက်ဖျားရဲ့တွေးကတကြိုပင်တဲ့တစ်ခုလုံးကိုညဉ့်ညမ်းစေခဲ့သည်ဟုနန္ဒာရီများရှိခဲ့သည်နောက်ပိုင်းတွင်နက်ဖျားနယ်ပယ်ကနက်ဖျားအဆင့်တန်းရှိသူများစုပေါင်းကနှိမ်နှင်းပြီးမြေအောက်တွင်ပိတ်လောင်ထားခဲ့ကြသည်အပြင်ဘက်တွင်တော့မြေအောက်ကူတင်းချိုင်းတစ်ခု၏အခွင့်အလမ်းအခုဖုံးကွယ်ထားခဲ့ကြသည်ယခုအခါချိတ်ပိတ်မှုကရော်ရဲလာပြီးဖြစ်တော်လဲဆရာကြီးထင်တာကတော့သူတို့လူယူချင်ကြတာကအခွင့်အလမ်းမဟုတ်ပဲဒုက္ခတွေသာဖြစ်လိမ့်မည်ဒုက္ခဆိုသည့်စကားလုံးနှလုံးကိုကြားလိုက်ရသဖြင့်မင်းချက်ချင်းပို၍အလေးနဲ့ထားစဉ်းစားလိုက်သည်ချိတ်ပိတ်မှုကဘယ်ချိန်မှပွင့်မှလဲဒီညတကောင်ရအချိန်နေရာကတော့တကြိုပင်လေရဲ့ကူဝါမှာဖြစ်သည်မင်းကောင်းကြီးလိုက်သည်လီဆန်ကခဏမြတွတ်ဆုပ်နေပြီးမှဆက်ပြောသည်မိတ်ဆွေလေးဒီညသွားမဲ့လူတွေကအလွန်များပြသည်တန်ဟွားကလန်ရဲ့အကြဒီကဲချုပ်ဝင်ရောက်တောင်တန်းကတောင်တခင်ဝူလျံကလန်ရဲ့ကလန်တခင်ထို့ပြင်နှစ်ပေါင်းများစွာအောင်းလူလုံကြည်ကြံနေတဲ့အဖိုးအိုကြီးအချို့လည်းရောက်ရှိလာကြလိမ့်မည်ဟမ်မိုဝေးမင်းကငါရဲ့ပြန်ပဲဖြစ်လာဖို့မထိုက်တန်သေးပါဘူးဒါပေမဲ့ခေါင်းချုပ်၃ယောက်ရဲ့နောက်ွယ်ကအရာတွေကတော့သူတို့ကိုယ်တိုင်တော့ဘာလဲဆိုတာသိကြမယ်မထင်ဘူးဘာမှမဖြစ်ပါဘူးလူတွေရောက်လာပြီးပဲငါသွားပြီးတော့ပစ္စည်းတွေကိုယူလိုက်အောင်မယ်မင်းတို့တွေကထမ်းမင်ကိုင်းကနေထွက်ခွာလာပြီးတဲ့နောက်လက်ခီးမှာဘယ်မှရနာခြင်းမရှိပဲတိုက်ရိုက်လာခဲ့ကြပါတယ်တချို့ရာမြေကတော့ကျုံကျိုးရဲ့အရှိတ်ဆုံးဒုံဟန်ရဲ့ကောင်းကင်နဲ့ပင်လယ်ထိစက်နေတဲ့နေရာမှာရှိပြီးတစ်နှစ်ပတ်လုံးမှောင်မိုက်နေတတ်ပါတယ်မင်းတို့တွေရောက်ရှိသွားတဲ့အချိန်မှာတော့ညမောင်ကြီးပြိုးစားပြူနေပါပြီပင်လယ်ပြင်ကြီးတစ်ခုလုံးကတော့တေလူတွေလိုငြိမ့်သက်နေပြီးကြီးမားလာတဲ့ခေါင်းလာကြီးတစ်ခုလိုဖြစ်နေပါတယ်ပင်လယ်ရဲ့အလဲဘိုးမှာတော့မှောင်မိုက်နေတဲ့ရှေးဟောင်းတကားကြဒီတစ်ချက်လွင်မျောနေပြီးအဲ့ဒီတကားကြီးကပေပေါင်းတောင်းချီမြင့်မားလာပါတယ်တကားပေါ်မှာတော့ဘယ်သူမှနားမလည်နိုင်တဲ့ရှေးဟောင်းစာတန်းတွေထွန်းထူထားပါတယ်အရက်လေးမျက်နှာကအင်အားစုတွေအားလုံးရောက်ရှိနေကြပါပြီအရှိတ်ဘက်မှာတော့ချမ်းမင်ကိုင်းကလူတွေရှိနေကြပြီးသူတို့အားလုံးကတော့အဝေးတနေရာမှာရက်နေကြပါတယ်ကြည်ရတာသူတို့တွေကဒီတိုင်းပွဲကြီးဖို့ရောက်လာတဲ့ပုံစံမျိုးပါပဲအနောက်ဘက်မှာတော့ဒါဝိုင်းအေဂရရှိနေပြီးအရှိန်ဝါတွေကတော့အလွန်ထူးခြားလာပါတယ်လင်းလက်တောက်ပါတဲ့အလင်းတန်းတွေကလည်းကောင်းကင်ရတစ်ခုလုံးမှာပြည့်နေနေပါတယ်တောင်ဘက်မှာတော့အနန္တဗုဒ္ဓဂိုင်းကလူတွေရှိနေပြီးဗုဒ္ဓရဲ့အလင်းတန်းတွေကလည်းတောက်ပနေပါတယ်ပင်လယ်တွေကလည်းပေပေါင်းရာနဲ့ချီတဲ့အကွဲကြောင်းကြီးဖြစ်ပေါ်နေပါတယ်မြောက်ဘက်မှာတော့မိစ္ဆာတောင်နဲ့ရှိနေပြီးမိစ္ဆာကြီးတွေကတော့ကောင်းကင်ရံမှာပြန်တန်းနေကြကသူတို့ရဲ့အော်ဟစ်တန်တွေကလည်းဟိမ့်ထွက်နေပါတယ်ဒါတင်မကသေးပဲရေတွက်လို့မရနိုင်တဲ့ကျင့်ကြံသူတွေလည်းရှိနေကြပါတယ်ကွဲဝဲထားတဲ့နေရာတွေမှာလည်းမော်စရာတွေပုံအောင်နေကြပါတယ်သူတို့အားလုံးကတော့တကားပွင့်မဲ့အချိန်ကိုစောင့်ဆိုင်နေကြတာဖြစ်ပါတယ်မင်းနဲ့ရွှေရှင်းရံတို့ရောက်ရှိလာတဲ့အချိန်မှာတော့ပင်လယ်ပြင်ကြီးတစ်ခုလုံးကချက်ချင်းဆိုသလိုငြိမ့်သက်သွားပါတယ်လူတိုင်းရဲ့အကြည့်တွေကလည်းမင်းရဲ့အပေါ်ကိုကြားရောက်လာပါတယ်ဝူဆွေရောက်လာပြီးပဲသူကတကယ်ကိုရဲရဲဝံ့ဝံ့လာခဲ့တာပဲချမ်းချမ်းကဘာကနေတက်လန်းလာတဲ့လူထူးဆန်းတစ်ယောက်ကဒီနေ့မှဘယ်လောက်အထိယူသွတ်နိုင်မလဲဆိုတာငါကြည့်ရသေးတာပေါ့ဟိုင်ဖန်နဲ့ဝမ်လင်တို့ကတော့အောက်မှာရှိနေတဲ့ပင်လယ်ရဲ့အမဲရောင်ကိုဒီတိုင်းပဲငုံကြည့်နေကြပါတယ်ဒီနေရာကဖုံးရွှေမကောင်းဘူးလို့ပြောတာဒီနက်ဖျားကသူတို့ကိုပြောနေတာလားငါခေါင်းခါပြလိုက်ပြီးတကားနောက်ကအရာတွေကိုပြောတာလို့ပြန်ပြောလိုက်တယ်အတိအကျပဲအဲ့ဒီအချိန်မှာပဲဒါဟွန်တက်စင်နဲ့မြေရဲ့ခန်းတက်ကြီးတဲကနေရွှေရောင်လင်းတဲ့တစ်ခုထွက်ပေါ်လာပြီးဝိယုံရွှေရောင်ဆင်မြန်းထားတဲ့တက်လက်ပိုင်းရွယ်အမျိုးသားတစ်ယောက်ကကောင်းကင်ရံကိုနင်းချပြီးထွက်လာခဲ့တယ်သူရဲ့အရှိန်ဝါကနေမင်းကြီးလိုတောက်ပနေပြီးဒါဟွန်တက်စင်နဲ့မြေကကြည့်ပေါ်ချမ်းဖြစ်တယ်သူကအသက်ရကျော်နေပါစေလို့အော်ဟစ်လိုက်ပြီးရှူချင်းရံကိုအနံဖို့ပြောတယ်ဒါဆိုရင်အရင်ကဖြစ်ပျက်ခဲ့တာတွေကိုဘာမှမဖြစ်ခဲ့တယ်လို့သဘောထားပေးမယ်လို့ဆိုတယ်ငါမောကြည့်လိုက်တော့တစ်ဖက်လူကအေးဆက်ဆက်အကြည့်နဲ့ကြည့်နေပြီးခန္ဓာကိုယ်တစ်ခုလုံးတေချင်းတရားရဲ့အငွေ့သက်တွေဖုံးလွှမ်းနေတယ်မင်းကဘာကောင်းမို့လို့လဲကြည့်ပေါ်ချမ်းကဒေါသတကြီးနဲ့နဖူးကအကျော်တွေထောင်ထွက်လာပြီးတကယ်ပဲတလောကလုံးနဲ့ရန်သူဖြစ်ချင်တာလားလို့မေးတယ်ငါတေချာလေးစဉ်းစားကြည့်ပြီးမှငါကမူလကမင်းတို့နဲ့စကားဆက်မိပြောဆိုခြင်းယုံတင်ပါဒါပေမဲ့မင်းတို့ပြောဆိုတဲ့လေတံကငါ့ကိုတိတ်ပြီးစိတ်မချမ်းမြေ့စေဘူးလို့ပြန်ပြောလိုက်တယ်ကြည့်ပေါ်ချမ်းကဒေါသအမျက်ချောင်းချောင်းထွက်ပြီးရေမောလိုက်ကဒါဆိုရင်ဒီနေ့ပဲကောင်းကင်ဘုံကိုပြန်တက်မဲ့သူကဘလောက်တောင်ဆွမ်းဆောင်ရရှိလဲဆိုတာကိုငါမြင်မှုပါစေလို့អော်လိုက်တယ်သူကလက်ကိုမြှောက်လိုက်တဲ့အခါရှေးဟောင်းဦးကြီးတစ်လုံးကဟင်းလင်းပြင်ထဲကနေထွက်ပေါ်လာပြီးအိုးကြီးရဲ့ဖိအားကြောင့်ပတ်ဝန်းကျင်ကဝိညာဉ်စွမ်းရည်တွေအကုန်လုံးပြိုကွဲပျက်စီးကုန်တယ်ပင်လယ်ရည်မျက်နှာပြင်အောင်မှပေးပေါင်းများစွာနှိမ့်ဆင်းသွားရတဲ့လူတွေကလည်းအံ့အားသင့်ပြီးဒါကဟောက်ချံအိုးကြီးပဲလို့អော်ဟစ်လိုက်ကြတယ်ဒါဟာဟောင်ချမ်းတိန်ကွင်းကြီးတကယ်ပဲအသက်ဝင်လာတာလားဒီတစ်ချိန်မှာတော့လီဝေတယောက်လူတွေကိုတက်ဖြတ်ဖို့စိတ်ပိုင်းဖြတ်ထားပုံရတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးတစ်ခုလုံးပြိုကျပျက်စီးလူနီးပါးဖြစ်သွားခဲ့ရတယ်မင်းကတော့ဘာမှမဖြစ်တယ်လို့တုံ့ဆိုင်ခြင်းမရှိနောက်ဆုတ်ခြင်းမရှိပဲရက်နေသေးပါပဲမင်းရဲ့ညာဘက်လက်ကိုဖြင်းချင်းစွာမြောက်လိုက်ပြီးအဲ့ဒီယာမကြီးအိုးကြီးကိုလက်တစ်ဖက်ထဲနဲ့လှမ်းပြီးထိန်းကန်လိုက်တယ်
ဒုံးဆိုတဲ့အတန်ကြီးနဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးမှာဖုံးမုံတွေလွင့်စင်သွားခဲ့ရတယ်ဒါပေမဲ့မင်းရဲ့ခြေလမ်းတွေကတော့တလက်မရွေးရသွားခြင်းမရှိခဲ့ပါဘူးကွင်းထဲမှာရှိတဲ့ကြင်ကြံသူအားလုံးဟာအံ့အားသင့်လုံးလို့ပါဇက်အဟောင်းသားဖြစ်သွားကြရတယ်အထူးသဖြင့်ကြီးကြပ်ရေးမှုချုပ်ဆိုရင်မျက်နှာတစ်ခုလုံးပြတ်သွားပြီးဒါဟာမဖြစ်နိုင်ဘူးလို့မယုံကြည်နိုင်တော့အောင်ရေရွတ်နေမိတော့တယ်မင်းကတော့အဲ့ဒီကြေးအိုးကြီးကိုလက်ထဲမှာအသားအရာချိန်ဆကြည့်ပြီးခေါင်းကိုနှိမ့်လိုက်တယ်တကယ်ပဲခိုင်မာတာပဲခိုင်မာတယ်လို့မင်းပြောပြီးတဲ့နောက်မင်းရဲ့လက်ချောင်းကားချောင်းကိုအသားအရာဆုပ်လိုက်တဲ့အခါဟောင်ချမ်းတိမ်ကွင်းကြီးစီကနေဆူရှာတဲ့အကွဲတန်ကြီးထွက်ပေါ်လာခဲ့တဲ့ကြေးအိုးကြီးရဲ့ကိုယ်ရဲ့ပုံမှာအကြောင်းတွေတစ်ခုပြီးတစ်ခုညံ့ညံ့ဆက်ဆံပဲပေါ်လာတော့တယ်ကြီးကြပ်ရေးမှုချုပ်ဟာတွေးတလုံးအန်ကြလာပြီးကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်တယ်မြန်မြန်လက်လျှော့လိုက်စမ်းဒါပေမဲ့အားလုံးနောက်ကျသွားခဲ့ပါပြီ။ကွဲအပ်တန်ကြီးနဲ့အတူဟောင်ချမ်းတိမ်ကွင်းကြီးဟာမင်းရဲ့လက်ထဲမှာတင်အပိုင်းပိုင်းဆဆပျက်စီးသွားခဲ့ရပြီးအစအနမြောက်များစွာဟာပင်လယ်ထဲကိုကျဆင်းသွားခဲ့တယ်။ကြီးကြပ်ရေးမှုချုပ်တယောက်လည်းကြောင်အန်းကြီးဖြစ်ကြံခဲ့ရတယ်။မင်းကတော့အဲ့ဒီထဲကအကြီးဆုံးအပိုင်းဆတစ်ခုကိုကောက်ယူပြီးအိတ်ထဲကိုထည့်လိုက်တယ်။ဒါကိုတော့တင်ထားလိုက်မယ်နောက်မှအသုံးချတာပေါ့။အားလုံးကအံ့ဩတုန်လှုပ်ရာကနေတတိမဝင်နိုင်သေးခင်မှာပဲဝူလျံထားကိုင်းဘက်ကနေရုတ်တရက်ဆူရှာတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာခဲ့တဲ့ဝစ်စုံခိုးရောက်နဲ့အဖိုးအိုတယောက်ဟာဓာတ်ပေါက်မြောက်များစွာကိုစီးနှင်းပြီးရောက်ရှိလာခဲ့တယ်။သူဟာစပင်ဖြူတွေနဲ့အတူတက်ဖြတ်လိုတဲ့အရှိန်ဝါရီပြည့်နေပြီးဒေါသတကြီးအော်ဟစ်လိုက်တော့တယ်။ရိုင်းဆိုင်တဲ့ကောင်ကလေးငါတို့ရဲ့ယတနာကိုဖျက်ဆီးရတဲ့ပေါ့ဝူလျံထားကိုင်းရဲ့အကြီးအကဲဖြစ်တဲ့ငါကမင်းကိုအပိုင်းပိုင်းဖြစ်အောင်ရှင်းလင်းပြမယ်။မင်းကတော့ထိတ်တိုက်ရင်ဆိုင်ဖို့ပြေးဝင်လာတဲ့ထိုးသူကိုလှမ်းကြည့်နေမိတော့တယ်မင်းတို့တပြန်ကိုင်းကလူတွေကတော့စကားပြောရင်အမြဲတမ်းလေ့ကျကြတာပဲအပူစကားတွေပြောမနေနဲ့တော့လက်ထဲကနေ10သိန်းမကားတဲ့တပြန်တွေဟာမိုးသေးထန်စွာရွာသွန်းတယ်လို့မျိုးအောက်ကိုတရားဆက်ကျဆင်းလာခဲ့တဲ့တပြန်လုံးရှိတဲ့ညကောင်းကင်ရံဟာလည်းတခဏချင်းတွင်းမှာပဲနေကင်းဘက်လိုရင်းထိန်သွားခဲ့တယ်မင်းဟာမူလနေရာမှာတင်ရက်နေရင်လက်ချောင်းတစ်ချောင်းကိုဖြည်းဖြည်းချင်းဆက်ထုတ်လိုက်ပြီးအထက်ကိုအသားအရာညှက်ပြလိုက်တဲ့အရှိန်ဟုန်နဲ့ကျဆင်းလာနေတဲ့အဲ့ဒီဓာတ်ပြန်10သိန်းဟာမမြင်ရတဲ့အတားအဆီးတစ်ခုခုနဲ့ရိုက်မိသွားအားတလူမျိုးကောင်းကင်ရံထက်မှတင်ရုတ်တရက်ရက်တန့်သွားခဲ့တဲ့နောက်တစ်စက္ကန့်မှာတော့မင်းရဲ့လက်ချောင်းတွေကိုစုပ်ကိုင်လိုက်တဲ့အခါတပြန်ကောင်းရဲ့တပြန်တွေဟာအပြင်းထန်ကျုံဝင်သွားပြီးကောင်းကင်ရံထက်မှတင်အတင်းအဓမ္မဖိသိခံလိုက်ရတဲ့လူမျိုးကြီးမားတဲ့တန်လုံးကြီးတစ်လုံးဖြစ်ပြောင်းလဲသွားခဲ့တဲ့ရှစ်တင်ရဲ့မျက်လုံးတွေဟာတခဏချင်းတွင်းမှာပဲပြုတ်ကျဝိုင်းဆက်သွားခဲ့တယ်ငါရဲ့ဓာတ်တွေမင်းကလက်ညှိုးနဲ့အသားအရာပြစ်ပေါက်လိုက်တဲ့အခါအဲ့ဒီတန်လုံးကြီးနှလုံးဟာဥက္ကပြန်တွေလိုမျိုးအရှိန်ဟုန်နဲ့ပြန်လည်လွတ်ပြန်သွားခဲ့တဲ့ရှစ်တိန်နဲ့အတူသူ့နောက်ကတပြန်ကိုင်းသား36ယောက်စလုံးဟာနေရာမှာတင်ပြဖြစ်ချီးမွားခြင်းခံလိုက်ရပြီးတပြန်ကိုင်းတစ်ခုလုံးနဲ့တခဏချင်းတွင်းမှာပဲအသက်ပြောက်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲအလဲဘိုးမှာရှိတဲ့မိမောင်နေတဲ့တကားအိုကြီးဟာရုတ်တရက်လင်းထိန်လာခဲ့တဲ့ဘေးနားကလူတွေရဲ့မျက်နှာဟာဖြူလျော်သွားခဲ့ကြတယ်စီနီယာတကားနောက်ကအရာကကျမတို့ကိုကြည့်နေတယ်လို့ပဲမင်းလည်းခံစားမိတယ်မလားဒါဟာစိတ်ထင်တာမဟုတ်ဘူးတကားနောက်ကအရာကတကယ်ပဲငါတို့ကိုကြည့်နေတာနောက်တစ်စက္ကန့်မှာတော့တကားအိုကြီးဟာပြင်းထန်စွာတုန်ခါလာပြီးကြီးမားတုတ်ခိုင်လာတဲ့အမဲရောင်တန်ကြိုးကြီးတစ်ချောင်းဟာတကားကြားထဲကနေအရှိန်ဟုန်နဲ့ပြတ်ထွက်လာခဲ့တယ်အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းရဲ့မျက်နှာတွေဟာဖြူဖြောသွားခဲ့ကြတယ်လင်းဆန်းကအဝေးကနေလှမ်းပြီးအော်ပြောလိုက်တယ်မကောင်းတော့ဘူးတကားပွင့်လာတာမဟုတ်ဘူးအထက်ကအကောင်ထွက်လာတော့မှတကားပွင့်သွားပြီးဖြူဖြောလုံးနဲ့လက်တစ်ဖက်ဟာတကားနောက်ကနေဖြည်းဖြည်းချင်းဆက်ထွက်လာခဲ့တဲ့အဲ့ဒီလက်ဟာတိတ်ပြီးတော့မကြီးမလာတယ်လို့ကြည့်ရတာလေတာမန်လက်တစ်ဖက်လိုပါပဲဒါပေမဲ့အဲ့ဒီလက်ပေါ်လာတဲ့တခဏချင်းမှတင်မိုင်ပေါင်းစစ်သိမ်းပတ်လက်တွင်းမှာရှိသမျှအရာအလုံးဟာအုတ်ကူတွေကတက်ရှိတွေအလုံးတေကုန်ကြပြီးတကယ်တည်သွားတာနောက်ထပ်မလှုပ်ရှားတော့ဘူးအသက်မရှိတော့ဘူးဘသူရဲ့ခေါ်ဆောင်မှုကိုမှလည်းတုံ့ပြန်ခြင်းမရှိတော့ဘူးအကြီးကဲတယောက်ကထိတ်လန့်တုန်လှုပ်စွာနဲ့အော်ဟစ်လိုက်တဲ့နတ်ဖျားအဲ့ဒါနတ်ဖျားပဲလို့ပြောလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလက်ကခပ်ဖွားဖွားလေးဖိနှိပ်လိုက်တဲ့အခါအဲ့ဒီအကြီးကဲနဲ့အတူသူ့ဘေးနာကရာနဲ့ချီတဲ့ကျင့်ကြံသူတွေဟာတပြိုင်နက်တည်းမှာပဲအတန်တိတ်ပြတိဖြစ်သွားကြပြီးတကွင်းလုံးရုံရင်းဆန်ခက်ဖြစ်ကုန်ကြပါတယ်ခုနတင်ကမှအထက်စီးကနေကြည့်နေကြတဲ့အင်အားကြီးပုဂ္ဂိုလ်တွေဟာအခုချိန်မှာတော့အားလုံးယူသွသွားသလိုနောက်ဆုတ်ပြေးကြပါတော့တယ်တချို့ကတွေးလွတ်မြောက်ခြင်းအတက်ကိုတုံးကြတယ်တချို့ကတက်တန်းကိုတိုက်ဖြတ်ကြတယ်တချို့ဆိုရင်အဲ့ဒီနေရာမှာတင်တူထောက်ပြဦးချတောင်းပန်နေကြပေမဲ့လည်းဘာမှသုံးမဝင်တော့ပါဘူးအုတ်ကူတွေကအရာတစ်ခုဟာတဖြည်းဖြည်းနဲ့အပြင်ကိုထွက်လာနေပါပြီအဲ့ဒါကတော့တကိုယ်လုံးပြတ်တောက်နေတဲ့တန်ကြိုးတွေပတ်ထားတဲ့ဝတ်စုံဖြူနဲ့လူလေးတစ်ခုဖြစ်ပါတယ်သူစိုက်ကြည့်လိုက်တဲ့ခဏမှာပဲလူတိုင်းဟာမိမိကိုယ်ကိုအကြည့်ခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်ငါလည်းဒါပထမဆုံးမြင်ဘူးတာပဲငါထက်တောင်ပြဿနာရှာရတာကိုပိုကြိုက်တဲ့ကောင်ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီဝတ်စုံဖြူနဲ့လူဟာလက်ကိုဖြည်းဖြည်းချင်းမြှောက်လိုက်ပြီးမင်းစီကိုညှို့ပြလိုက်ပါတယ်ခဏချင်းမှာပဲတခါမှမကြုံဘူးသေးတဲ့အသက်အန္တရာယ်အကျက်တဲအာယုံတစ်ခုဟာမင်းရဲ့အပေါ်ကိုတကယ်ကြီးကြားရောက်လာပါတော့တယ်မင်းရဲ့ခြေထောက်အောက်ကနေရာလွတ်တွေစတင်ပြိုလဲပျက်စီးလာပြီးမင်းရဲ့သွေးလေတွေနောက်ပြန်စီးဆင်းလာကခန္ဓာကိုယ်ထဲကဝဲကရက်တွေတောင်တခါမှမရှိဘူးလေဟိဟောက်တန်တွေထွက်ပေါ်လာပါတယ်မင်းကောင်ငုံပြီးမင်းရဲ့လက်မောင်းကိုကြည့်လိုက်တဲ့အခါမင်းရဲ့လက်မောင်းပေါ်မှာသွေးစိမ့်ရှင်ရှင်ထွက်နေတဲ့ဒဏ်ရာလေးတစ်ခုစုပ်ပြဲသွားတာကိုတွေ့လိုက်ရပါတယ်ငါလောကအထက်ပိုင်းကိုရောက်လာတာဒီလောက်ကြာပြီးမင်းကငါ့ကိုဒဏ်ရာရအောင်လုပ်နိုင်တဲ့ပထမဆုံးလူပဲလို့သူကပြောလိုက်ပါတယ်ဖြူစင်တဲ့အဝတ်စားကိုဝတ်ဆင်ထားတဲ့အရှင်သခင်ဟာဘာမှပြန်လည်းမတုံ့ပြန်ခဲ့ပါဘူးသူကရှေ့ကိုခြေလန်းတလန်းပဲတိုးလိုက်ပါတယ်ဒီခြေလန်းတလန်းလှမ်းလိုက်တဲ့အခါမှာတော့ကဘာမြေကြီးကတုန်ခါသွားပြီးပင်လယ်ရေတွေဟာလည်းစူပွက်လာခဲ့ပါတယ်အော်ဟစ်နေကြတဲ့ဝိညာဉ်တွေဟာဝိညာဉ်ကာကွယ်ကိုတော့မဖော်ဆောင်နိုင်ကြပဲအလင်းတန်းတွေကြားထဲမှာတင်ပျောက်ကွယ်သွားခဲ့ကြရပါတယ်ဖြူစင်တဲ့အဝတ်စားကိုဝတ်ဆင်ထားတဲ့အရှင်သခင်ဟာအမောက်ထူထဲကနေလုံးဝထွက်ပေါ်လာခဲ့ပါပြီးကောင်းကင်ရံတစ်ခုလုံးဟာလည်းစတင်ပြီးပြိုကွဲလာခဲ့ပါတယ်ကောင်းကင်ပြင်မှာကြီးမားတဲ့အမဲရောင်အကွဲချောင်းကြီးတစ်ခုတောင်ထွက်ပေါ်လာခဲ့ပြီးကဘာမြေကြီးတစ်ခုလုံးကိုဆွဲဖြဲပစ်တော့မဲ့အတိုင်းပါပဲမင်းကကောင်းကင်ဘော်ကအကွဲချောင်းကြီးကိုမော့ကြည့်ပြီးမျက်မှောင်ကျုပ်လိုက်မိပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းချက်ချင်းသတိထားမိလိုက်လို့ပါပဲတကယ်လို့ဒီအရာတွေကိုဒီတိုင်းဆက်ပြီးလွှတ်ထားပေးလိုက်မယ်ဆိုရင်နောက်ဆိုရင်ပါဆက်ပိတ်နေဖို့နေနေတာအေးအေးဆေးဆေးနေထိုင်စရာနေရာလေးတောင်ရှာတွေ့နိုင်တော့မှာမဟုတ်ပါဘူးဒါကိုတွေးမိပြီးမင်းကတက်ပြင်းတစ်ချက်ရှေ့ရှာတီချလိုက်ပါတယ်မူလကတော့ငါကအေးအေးဆေးဆေးနဲ့အကျိုးအကြောင်းပြောပြမလို့ပါပဲဒါပေမဲ့နောက်ဆုံးတော့လေကိစ္စတွေကိုငါကိုယ်တိုင်ပဲလိုက်ရှင်းရတော့မှာပေါ့ရှုချင်းရန်ကမင်းကိုကြည့်နေရင်းနဲ့ရုတ်တရက်တူတူလေးပြောလိုက်ပါတယ်အရှင်သခင်တကယ်လို့ဒီတစ်ခေါက်တိုက်ခိုက်လို့မနိုင်ဘူးဆိုရင်အရှင်သခင်အရင်ဆုံးပြေးပါနော်ရှောက်ပြီးစကားမပြောစမ်းပါနဲ့မင်းကသူမကိုတစ်ချက်လှည့်ကြည့်လိုက်ပါတယ်ငါရဲ့အိမ်ကဖုန်ချီကျေးရွာမှာရှိနေသေးတာပဲငါရဲ့အိမ်အောက်မှာလည်းငကားတွေကိုနှိမ့်နှင်းထားရအောင်ပါလေပြောပြီးတာနဲ့မင်းကရှေ့ကိုခြေလန်းတလန်းထက်လန်းလိုက်ပါတယ်ဒီအချိန်မှာတော့မင်းဟာမိမိကိုယ်ကိုထိန်းချုပ်ထားတဲ့အချိန်ဝါတွေကိုရောမိမိရဲ့ဆွမ်းအားတွေကိုပါလုံးဝထိမထားတော့ပဲအကုန်လုံးကိုထုတ်လွှတ်လိုက်ပါပြီမင်းရဲ့ခန္ဓာကိုယ်ဟာတာမန်လူသားတွေထက်အစပေါင်းများစွာပိုပြီးတမ်းမာလာခဲ့ပါတယ်မင်းရဲ့အချိန်ဝါတွေဟာပထမဆုံးအချိန်ဖြစ်လောကတစ်ခုလုံးမှာအပြည့်အဝပြန့်နှံ့သွားခဲ့ပြီးမိုင်ပေါင်းထောင်တောင်းချီတဲ့အထိလွှမ်းမိုးသွားခဲ့ပါတော့တယ်ရှန်ဟိုင်း9ယောက်နဲ့ထွက်ပြေးတိမ်းရှောင်နေကြသည့်ကျင့်ကြံသူများစွာသည်ဤလိုက်လုံးကြီးကြောင့်ဖိအားပေးခံရပြီးအသက်အန္တရာယ်နှင့်ရင်ဆိုင်နေရကတူးထောက်ကျသွားကြသည်တင်ဤခန္ဓာကိုယ်မှာကျင့်ကြံခြင်းစွမ်းအားများတိုးပွားလာပြီးငကားနက်ကိုကောင်ဖြစ်ပြောင်းလဲသွားကတစ်ဖက်လူအားတစ်ဖြက်ရန်ဥတီသွားသည်တင်သည်လက်ကိုမြောက်ပြီးပထမဆုံးငကားနက်ကိုဖမ်းဆွဲကကြာပုတ်ကဲ့သို့လွှဲရိုက်ပစ်လိုက်သည်ဒုတိယမြောက်ငကားနက်သည်တင့်ကြောင့်တိုက်ရိုက်ပောက်ကွဲသွားပြီးတတိယမြောက်ငကားနက်မှမူတင့်ချီတော့အောက်တွင်ပြတ်တောက်သွားသည်စတုထမြောက်ငကားနက်သည်တင်ကားကိုရစ်ပတ်ထားတော်လဲခန္ဓာကိုယ်ကိုတင်းကျပ်စွာမချုံနှောင်နိုင်ခင်မှာပင်တင်ဤကြွသားများအချိန်ဖြင့်တဆစီအကွဲပျက်စီးသွားရသည်အဝေးမှစောင့်ကြည့်နေကြသည့်ကျင့်ကြံသူများသည်ထိုမြင်ကွင်းကြောင့်ဥယျာဉ်ပြားများပင်တုံးလုံးချောက်ချကုန်ကြသည်ခန္ဓာကိုယ်ကပျက်စီးသွားပြီးဒါကနတ်ဖျားတစ်ပါးရဲ့ခန္ဓာကိုယ်ပဲဒါဆိုသူကဘယ်လိုမျိုးမိစ္ဆာကောင်းကြီးလဲဝစ်ဆုံဖြူနှင့်အရှင်သည်ဗီဒီယိုအကျိုးတက်ရောက်မှုကိုဂရုမစိုက်တော့ပဲကောင်းကင်ရန်တို့လက်မြောက်ကဆွ
တကုတ်လိုက်ရာကောင်းကင်ပြင်ကြီးအကွဲကြောင်းထင်ကြံရစ်ပြီးပုံမကျေပြက်လာသည့်အကွဲကြောင်းထဲမှထူးဆန်းသောအမဲရောင်လက်တံမြောက်များစွာထွက်ပေါ်လာပြီးဤအခွင့်အရေးကိုအသုံးချကာဤလောကထဲသို့ဆင်းသက်ရန်ကြိုးပမ်းနေကြသည့်လင်ဆန်းသည်ထိုမြင်ကွင်းကိုကြည့်ကာအသက်ထိတ်လန့်သွားရသည်သူကနေပယ်ပြင်ပတကားကိုဖွင့်နေတာပဲသူကနေပယ်ပြင်ပကမိစ္ဆာတွေကိုဖိတ်ခေါ်နေတာတင်သည်နေပယ်ပြင်ပဟူသောစကလုံးနှလုံးကိုကြားလိုက်ရချိန်တွင်လှုပ်ရှားမှုများအနှဲငယ်တုံ့ဆိုင်သွားပြီးနောက်ရခင်ကကောင်းကင်တကားဆောင်ညာဤတံပြန်တိုက်ခိုက်မှုကိုခံရစဉ်ကသူတို့နှုတ်မှမပြောလိုက်ရသည့်စကလုံးနှလုံးကိုရုတ်တရက်တတိယသွားသည်နေပယ်ပြင်ပဆိုသည်မှာဤအရာကိုဆိုလိုခြင်းဖြစ်သည်ဝိဆုံဖြူနှင့်အရှင်သည်တင်းဤတုံဆိုင်မှုကိုသိရှိသွားပြီးလျှက်စီးလက်တကယ်သို့တင်းဤရှိမောက်သို့ရုတ်တရက်ရောက်ရှိလာကတင်းရင်ဘက်ကိုလက်ဖြင့်လှမ်း၍ဖမ်းဆွဲလိုက်ပြီးတင်းခန္ဓာကိုယ်တွင်မှဆွမ်းအားများသည့်အလိုလျောက်ပောက်ကွဲထွက်လာပြီးအဖြူရောင်ရွှေရောင်တန်ကျုံမြောက်များစွာအဖြစ်ပြောင်းလဲကခုခံတားဆီးလိုက်သည်သို့သောထိုအရှင်ဤရှိမောက်တွင်မူထိုဆွမ်းအားများသည့်အလွန်ပင်အားနည်းလွန်းနေပါသည်ရင်းရှိရဲ့အချိန်ဝါကချက်ချင်းပဲအေးဆက်သွားခဲ့တယ်တေချာပေါက်နောက်တစ်စက္ကန့်မှာပဲသူပျောက်ကွယ်သွားခဲ့တယ်မဟုတ်ဘူးပျောက်ကွယ်သွားတာမဟုတ်ဘူးအဲ့ဒါကဘာလို့လဲဆိုတော့အယမ်းမြန်လွန်းလို့ပဲလူတိုင်းရဲ့မျက်လုံးတွေကအတိတ်ပဲမဲ့သွားတဲ့အထိမြန်လွန်းနေလို့ပဲသူပြန်ပြီးပေါ်လာတဲ့အချိန်မှာတော့သူကဝစ်ဆုံဖြူနဲ့လူရဲ့နောက်ကျောမှာမတက်ရက်နေခဲ့ပြီးတော့သူ့ရဲ့ညာလက်ကအဲ့ဒီလူရဲ့ရင်ဘက်ထဲကိုထိုးဆိုင်ထားပြီးသားဖြစ်နေပြီးကောင်းကင်နဲ့မြေကြီးတစ်ခုလုံးကပြန်ပြီးတော့ငြိမ့်သက်သွားခဲ့ပြန်တယ်ဝစ်ဆုံဖြူနဲ့လူကဖြည်းဖြည်းချင်းခေါင်းငုံကြည့်လိုက်တယ်မိမိရင်ဘက်ကနေဖောက်ထွက်နေတဲ့အဲ့ဒီလက်ကိုကြည့်လိုက်တယ်သူ့ရဲ့လက်ထဲမှာတော့မျက်နှာပြီးတော့ဆန္ဒပြေးသွားတဲ့စက်လုံးတစ်လုံးကိုစုပ်ကင်ထားတယ်အဲ့ဒါကတွေးသားနဲ့လှုပ်ထားတဲ့နှလုံးသားမဟုတ်ဘူးအဲ့ဒါကအဆက်မပြတ်လှုပ်ခတ်နေတဲ့တေချင်းတရားရဲ့စွမ်းရည်တစ်ခုပဲမင်းပထမဆုံးအချိန်ဖြစ်မိမိရဲ့လက်တွေတုံရင်နေတာကိုခံစားလိုက်ရတယ်အဲ့ဒါကပို့ပြီးတော့မြင်မာတဲ့စွမ်းရည်အစင်တန်းတစ်ခုကနေရောက်လာတဲ့ဖိအားတွေပဲဒါပေမဲ့မင်းကတော့နည်းနည်းမှတုံဆိုင်မနေခဲ့ဘူးလက်ချောင်းတွေကိုပြင်းပြင်းထန်ထန်ပဲစုပ်ကင်လိုက်တယ်ဖောက်အဲ့ဒီအမဲရောင်စလုံးကနေရာတင်ပဲပောက်ကွဲသွားခဲ့တယ်ဝစ်ဆုံဖြူနဲ့လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုံခါသွားခဲ့ပြီးလူတစ်ကိုယ်လုံးကအရာအလုံးအလူခံလိုက်ရတယ်လို့မျိုးဖြစ်သွားခဲ့တယ်သူ့ခန္ဓာကိုယ်ပေါ်ကနက်ဖျားအလင်းရောင်တွေကလည်းလင်းမြန်စွာပဲပျက်စီးသွားခဲ့တယ်ဒါပေမဲ့သူကချက်ချင်းကြီးတင်မသွားခဲ့ဘူးသူ့ရဲ့မျက်နှာအင်္ဂါရက်မရှိတဲ့မျက်နှာပေါ်မှာဖြည်းဖြည်းချင်းပဲအကြောင်းတစ်ခုပေါ်လာခဲ့တယ်အဲ့ဒါကပါဆက်တစ်ခုလိုမျိုးပဲနောက်တစ်စက္ကန့်မှာပဲအလွန်မင်းအရှာနေတဲ့အတန်တစ်ခုကမင်းရဲ့အုံနောက်ထဲကိုတိုက်ရိုက်ပဲရောက်လာခဲ့တယ်တကယ်တော့မင်းမဲကိုမင်းရဲ့မျက်လုံးတူငယ်အိမ်တွေကျုံသွားခဲ့တယ်မင်းကဝိညာဉ်တစ်ခုလားမဟုတ်ဘူးမင်းကငါနဲ့အတူတူပဲဖြစ်တဲ့လူသူဘာတွေအော်ဟစ်နေတာလဲသူ့ရဲ့အတန်ကပြတ်တောင်းဖြစ်နေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းလုံးဝကိုစတင်ပြီးတော့ပျက်စီးနေခဲ့ပြီးမင်းကတော့ဆက်ပြီးတော့မမင်းမြန်းတော့ပဲဒီအတိုင်းပဲလှည့်ထွက်လာခဲ့လိုက်တယ်နောက်ဆုံးတော့ဖူရောင်ကဘာမှမတတ်နိုင်တော့တဲ့အဆုံးမှာစကားလေးလုံးပဲခြံထားခဲ့နိုင်ပါတော့တယ်အပေါ်ကိုတက်မလာကြနဲ့စကားဆုံးမှာပဲသူဟာလုံးဝကိုပြမုံနေဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ရံထက်မှလွင့်ပြေသွားပါတော့တယ်သူအတင်းကျပ်ဆွဲဖွင့်ထားခဲ့တဲ့တကားကြီးဟာလည်းတစ်ချိန်တည်းမှာပဲဖြည်းဖြည်းချင်းပြန်ပိတ်သွားပြီးကောင်းကင်နဲ့မြေပြင်ဟာမူလအတိုင်းပြန်လည်ငြိမ်သက်သွားခဲ့ပါပြီအသက်ရှင်ကျန်ရစ်သူအားလုံးကတော့တင့်ကိုပဲကြောင်စီနဲ့စိုက်ကြည့်နေကြပြီးဘယ်သူမှဝမ်းသာအားရအော်ဟစ်တာမျိုးဒါမှမဟုတ်လက်ခုပ်တီးတာမျိုးမရှိကြပါဘူးသူတို့ရင်ထဲမှာတဘာဝလိုဖြစ်ပေါ်လာတဲ့ယိုသေးခမ်းညားမှုနဲ့ကြောက်ရွံ့တုန်လှုပ်မှုတွေပဲရှိနေပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာမိမိကိုယ်ကိုနတ်ဖျားလို့တတ်မှတ်ထားတဲ့သူတယောက်ကိုတင်းလက်နဲ့အသက်ဝိညာဉ်ကိုနှုတ်ယူပစ်လိုက်တာကိုမျက်ဝါးထင်မြင်တွေ့လိုက်ရလို့ပါပဲတင်းဟာအဲ့ဒီနေရာမှာရက်နေပြီးတော်တော်ကြားတဲ့အထိဘာစကားမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်ရှုချင်းရန်ကတင်းနာကိုရှောက်လာပြီးစိုးရင်ကြီးနဲ့ကြည့်ကမေးလိုက်ပါတယ်ဆရာရှင့်မှာဘာမှမဖြစ်ဘူးမလားဟင်တင်းဟာတင်းလက်ဖွားပေါ်မှာကြံရစ်နေတဲ့မိခိုးပြရောင်အမှတ်သားတွေကိုငုံကြည့်ရင်ဘာမှမဖြစ်ပါဘူးလို့ပြန်ပြောလိုက်ပြီးမဲ့စိတ်ထဲမှာတော့တခုခုကိုစိုးရင်ပူပန်နေမိပါတယ်ရှုချင်းရန်ကစိတ်ပူပန်စွာနဲ့ပဲတန်ရာကပြင်းထန်လို့လားလို့ထပ်မေးတဲ့အခါတင်းကခေါင်းရမ်းပြလိုက်ပြီးတန်ရာကြောင့်မဟုတ်ပါဘူးဒုက္ခတွေပုံများလာတော့မယ်လို့တွေးမိလို့ပါလို့ညီးတွားလိုက်မိပါတယ်ရှုချင်းရန်ကစွန့်သွားပြီးဒီလိုအချိန်မျိုးမှာတော့ရှင်တွေးနေတာကဒါပဲလားလို့ပြန်ပြောလိုက်တဲ့အချိန်မှာတင်ပဲလုံးဝပွင့်ဟာသွားအားတဲ့ရှေးဟောင်းတကားကြီးရဲ့အနက်ဆိုင်ဆုံးစီကနေရုတ်တရက်ဆိုသလိုမိမိနဲ့အလင်းရောင်တစ်ခုဖြတ်ခနဲလင်းလက်လာပြီးအာယုံခံစားမှုတစ်ခုအရတင်းမျက်နှာဟာချက်ချင်းဆိုသလိုပြည့်ရင်းသွားပါတော့တယ်တကားဝါရဲ့တစ်ဖက်မှာနောက်ထပ်ဘာတွေရှိနေအောင်မလဲရှုချင်းရန်ကမင်းရဲ့အကြည့်နောက်ကိုလိုက်ကြည့်ပြီးမေးလိုက်တယ်ဝင်သွားကြမလားမင်းခဏလောက်နှုတ်ဆက်သွားတယ်အမှန်တော့မင်းမဝင်ချင်ဘူးဒါပေမဲ့ခုနကစီနီယာလေးမသိခင်ပြောသွားတဲ့စကားတွေကမင်းကိုမကြားချင်အောင်ဆောင်နေဖို့ခက်ခဲစေတယ်အထူးသဖြင့်မင်းနဲ့တူညီတဲ့လူဆိုတဲ့စကားလုံးကပေါ့အထူးသဖြင့်မင်းနဲ့တူညီတဲ့လူဒါနဲ့မင်းကောင်းချင်းပြလိုက်ပြီးအထဲကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အထဲဝင်ကြည့်ရအောင်မင်းရှိကနေဥဆောင်ပြီးရှောက်သွားခဲ့တယ်မင်းရှိဟောင်းတကားဝါကိုခြေတလန်းလှမ်းဝင်လိုက်ပြီးရှုချင်းရန်ကလည်းမင်းနောက်ကနေတက်လျက်လိုက်လာခဲ့တယ်တကားရဲ့နောက်ွယ်ကကဘာကြီးကတင်းချိုင်းကူတစ်ခုမဟုတ်ပဲပြိုပြက်ပျက်စီးနေတဲ့မိခိုးပြရောင်အပျက်စီးတစ်ခုဖြစ်နေတယ်ဒီနေရာမှာဘာဝိညာဉ်စွမ်းအားမှမရှိသလိုအချိန်တွေစီးစင်းလှုပ်ရှားနေတဲ့အရေးအယောင်လည်းမရှိဘူးအပျက်စီးတွေရဲ့အလဲပဟိုမှာပျက်စီးယိုယွင်းနေတဲ့နှက်ကုန်းတစ်ခုတည်းသာအထီးကျန်စွာရှိနေတဲ့နှက်ကုန်းရဲ့တကားဝါမှာတော့ကျုပ်ပဲနေတဲ့ကြောက်စာလုံးတစ်ခုစိုက်ထူထားတဲ့ကြောက်စာလုံးပေါ်မှာဘာဝိညာဉ်စွမ်းအားစာသားတွေလည်းမရှိဘူးရှေးဟောင်းမနှံတွေလည်းမရှိဘူးအဲ့ဒါကမင်းအလုံးကိုယဉ်နေတဲ့တရုတ်ရိုးရှင်းစာလုံးတွေဖြစ်နေတယ်မင်းကြောက်စာလုံးရှိမှရက်နေရင်ပထမဆုံးအချိန်ဖြစ်တကယ်ကိုမင်းတက်သွားမိတယ်ရှုချင်းရန်ကအဲ့ဒီစာလုံးတွေကိုနားမလဲတာကြောင့်မင်းကိုအတန်တိုးတိုးလေးနဲ့မေးလိုက်တယ်ဆရာအဲ့ဒီပေါ်မှာဘာရေးထားတာလဲဟင်မင်းကကျိုးပဲနေတဲ့ကြောက်စာလုံးကိုစိုက်ကြည့်ရင်တလုံးချင်းစီရွတ်ဖက်လိုက်တယ်နောက်မှရောက်လာမဲ့သူမင်းဒီစာသားတွေကိုမြင်နိုင်နေဆိုရင်ငါကြရှုံးသွားပြီဆိုတာသိချပါတယ်ငါကလည်းမင်းလိုပဲတခြားကဘာကနေရောက်လာတဲ့သူပါဤခွက်သည်အချိန်မရွေးပြောက်ကွယ်သွားနိုင်ပြီးအထက်ပါကဘာသည်နတ်ဖျားလောကမဟုတ်ပဲစစ်တလင်းပြင်ဖြစ်သည့်အင်အားကြီးသူများပင်လင်ဆယ်ကနန်းများသာရှိသောအစိခံများဖြစ်ကြသည်လူဝက်ချက်အားလုံးကိုဤနေရာတွင်ခြံထားရခဲ့သည့်အကယ်၍မင်းဒီနေရာကိုရောက်လာခဲ့ရင်ငါဒီကဘာကနေထွက်ခွာသွားနိုင်ခြင်းမရှိခဲ့တာကိုတက်တည်ပြနေတာပဲဖြစ်သည်မင်းဆက်ပြီးတက်လန်းသွားပါအနည်းဆုံးတော့မင်းကိုမင်းကောင်းကင်ပုံကိုလက်တိတစ်ချက်နဲ့ရိုက်ခွဲနိုင်ပြီလို့မခံစားရမချင်းအပေါ်ကိုဆက်မတက်လန်းပါနဲ့နန်းတော်ထဲမှာငါခြံထားရခဲ့တဲ့မင်းနဲ့အနွယ်တူတဲ့သွေးဆက်တစ်ဆက်ရှိတယ်အဲ့ဒါကလူတစ်ယောက်ကိုထာဝရအသက်ရှည်စေနိုင်တယ်ဒါဟာနောက်မှရောက်လာမဲ့သူတွေအတွက်ငါရဲ့နောက်ဆုံးအကြံဉာဏ်နဲ့လက်ဆောင်ပဲဖြစ်ပါစေမင်းတော်ကြအောင်တိတ်ဆိတ်သွားခဲ့တဲ့ရှုချင်းရန်ကမင်းရဲ့ဘေးနားမှာရက်နေပြီးမင်းကိုဘာမှအနှောက်အယှက်မပေးခဲ့ဘူးသူမဟာကြောက်စာပေါ်ကစားတွေကိုနားမလည်နိုင်ပေမဲ့မင်းရဲ့မျက်လုံးထဲကခံစားချက်တွေကိုတော့ရိပ်မိနေပါတယ်အဲ့ဒါဟာကြောက်ရွံ့ခြင်းမဟုတ်ပဲလမ်းပြအမှတ်သားတစ်ခုကိုနောက်ဆုံးမှာမြင်တွေ့လိုက်ရလို့ရရှိလာတဲ့တည်ငြိမ်အေးချမ်းမှုမျိုးဖြစ်ပါတယ်နန်းတော်ရဲ့အနက်ဆိုင်ဆုံးနေရာမှာတော့တကယ်ပဲအစိမ်းရောင်တကားတစ်စိမ့်ငယ်တစ်ခုရှိနေပါတယ်တစ်စိတ်ပြားပေါ်မှာဘာဝိညာဉ်စွမ်းအင်မှမရှိပေမဲ့မင်းနဲ့အနွယ်တူတဲ့အငွေတက်မျိုးရှိနေပါတယ်မင်းလက်လံပြီးအဲ့ဒီတစ်စိတ်ကိုစုပ်ကင်လိုက်တဲ့အချိန်မှာပဲအဲ့ဒါရဲ့အသုံးဝင်ပုံကိုချက်ချင်းနားလည်သွားခဲ့တယ်အဲ့ဒါကလူတစ်ယောက်ကိုမင်းလိုမျိုးအကန့်အသတ်မရှိကြီးထွားလာအောင်တကယ်မလုပ်ပေးနိုင်ပေမဲ့လူတစ်ယောက်ကိုမင်းနဲ့အတူရှည်လျားလာတဲ့အချိန်ကာလတွေကိုမျှဝေခံစားနိုင်အောင်တော့လုပ်ပေးနိုင်ပါတယ်မင်းစိတ်အလိုလျောက်ပဲရှုချင်းရန်ကိုလှည့်ကြည့်လိုက်တယ်သူမကမင်းကြည့်တာကိုခံရတော့နရွက်လေးတွေညဉ့်ညမ်းသွားပြီးတိုးတိုးလေးမေးရှာတယ်အကိုအဲ့ဒီမှာဘာတွေရေးထားလို့လဲမင်းခဏလောက်စဉ်းစားပြီးမှပြန်ပြောလိုက်တယ်အထက်မှာရေးထားတာကတော့လောလောဆယ်အပေါ်ထက်ကိုဆက်မတက်ပါနဲ့ဦးရဲ့ရှုချင်းရန်ကခေါင်းညစ်ပြီးဒါဆိုရင်လည်းအပေါ်ကိုဆက်မတက်တော့ဘူးပေါ့ဟုပြန်ပြောသည်သူမရဲ့အဖြေကမြန်လွန်းလာသည်ဒါဟာအစားတွေကစဉ်းစားနေစရာပင်မလိုတဲ့အရာတစ်ခုဖြစ်နေပုံရပြီးမင်းလည်းပြုံးမိသွားသည်
ကြော့လန်ကဒီတစ်ခါထွက်ခွာသွားရင်နောက်ထပ်ဒုက္ခတွေထပ်လာအောင်မလားမသိဘူးဒါပေမဲ့ဒုက္ခရဲ့အဆုံးသတ်ကတော့မင်းနဲ့တပုံစံနဲ့တူတဲ့တခြားလူတစ်ယောက်ဖြစ်နေပြန်တယ်မင်းအတွက်မိအိမ်တစ်လုံးခြံထားပြီးခဲ့ပြီးကူပေးမှန်တကားကနေမထွက်ခွာခင်မှာမင်းကအဲ့ဒီပြာကျပျက်စီးနေတဲ့နေရာကိုနောက်လှည့်ကြည့်ပြီးလက်သီးနဲ့တစ်ချက်ထိုးချလိုက်တဲ့တပြင်လုံးကပိတ်ပင်တားဆီးမှုနယ်မြေတစ်ခုလုံးဟာကူပေးမှန်တကားနဲ့အတူတစစီကြေးမွားပျက်စီးသွားပြီးလုံးဝကွဲပြောက်သွားခဲ့ရပြီးမင်းကတော့ဒါကိုနောက်ထပ်မမြင်ချင်တော့ဘူးဒီနက်ဖျားအဆင့်ရှိတဲ့လူကတစ်ခါထွက်လာနိုင်ခဲ့ရင်ဒုတိယအကြိမ်ထပ်မထွက်လာနိုင်ဘူးလို့မပြောနိုင်ဘူးလေမင်းရဲ့ agent နဲ့နေ့ရက်တွေကိုဖျက်ဆီးမဲ့အရာမျိုးကိုတော့ထာဝရမြုပ်နှံထားလိုက်တာကအကောင်းဆုံးပါပဲတချို့ရာပင်လယ်ပြင်ကိုပြန်ရောက်တဲ့အခါအရက်လေးမျက်နှာကအင်အားကြီးပုဂ္ဂိုလ်တွေဟာမူလနေရာမှာပဲတူးထောက်နေကြတော့မဲ့ခေါင်းတောင်မဖော်ရဲကြရှာဘူးမင်းကတော့အများကြီးစကားမပြောချင်တာမို့လို့စကားတစ်ခုပဲခြံထားခဲ့တယ်ဒီနေ့ကစပြီးဘယ်သူမှဆိုစုချင်းရံနဲ့ဖုံးချောင်ကျန်းနေမြေကိုထပ်ပြီးလာထိပါမယ်ဆိုရင်ငါကသူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးကိုအမြင့်ပြတ်တက်ပြစ်မဲ့စကားကတူတူလေးဆိုပေမဲ့လူတိုင်းကသိကြပါတယ်ဒီစကားကဘလို့ကလေးသစ္စာထက်မဆိုပိုပြီးလေးနဲ့တယ်ဆိုတာကိုလေအဲ့ဒီနေ့နောက်ပိုင်းမှာတော့ကောင်းကင်ဘုံကဝမ်းထုတ်ထားတာကိုပြန်ရုပ်သိမ်းလိုက်ရပြီးနန်းတော်ကြီးကလည်းနှစ်ပေါင်းရချီတကားပိတ်ကျင့်ကြံသွားခဲ့ရတဲ့အတိုင်းအဆမရှိတဲ့ဓာကိုင်းကလည်းတပည့်တွေကိုအပြစ်မထွက်ဖို့တားမြစ်လိုက်ရတယ်လို့နတ်ဖျားတောင်ကလည်းညာရင်ချင်းမဲ့နတ်ဖျားတောင်ကိုမိုင်ပေါင်းသိန်းချီဝေးတဲ့နေရာစီရွှေ့ပြောင်းသွားခဲ့ရတယ်မင်းကတော့ဘာကူမှဂရုမစိုက်တော့ပါဘူးမင်းကစုချင်းရံကိုခေါ်ပြီးဖုံးချောင်ကျန်းတဲ့မြေကိုပဲပြန်လာခဲ့တယ်ခြံဝင်းလေးကရှိနေတော့မယ်ရင်နွေးဦးလေးကလည်းရှိနေတော့မယ်စပွဲချီတော့အောက်ကခုထားတဲ့မြေပုံအဟောင်းလေးကလည်းရှိနေတော့မှာပဲမင်းကကိုကိုကိုင်းပြီးအဲ့ဒီမြေပုံကိုဆွဲထုတ်ကြည့်လိုက်တယ်ပြီးတော့အဲ့ဒီနေရာမှာပဲပြန်ပြီးခုထားလိုက်ပြန်တယ်ဒီတိုင်းပဲခုထားတာကပိုကောင်းပါလေလေစုချင်းရံကမင်းပေးနာကနေမအောက်နိုင်ပဲရေတော့တာပဲအဲ့ဒီနေ့ညမှာမင်းကခြံဝင်းထဲမှာထိုင်ပြီးရင်နွေးချမ်းတောက်ရင်အဲ့ဒီကျင်းဒီတစိတ်တုံးလေးကိုကြောက်ဆောက်ပွဲပေါ်တင်လိုက်ပြီးသူ့ရှိကိုတွန်းပေးလိုက်တဲ့အတွင်းထဲမှာအရာတစ်ခုကြံနေသေးတယ်လို့ပြောလိုက်ရင်ပေါ့တာမန်လူတယောက်တည်းနဲ့တင်နှစ်ပေါင်းများစွာကြာအောင်အသက်ရှင်နေထိုင်နိုင်ပါတယ်နောက်ပြီးတော့ဒါဟာနောက်ပိုင်းမှာနေတိုင်းငါရဲ့ဒီမျက်နှာဦးကြီးကိုပဲကြည့်နေရတော့မှဖြစ်တဲ့အတွက်ညင်းငွေမသွားပါနဲ့ရှုချင်းရတယောက်ကြောင်းအန်းသွားပြီးတော့အဲ့ဒီယတနာအဆောင်လက်ဖွဲ့လေးကိုကြည့်နေမိတယ်။သူမရဲ့မျက်ဝန်းအိမ်တွေဟာတဆဆနဲ့နီးရဲလာခဲ့တဲ့နှစ်ပေါင်း100ကျော်ရှိခဲ့ပြီးသူမဟာအသက်30အရွယ်ကလေးကနေအခုချိန်ထိစောင့်ဆိုင်းခဲ့ရတာနောက်ဆုံးတော့ရှင်းရှိနေတဲ့အချိန်ထိစောင့်လိုက်ရပြီးဒါဟာပထမဆုံးအချိန်ဖြစ်နောင်နာဂတ်ဆိုတဲ့စကားလုံးနှလုံးကိုသူမအားပြောပြဖူးခြင်းဖြစ်တယ်။သူမဟာအဲ့ဒီအဆောင်လက်ဖွဲ့ကိုသွားမယူပဲရှင်းကိုသာစိုက်ကြည့်နေပြီးတော့တေချာလေးပြန်ပေးလိုက်တယ်။ဆရာဒါကကျမကိုလက်ခံလိုက်ပြီလို့အတိတ်ပဲရတာလားဟင်။တင်ဟာလက်ဖက်ရည်ခွက်ကိုကင်ထားရင်းနဲ့အတော်ကြာအောင်တိတ်ဆိတ်နေခဲ့တယ်။ဟုတ်တယ်ရှုချင်းရဟာအဲ့ဒီတော့မှပဲပြုံးလိုက်ပြီးတော့အဆောင်လက်ဖွဲ့လေးကိုလက်ဖွားထဲမှာတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တယ်လာရောင်တွေကအောက်ကိုဖြာချနေပြီးတော့သူမရဲ့မျက်ဝန်းတွေထဲမှာကျဲပွင့်လေးတွေလင်းလက်နေတယ်လို့မျိုးတောက်ကနေစေခဲ့တယ်အဲ့ဒီညကလင်းကျဲမျိုးလေးမှာမိုးတက်မုန်တိုင်းတွေလည်းမရှိခဲ့တယ်လို့ထူးဆန်းတဲ့နမိတ်တွေလည်းမရှိခဲ့ပါဘူးခြံဝင်းထဲကမီးအိမ်အိုလေးတစ်ခုတည်းသာတညလုံးလင်းထိန်နေခဲ့တာဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့လင်းကျဲမျိုးလေးမှာအဲ့ဒီညကတကြိုမြေပြင်ကြီးရဲ့ချဒီနေတွေအကြောင်းကိုလူတွေကပြန်ပြောနေကြတော့မှဖြစ်တယ်အသက်1000ကျော်ရှိပြီဖြစ်တဲ့စီနီယာကြီးကိုဒေါသထွက်အောင်လုံးပြီးလို့လက်ပလာနဲ့တင်လက်ရှိကဘာရဲ့ကျင့်ကြံသူအစင်ကားကိုတစ်ဖြတ်ပစ်ခဲ့တဲ့အကြောင်းတွေကိုပြောနေကြတာပါတချို့လူတွေကတော့သူဟာပုံမှုမြင့်မားတဲ့အရက်ဒေတာစီကိုပြန်တန်းသွားပြီလို့ပြောကြပြီးတချို့ကတော့သူဟာမျက်တန့်စင်တဲ့တောင်တန်းတစ်ခုခုရဲ့အနက်ဆိုင်ဆုံးနေရာမှာလူတူပုံအောင်နေထိုင်နေတယ်လို့လည်းပြောကြတယ်နောက်ထပ်လူတချို့ကတော့သူဟာလူသားတစ်ယောက်လုံးဝမဟုတ်ပဲရှေးဟောင်းခေတ်ကအစွမ်းထက်ပုဂ္ဂိုလ်တဦးဝင်စားတာလို့လည်းဆိုကြတယ်ဒါပေမဲ့ဘယ်သူမှထင်မှတ်မထားမိတဲ့အချက်ကတော့တလောကလုံးကိုအတန်းကျကျတော့မပြောရဲတော့အောင်၆လက်နိုင်ခဲ့တဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးဟာအခုချိန်မှာတော့လင်ကျဲမျိုးလေးရဲ့မိဖို့ချောင်းရှိမှထိုင်နေရင်းနဲ့ကောင်းကင်ဘုံသုံးအိုးကြီးကိုအသုံးပြုပြီးရေနွေးကိုဘလို့မြင်မြန်ဆူအောင်လုပ်ရမလဲဆိုတာကိုတေချာလေးလာနေတာပဲဖြစ်ပါတယ်ခြံဝင်းထဲမှာတော့ရှူချင်းရံကအဝတ်လန်းနေပြီးလမ်းဆုံမှာတော့ကလေးငယ်တွေဟာတယောက်နောက်တယောက်လိုက်တန်းပြေးလန်းစော့ကစားနေကြတဲ့ကြောက်စာတုံးပေါ်ကစာသားတွေကတော့အချိန်ကာလတွေရဲ့တိုက်စားမှုကြောင့်တဆဆနဲ့မိမ့်မိန်ပြောက်ွယ်လို့သွားခဲ့ပါပြီမင်းကတကားဝမှာရက်ပြီးလူလောကရဲ့မိကိုရှန်တွေကိုကြည့်နေရင်းနဲ့ဒီလိုမျိုးလေးပဲကောင်းပါလေလို့ရုတ်တရက်ခံစားလိုက်ရတဲ့အပေါ်ကအဲ့ဒီပိုက်ကွန်ကိုတော့မင်းတနေ့နေ့မှာသွားပြီးစုပ်ခဲပြစ်မှာအသေးချာပဲဒါပေမဲ့ဒီနေ့တော့မဟုတ်သေးဘူးဒီနေ့မှာတော့မင်းဟာမျိုးသားမင်းတယောက်တက်တက်ပဲမှုအခွန်ကောက်တာတွေကိုလိုက်ကြည့်ုံလင်းလင်းကိုစီမံခန့်ခွဲရုံပြီးတော့ဘသူအိမ်ကကြက်ကဘသူအိမ်ဝင်းထဲကိုပြေးဝင်သွားပြန်ပြီးလဲဆိုတာမျိုးတွေကိုပဲလိုက်ကြည့်နေုံမှာပဲအနိုင်မခံအရှုံးမပေးနိုင်တာတွေထာဝရရှင်တန်ချင်းတွေနဲ့ပိုပြီးမြင်မာတဲ့နေရာကလှုပ်ဝက်ချက်တွေနဲ့ပတ်သက်လို့ကတော့နောက်ထပ်နည်းနည်းလောက်ထပ်ဆောင်ဆိုင်လို့ရပါသေးတယ်ဘာပဲဖြစ်ဖြစ်မင်းမအချိန်တွေအများကြီးရှိနေတာပဲဥစ္စာပြီးတော့ဒီတစ်ချိန်မှာတော့မင်းဟာနောက်ဆုံးမှတယောက်တည်းမဟုတ်တော့ပါဘူးဇလန်ပြီးပါပြီ YouTube Facebook နဲ့ TikTok နေရာ3ခုစလုံးကနေတင်ဆက်ပေးထားတာဖြစ်လို့ကြိုက်နေတဲ့ platform ကနေဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ဗျာအစီအမြဲအားပေးကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ